ကျွန်တော်မိမသည်ကျွန်တော်ရဲ့ဘက်မှာဟိုတစ်ဘက်ကိုလှည့်ရွှေ့အိပ်ပျော်နေရဲ့သူမညဘက်တွေမှာကျွန်တော်ဘက်ကိုလှည့်မအိပ်တဲ့ရက်ပေါင်းမနေတော့ပါသူမအခုရက်ပိုင်းခြေလမ်းတွေပြက်နေတာလေကျွန်တော်သတိထားမိနေရဲ့သူမသည်ကျူရှင်မတင်ပေးတော့တာ2 နှစ်ရှိပြီသို့တော့ကျွန်တော်အမေရဲ့ပြောချက်အရသူမတက္ကစီခေါ်ပြီးနေ့တိုင်းအပြင်သွားတယ်လို့သိရတယ်မနက်ကျွန်တော်အလုပ်သွားတဲ့အချိန်ကနနက်8 နာရီဖြစ်တယ်သူမသည်10 နာရီခွဲလောက်ဆိုမနက်စာစားပြီးတက္ကစီခေါ်ကအပြင်ထွက်သွားတယ်လို့အမေကပြောတယ်တခါတလေမနက်စာတော့မစားပါနေ့လယ်စားလဲအိမ်ပြန်မစားပဲညနေကျွန်တော်အလုပ်ကပြန်မရောက်ခင်ကတိလေးပြန်လာတတ်တယ်လို့အမေကပြောပြတယ်ညနေသူမပြန်ရောက်လို့အမေကသမီးရေထမင်းစားအောင်လေဆိုပြီးပြောရင်မစားသင့်သူမေဘိုက်မစားသေးဘူးဆိုပြီးဖြေချောင်းအမေကပြောပြတယ်အမေဒီအရင်ကတည်းကညနေကျွန်တော်ပြန်ရောက်တိုင်းသူမကြောင့်မေရှင်တနေ့လုံးသူမဘာလို့တီဆိုတာကအစထမင်းစားသည်မစားသည်ကအစုံပြန်ပြောပြတတ်သူဖြစ်တယ်ညနေကျွန်တော်အလုပ်ကပြန်ရောက်လို့သူမဖက်နှက်ကိုမြင်ကသူမအိမ်မှာရှိနေတာကိုကျွန်တော်သိရင်သူမစီမသွားခင်အမေကိုသူအပြစ်မသွားဘူးလားဆိုပြီးအရင်ကတည်းကအမြဲဂယုတစိုက်မေးတတ်သူဖြစ်တယ်အမေကလည်းအပြင်သွားရင်သွားတယ်မသွားရင်မသွားဘူးသို့မဟုတ်ခုနကမှပြန်ရောက်တာတော့ဘသူပြန်လိုက်ပို့တာတော့အဆရှိတဲ့ရွှေတေချာပြောပြတတ်တယ်ယူဆမှာထိုအပြုတ်မှုများဟာသူမအတွက်အထွေထူးမရှိခဲ့ပေမဲ့ဒီအပိုင်းတွေမှာတော့ကျွန်တော်အမေပြန်ပြောသမျှတွေဟာသူမအတွက်အမြင်မကြီးစရာဖြစ်လာတယ်သူမသည်အမေကသူမအကြောင်းတခုခုကျွန်တော်ကိုပြောတာနဲ့အမေကွယ်ရမှာကို့အမေကလေနေရာတကာပါတယ်နော်ကျမဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာအစားကို့ကိုသူကပြန်ပြောပြနေရအကုန်မျက်စိတောက်ထောက်ကြည့်ပြီးပြန်ပြောပြနေရပါလီယာငပိချက်ကမကောင်းဘူးဆိုတာ तू နားမလည်ဘူးလားဆူဆူပူပူနဲ့ပြောလာတော့သူမကအဲ့ရပေါ်မှာမတင်မနဲ့နဲ့ထိုင်ချလိုက်တယ်ကျွန်တော်ဒီရေချိုးပြီးစားမှုအပေါ်ပိုင်းဗလာဖြစ်နေရဲ့တပတ်အသေးလေးတစ်ထည်ပဲပခုံးပေါ်တင်ထားတယ်ကျွန်တော်ဒီသူမရှိလာရက်ကခေါင်းကိုအသာပုတ်တက်ရှင်မိမရဲ့အမေကအရင်ကတည်းကဒီလိုပဲဟာခုမှဘာထဖြစ်ရတာလဲဟမ်သူမသည်ကျွန်တော်ကိုအလိုမကျစွာမှေးချင်းနေသောမျက်လုံးများနဲ့မောကြည့်လာတယ်နေရတကာပါလုံးတော့တောက်ပေါ်ကြတာပေါ့ဘသူမှမရှိသေးမလေးစားချင်တော့ဘူးကျွန်တော်ဒီသူမအပြောဆိုကြောင့်အနေငယ်ရင်နဲ့အောင့်သွားရှာကသူမပေးမှစိတ်ညစ်ညူးစွာထိုင်ချလိုက်တယ်ဘာဆိုင်လို့လဲမိမရာမင်းအမေကိုဒီလိုတော့မပြောပါနဲ့အမေကမင်းကိုဘလောက်ဂရုစိုက်လဲဆိုတာတော်အပေါ်ရီပြောမနေနဲ့ရောက်ခမဆိုတာရောက်ခမပဲဘယ်တော့မှအမေမဖြစ်ဘူးသူ့သားသမီးအရင်လို့တော့အမြဲအကောင်းမြင်မိမှာမဟုတ်ဘူးကျမနည်းနည်းလောက်ခြေလမ်းမတာနဲ့ထိုးနှက်ဖို့စောင့်ကြည့်နေမှာမိမခြေလမ်းမမအောင်နေဘောကွာအော်သူမကကျွန်တော်ဘက်ကိုစောင့်ကြည့်အောင်ကြီးလှည့်လာတယ်ရှင်ကရှေ့မေပြောသမျှအမှန်ရှေ့မေလုံးသမျှအမှန်ပေါ့ကျမပဲမှားတယ်ပေါ့ရှေ့မေတခုခုပြောရင်ကျမအမှားလို့လို့ပဲလို့သတ်မှတ်မှာပေါ့ဟုတ်လားကျွန်တော်ဒီတပတ်ကိုပခုံးပေါ်မှာဆွဲချကသူမဘေးကစက်ကနေထသွားလိုက်တယ်မဆိုင်ပါဘူးကွာကို့မှာအမားမှန်ခွဲခြားနိုင်တဲ့အသိဉာဏ်ရှိရဲ့အမေကမင်းကိုတမင်မကောင်းမြင်နေရဆိုကိုအမေဘက်ကလိုက်ပြောမှာမဟုတ်ဘူးအခုထိအမေဘက်ကမင်းကိုမကောင်းမြင်စိမ့်နဲ့ငါ့ကိုလောက်ကြံပြောတာတခုမှမရှိဘူးသူမသည်ဗီဒီယိုတကားကိုဆွဲဖွင့်နေတော့ကျွန်တော်ဘက်သို့ခြာကနေခန္ဓာကိုလှည့်လာတယ်အဲ့ဒီကဝတ်တွေမဖွားနဲ့နော်ကျမရှင်းတာမကြသေးဘူးကျွန်တော်ကရှီလိုက်တယ်မဖွားပါဘူးမိမရဲ့ကို့မြာကလေးကြနေရပဲမဖွားဦးသာဆိုတယ်အမြဲပွားနေရလေဘလောက်ရှင်းပေးဘယ်နှရမှမခံဘူးကျွန်တော်ဒီညူဆူနေတော့သူမကိုလှမ်းကြည့်ကတပ်ပြင်းသာချရှဲအပေါ်ဆုံးကစွတ်တဲ့အဖြူလေးကိုသာရှိုးလိုက်တယ်မိမရဲ့စိတ်ကလေးကိုလျှော့ပါကွာမိမမကြရဲ့နောက်မိမအကြောင်းအမေကိုမမေးတော့ဘူးကို့မကြည်တာနဲ့ပဲမဆိုင်တာတွေရှောက်ရံပြီးစိတ်မကောက်ပါနဲ့ကွာသူမဒီမျက်နှာကိုဟိုဘက်လဲရွှေစူးပုတ်ထားတယ်ကျွန်တော်ဒီပြုံးလျက်ကသူမမျက်နှာအနာပါလေးတုတ်ကကို့ကိုအာဝါပေးအောင်သူမကဂယုမဆိုင်ပါကျွန်တော်ဒီကလေးဆန်စွာမျက်နှာကလေးတမင်စူပြလိုက်ပြီးမိမကို့အာဝါပေးအောင်လို့သွားစမ်းမှာစိတ်ပြတ်တယ်သူမသည်ကျွန်တော်ကိုတွန်းထုတ်ကအဲ့ရပေါ်သို့ခြေထောက်နှစ်ဖက်ကိုတင်ရွှေ့ကျွန်တော်ကိုကြော်ခိုင်းသွားတယ်ကျွန်တော်ဒီအာယုန်လေးညှစ်ထွေးသွားပြီးတပ်ပြင်းချလိုက်မိရဲ့ကျွန်တော်ဒီသူမဘေးဝင်အိတ်ရင်သူမကိုကြောနောက်ကနေတိုးကပ်ဖတ်တော့သူမကကျွန်တော်လက်တွေကိုဖယ်ပစ်တယ်သူမကကျွန်တော်နဲ့ထိကိုမထိချင်တော့တယ်လို့မျိုးကျွန်တော်ကိုခါခါတီးတီးဖြစ်နေရဲ့ဒီအခြေအနေဟာဘာကြောင့်ဖြစ်သွားမှန်းကျွန်တော်တွေးမရအရင်ကစိတ်ဆိုးစိတ်ကောက်ရင်ကျွန်တော်ချော့လို့သူမစိတ်မပြေရင်တော့ညဘက်ကျွန်တော်သူမကိုဖတ်အိပ်ရင်သူမစိတ်ပြေတွားတတ်တာဖြစ်ပါတယ်အခုတော့ကျွန်တော်ဒီခုနကမှရေချိုးပြီးပြီမဲ့တကိုယ်လုံးပူလောင်လာကပက်လက်လန်လေးရနှစ်ဖူးပေါ်လက်တင်ရွှေ့ပြန်စဉ်းစားကြည့်မိရဲ့ကျွန်တော်ဘေးနေရာမှာမှားသွားတယ်လေဘာအမားတွေလိုက်လို့မိတယ်လေတားရေအမေထမင်းခုတ်ပြီးထမင်းစားကြတော့လေ9 နိုင်အောင်ထိုးတော့မယ်ဟုတ်ကဲ့မေကျွန်တော်မေကိုလှမ်းအော်ပြောလိုက်တယ်သူမမအိတ်သေးမှန်းကျွန်တော်သိရဲ့ကျွန်တော်ဒီသူမပခုံးလေးကိုကင်ကမိမထမင်းသွားစားကြမယ်လေမစားချင်ဘူးနည်းနည်းလောက်တော့ထစားပါအောင်မိမရဲ့မိမတနေ့လုံးအပြင်သွားနေရအိမ်မှာမနှက်စာရောနေ့လယ်စာရောမစားဘူးဆိုဘိုင်းမစားဘူးလားသူ
သူမသည်ကျွန်တော်ကိုမျက်စောင်းနဲ့လှည့်ကြည့်လာတယ်။ကျောင်းတော်ကတငယ်ချင်းဒီမျိုးကိုရှောက်လို့သွားတွေ့တာ။သူမျိုးလေးရှောက်လေခြင်းနဲ့ဆိုလို့လိုက်ပို့တာ။တခြားဘယ်မှမသွားဘူး။အဲ့မှာမိမရဲ့တငယ်ချင်းကဘာတူလဲကိုသိရဲ့တူလား။သူမကစိတ်ပြတ်သောမျက်လုံးများဖြင့်ကြည့်လာတော့ကျွန်တော်စိတ်ထဲတိတ်ငယ်တယ်လို့ရှင်ကျမကိုမယုံရင်ကျမဘာမှစမပြောတော့ဘူး။ဟာမဟုတ်တာကိုယုံတာပေါ့။ကဲပါမမေးတော့ဘူး။အခုထမင်းလေးတော့ထစားအောင်နော်မိမ။မစားဘူးတငယ်ချင်းနဲ့စားလာသေးရဲ့။မစားလဲနည်းနည်းတော့ထစားပါကွာ။မဟုတ်ရင်အမေစိတ်မကောင်းဖြစ်နေလိမ့်မယ်နော်မိမ။သူမသည်အာယုံနောက်ဟန်နဲ့စက္ကနဲ့ထကလက်ထဲမှာဆုပ်ထားသောဖုန်းကိုခေါင်းအုံးပေးချခဲ့ပြီးအခန်းထဲကထွက်သွားတယ်။ဒါထမင်းစားဖို့ထွက်သွားတာပဲဆိုတာကျွန်တော်သိရဲ့။ကျွန်တော်ဒီတင်နှက်စွာပြုံးလိုက်ပြီးသူမနောက်မှအတူလိုက်လာခဲ့ပါတယ်။ထမင်းစားတော့ကျွန်တော်ကအမြဲလက်နဲ့သူမကအမြဲစိုးနဲ့ကျွန်တော်ဒီအိမ်မှာဆိုအမြဲလွတ်လွတ်လပ်လပ်အားပါတရလက်နဲ့ပဲစားတတ်တယ်။စိုးနဲ့ဆိုအားမရကျွန်တော်ဒီတို့စရာကိုလက်နဲ့ယူရင်းကတို့စရာပကံတဲကိုကျွန်တော်လက်ကထမင်းလုံးစိကျသွားတယ်။သူမသည်ကျွန်တော်ကိုမသက်တီတလို့ချွေကတို့စရာပကံကိုသူမနားမှာတွန်းထုတ်ပြလိုက်တယ်။ရိုးစရာကြီးအထမင်းစားတဲ့လက်နဲ့တို့စရာပကံနဲ့မနိုင်နဲ့လေ။မိမရဲ့ကိုအဲ့လိုမနိုင်လို့ဘယ်လိုနိုင်ရမှာလဲ။မိမလည်းကို့စားယူမမပေးတာကိုပြန်ဖယ်လိုက်ပါမယ်။ကျွန်တော်ကကြသွားတော့ထမင်းလုံးစိကိုရှူကလက်စေးအင်းုံလေးထည့်လိုက်တယ်။ဇွန်လေးပါလေးနဲ့စားတာမဟုတ်ဘူးအမြဲလက်ကြီးနဲ့ကျွန်တော်ဒီတက်ပြင်းသာချမိရဲ့အိမ်ကတော့ကိုလက်ကလေးနဲ့ထမင်းစားတာချစ်စရာကြီးလို့သူမပဲဆိုခဲ့တယ်။ကျွန်တော်ဒီထမင်းစားနေရှင်ရှေးတောက်လိုက်တော့အမတ်တမဲ့လေးချင်းတက်မိသွားတယ်။သူမသည်မျက်နှာတစ်ခုလုံးရှုံးမဲ့သွားကဇွန်ကိုအတန်မြောင်ပကံနဲ့ချပြစ်တယ်။စိတ်ပြက်လိုက်တာတော်တော်စိတ်ပြက်တယ်။နည်းနည်းပါးပါးအားလာမှမရှိဘူးတအေးအေးနဲ့ကျွန်တော်ဒီသူမဘက်ကိုလှည့်ပြီးလေးချင်းတက်တာလည်းမဟုတ်လေကျင်တက်တယ်ဆိုတာထိန်းထားနိုင်တဲ့အရာလည်းမဟုတ်လေမယားပဲဖြစ်လာတာကြပြီဒီလိုသဘောတဘာဝတွေကိုသူမရွှရှာနေတုံးမလားမိမရဲ့မိမလေကျင်တက်ကိုဘာပြောလို့လဲဒါသဘာဝပဲလေခန္ဓာကိုယ်ကတုံ့ပြန်တာလေဘသူကအားနာလို့ဆိုပြီးထိန်းထားနိုင်ပါလေပြီးတော့ကိုမိမရှိမှကိုကအဲ့ဒါတွေထိန်းနေဖို့လိုလို့လားတော်ပြီမစားတော့သူမသည်ထမင်းစပွဲမှထထွက်သွားတယ်ကျွန်တော်ဒီတပ်ပြင်းရှေ့ကြီးချကစိတ်အာရုံတစ်ခုလုံးထွေပြားသွားတယ်ဆက်စားခြင်းစိတ်လည်းမရှိတော့တာမို့လက်စိအင်းတုံတယ်လက်၌စိလိုက်လေတော့တယ်။တားရီမနဲ့မင်းအလုံးမသွားခဲ့ဝိတ်တဲ့အင်ကြီးကိုရှော့ဖို့ချင်းလဲတခါထည့်ခဲ့နော်။အမေမိမပြောတာတွေမကြိုက်ဘူး။ तू မလျှော့ရင်မေးလျှော့မယ်။တနေ့ညနေကျွန်တော်အိမ်ပြန်ရောက်တော့အမေကကျွန်တော်မမေးပါပဲကျွန်တော်ကိုပြောပြလာတယ်။ထိုအချိန်ကျွန်တော်မိမအိမ်မှာမရှိပါ။ကျွန်တော်ဒီအိမ်ကမ်းမှာထိုင်နေတော့အမေနာရှောက်သွားလိုက်ပြီးအမေဘေးဝင်ထိုင်လိုက်တယ်။အမေသမီးကဘာပြောလို့လဲအမေရဲ့။အမေဒီ TV ကိုလိုင်းလံပြောင်းနေစေမင်းကိုအသိနာကောင်လေးဘာလေးနေတယ်လေအဝိတ်တွေဟိုတင်တင်ခဲ့လို့တဲ့စောင်းအောင်ပြီးအဝိတ်လျှော်ဆက်တဲ့ထဲ့နေအမေရှိမှသူ့သားကိုဆဲဆိုနေဘဲကြားကောင်းမလဲဘဲသင့်တော်မလဲအမေလူကြီးနဲ့လူငယ်ရောက်ခမနဲ့ချွေမစကားအခြေအတင်မများကြလို့များရင်ရောက်ခမအမေမဟုတ်ဘူးဆိုတာတွေပြောလာမှာဆိုလို့သူ့ကိုဘာမှမပြောတာမင်းမိမလွန်လာတဲ့သားမင်းပေါ်တော့ဘလို့နေလဲမသိဘူးကျွန်တော်ဒီပြက်ရွှင်းနေတော့မျက်နှာကိုချက်ချင်းပြင်ကတက်ကြွစွာပြုံးလိုက်တယ်သားပေါ်တော့သူကောင်းပါတယ်မေရဲ့သူတခါမှကျွန်တော်ရှေ့မစဲဘူးပါဘူးအေးလေတွေ့ချိုလဲဖြစ်နေအောင်မေမင်းတို့ချင်းအစဉ်ပြေပြီးရပါပဲပြေပါတယ်မေရဲ့မပြေစရာဘာအကြောင်းရှိလို့လဲကျွန်တော်ဒီဝဲလာတော့လိန်မော်တီးများကိုအမေရှေ့ချပေးလိုက်တယ်ဒီမှာလိန်မော်တီးမနက်ကအမေသမီးမှားလိုက်တာအမေကလိန်မော်တီးကြိုက်တယ်နေ့လည်နေရင်စားရအောင်ဝဲခဲ့ပေးပါအောင်နဲ့အမေဒီတိတ်မပြေဖြစ်တော့မျက်နှာနဲ့တက်ပြင်းသာချရင်ကျွန်တော်ကိုကြည့်ရဲ့မင်းလဲမင်းမိမဘက်ကလိုက်ဖာနေရတာအမေဒီကျွန်တော်ရဲ့မူသားကိုမိခင်ပြပြသိရှိနေပါတယ်ကျွန်တော်ဒီမူသားစကားကိုအမေဖမ်းမိသွားတဲ့ပေါ်မလုံးမလဲဖြစ်သွားရှာတယ်အေးလေအိမ်တော်တက်ပဲ၄နှစ်ရှိနေပြီကောင်းလဲပေါင်းမကောင်းလဲပေါင်းတော့ပေါ့ကျွန်တော်ဒီအမေနားမှာထွက်လာခဲ့ပြီးခြံထဲကတန်းပေါ်မှာထိုင်ရှင်ပြန်မလာသေးတော့သူမကိုစောင့်နေမိရဲ့မိမမင်းပေချိန်ပြန်လာမှလဲနောက်ကျနေအောင်မဲကိုလာခေါ်ရမလားကျွန်တော် message လှမ်းပို့လိုက်တယ်တော်တော်ကြာတဲ့အထိစောင့်မပြန်လေတော့ကျွန်တော်ဖင်တကြွကြွဖြစ်လာတယ်သူမပေကိုသွားမှန်းလဲအမေကမသိတာမို့ကျွန်တော်စိတ်ပူလာတယ်နောက်15မိနစ်လောက်ကြာတော့မှရတယ်လာမကြိုးနဲ့ကျမဘာသာပြန်လာခဲ့မယ်မိမခုပမာလဲစာပြန်မလာတော့ပါ9နာရီ10မိနစ်လောက်နေမှခြံရှိကိုတက္ကစီတစ်စီးလျှောက်လာတယ်ကျွန်တော်လှမ်းကြည့်လိုက်တော့ကားပေါ်မှာသူမဆင်းလာတာမြင်ရတယ်ကျွန်တော်အလင်းအမြန်ပဲခြံတကားပြေးဖွင့်ပေးလိုက်တယ်မိမရဲ့နောက်ကျလိုက်တာဘယ်လိုသွားနေရလဲကို့မှာမင်းပေသွားမှမသိတော့ဘယ်လိုက်ရမှလည်းမသိဘူးစိတ်ပူနေရသူမစီအနေငယ်ပင်ပန်းနေပုံရှာတယ်မျက်နှာမှာနှက်ခမ်းနေပင်အယောင်မှိန်နေပါတယ်ဘာလို့စိတ်ပူနေရလဲပြန်လာမယ်လို့ပြောထားပဲအချိန်နဲ့ရောက်မှာပေါ့ဒါအချိန်တလားမိမရဲ့9နာရီကြော်နေပြီမှောင်နေပြီလေကွာတက္ကစီသမားတွေကစိတ်ချရတာမဟုတ်ဘူးနောက်ဘယ်နေရာရောက်ကို့ကိုပြောကိုလာခေါ်မယ်ပြီးရောသူမကအိမ်ထဲကိုဝင်သွားတယ်ကျွန်တော်ဒီခြံတကားကိုအမြန်ပိတ်ရင်သူမနောက်အတူလိုက်ဝင်ခဲ့တယ်အခန်းထဲကိုရောက်တော့ကျွန်တော်ကအိယာပေါ်ထိုင်နေတော့သူမကိုလက်မောင်းလေးနှစ်ဖက်ကိုစုပ်ကန်ရှင်နမ်းမို့ပြင်နေတွားပါရေသွားချိုး
ဟာနန်းအောင်မေလေကွာတနေ့လုံးလွမ်းနေရကြေရောက်တော့လဲမျက်နှာတမ်းမမြင်ရအောင်နမ်းမိရင်ထိုးမယ်သူမသည်ကျွန်တော်နန်းတာကိုမနစ်သက်တွေမျက်နှာနဲ့ထိုင်နေရဲ့ကျွန်တော်ပြန်လာတိုင်းသူမကိုနမ်းနေကြသူမရေမချိုးရသေးလဲကျွန်တော်နမ်းနေသူမနေမကောင်းလဲကျွန်တော်နမ်းနေသူမသည်လည်းကျွန်တော်ရေချိုးရသေးရမချိုးရသေးရတွေဂယုမဆိုင်ပဲအမြဲပြက်လဲနမ်းရှုံခဲ့တယ်အခုတော့သူမနှာခေါင်းရှုံနေပါတယ်ကိုနောက်နေ့တွေကိုအဝိကိုတန်းတွေပေါ်မှာမတင်ခဲ့တော့ဘူးချင်းနေထည့်ခဲ့မယ်နော်ရှင့်မေပြောရလားရှင့်မေကလေလင်မယားကြောင့်ဝင်ပါပြီးရန်တိုက်ချင်များလားဟာမိမရဲ့အမေကတော့အဲ့လိုမပြောပါနဲ့အမေကအဲ့လိုစိတ်မရှိပါဘူးသူ့သားကိုသူ့ရှိဆဲဆုံနေတော့သူမကြိုက်ဘူးပေါ့ကွာကိုကအဲ့လိုပဲပြောတာပါဆဲတော့ဘာဖြစ်လဲရှင့်မကြိုက်ဘူးလားမဟုတ်ပါဘူးဒါပေမဲ့မိမငရဲကြီးမှာဆိုလို့ပါကျွန်တော်ကသူမလက်ကလေးများကိုဖိဆုပ်၍ချော့ပြောမိရင်ငရဲပေးတာဘာတူလဲမနဲ့နိုးလာတော့ကြိလိုက်ရင်အဝတ်တွေကဟိုပေါ်တင်ဒီပေါ်တင်နဲ့တပတ်တွေဆိုတာလဲတောင်းပေါ်ဖြစ်သလိုတင်ခဲ့တာအကုန်လိုက်လုပ်နေရတယ်မစဲမိပဲနေတော့မလားအဲမှာကိုနောက်မလုပ်တော့ဘူးအိမ်ကတော့ကျွန်တော်တို့ယူပြီးကြတဲ့ကသူမကိုတူရှင်မပြခိုင်းတော့တာမို့ကျွန်တော်ကိစ္စလေးတွေလိုက်လုပ်ပေးနေရတာကိုပဲသူမသဘောကျတယ်လို့ပြောခဲ့တယ်အေးလေအမြဲလိုက်လုပ်နေရတော့စိတ်ညစ်မှာပဲလို့ကျွန်တော်ဖြည့်တွေကကျွန်တော်သူမမကြိုက်တာကိုပြင်လိုက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့ညနေကျွန်တော်အလောက်ကပြန်ရောက်တော့6နာရီခွဲနေလေပြီအိမ်မှာသူမမရှိတာမို့အမေကိုမေးကြည့်လိုက်တော့သူမိဘအိမ်သွားတယ်သားရဲ့မနေ့ကလေးကထွက်သွားတာမိဘအိမ်ဆိုတော့ကျွန်တော်သူမစီ message လမ်းပို့နေတော့ပဲလိုက်ခေါ်ပေါ်ထွက်လာခဲ့လိုက်တယ်သူမမိဘတွေအိမ်ရောက်တော့သူမမိကကျွန်တော်ကိုဝမ်းသာအားရကြိုးဆိုတယ်အမလီသားရဲ့ခုမှပဲလာတော့တယ်မလာတာတော့ကြာနေပြီဟုတ်တယ်မေအလောက်ကအမြဲနောက်ကျနေရောမလျှောက်တာအေးလေအမေနားလေပါတယ်ဒါနဲ့သမီးရောကျွန်တော်လည်းမေးမလို့သူတီမမဟုတ်ဘူးလားဟေးဒီမလာဘူးလေသူမမေကပြူးပြူးပြပြနဲ့ပြောတယ်မလာဘူးလေလားထိုစဉ်သူမစီကဖုန်းဝင်လာတယ်သူမအိမ်ပြန်ရှောင်းနေပြီတဲ့တာသမီးရဲ့လားဗမာတဲ့လေသူအိမ်ပြန်ရောက်နေပြီတဲ့မေသူအိမ်မှာမရှိတော့လေကျွန်တော်ကဒီလာတယ်ထင်ပြီးလိုက်လာတာသူတငယ်ချင်းစီသွားတာနေမဲ့ဒါဆိုကျွန်တော်ပြန်လာအောင်မယ်နော်အမေအေးပါကောက်ဂရုစိုက်မအောင်နော်ဟုတ်ကဲ့မေကျွန်တော်အိမ်ပြန်လမ်းမှာကားမောင်းနေရင်စိတ်တွေရှုပ်ထွေးနေခဲ့တယ်သူမကျွန်တော်အမေကိုဘာကြောင့်လိန်ညာပြီးထွက်သွားရှာတာလဲကျွန်တော်အိမ်ပြန်ရောက်တော့သူမကစီးကြိုတယ်ကျွန်တော်ဒီသူမကိုဘာမှမပြောသေးပဲအခန်းထဲအရင်ရောက်အောင်ဝင်လာခဲ့တယ်အခန်းထဲရောက်မှမိမနေတနေ့လုံးဘယ်တွေသွားနေရလဲမနက်ကလေးကထွက်သွားတာဆိုမိဘအိမ်သွားမယ်ဆိုပြီးတော့အမေကိုတော့လိန်သွားသေးရဲ့ဟိုဘက်အိမ်ကိုရောက်တော့မင်းမလာဘူးတဲ့သူမသည်မိဖို့တိုက်ဖို့ပြင်နေပြီးကျွန်တော်ကိုဘာမှပြန်မပြောပါကျွန်တော်ဒီအားမလို့အားမရဖြစ်လာကသူမနားမှာသွားထိုင်လိုက်တယ်မိဖို့ကနောက်မှတိုက်ကိုမေးတာအရင်ဖြစ်ရောကျွန်တော်ကမီးဘူးကိုပလက်ဆွဲဖြုတ်လိုက်တော့သူမကကျွန်တော်ကိုအလိုမကျစွာကြည်လာတယ်။တငယ်ချင်းမေသွေးကင်စာဖြစ်တာလေအဲ့ဒါသတင်းသွားမေးရသူကလည်းနေပါအောင်ဆိုလို့နေနေရတနေ့လုံးစိတ်ယုံမှာပဲ။ကျွန်တော်ဒီတစ်ခါတော့သူမကိုတန်တရားဝင်လာမိရဲ့မနက်ကနေညနေ6နာရီ9နာရီခွဲအထိစိတ်ယုံမှာပဲတဲ့လား။ဒါဆိုလဲအမေကိုစိတ်ယုံမှာသတင်းသွားမေးမယ်လို့ပြောသွားလေကွာ။ဘာလို့မိဘရင်သွားမယ်လို့လိန်ရတာလဲ။အစကမိဘရင်သွားမလို့ပါပဲ။လမ်းရောက်မှတငယ်ချင်းကဖုန်းဆက်ပြီးသူ့အမေရဲ့အခြေအနေပြောပြလို့သူ့စီလျှောက်သွားတာ။ကျွန်တော်ဒီသူမအပြောတွေကိုဖြစ်နိုင်၏မဖြစ်နိုင်၏ဆိုတာတွေ့ဝေစဉ်းစားနေမိရဲ့ကိုရဲ့ကျမပြောရအောင်မယ်သူမသည်ရုတ်ချီမျက်နှာကြောပြောင်းကမျက်နှာကလေးမတမယာဖြစ်သွားတယ်သူမအမေအလုံးစုံ6လပဲတဲ့သူရအမြဲတမ်းသွေးနေရတာလေသူကလည်းငိုလို့ကျမမှစိတ်တွေမကောင်းလိုက်တာကိုရဲ့တနာကမမျက်နှာထားနဲ့ပြောပြနေလေတော့ကျွန်တော်တက်ပြင်းသာချလိုက်မိရဲ့သို့ပေမဲ့တန်တရားကင်းသွားတာတော့မဟုတ်မိဘရင်ကိုသွားမဲ့သူကအနှဲ့ရောင်အပေါ်ပြောင်လက်ဘောကျဲတွေထိုးထားတဲ့အင်ဂျီနဲ့ထမိန်ကိုဝတ်သွားတဲ့လားကျွန်တော်ပြန်မရောက်ခင်သူမအဝတ်လဲထားပေမဲ့အဝိရှော့ချင်းထဲမှာချွတ်ထည့်ထားတာကိုကျွန်တော်တွေ့ရဲ့ကျွန်တော်ထုံနေညကသူမပတ်စံအိတ်ကိုအမှတ်မတင်ယူကြည့်လိုက်မိရဲ့ယူကြည့်ဖို့အစီအစဉ်မရှိပါပဲပတ်စံအိတ်ထားရနာကျွန်တော်ရောက်သွားစဉ်သူမဖျားဝတ်ပြုတ်နေချိန်နဲ့တိုးတာမို့ယူကြည့်လိုက်မိရဖြစ်တယ်ပတ်စံအိတ်ထဲမှာနှကန်းနေဘူးခရင်းဘတ်နဲ့ရေမွေးအသေးဘူးလေးပြင်ရုပ်ရှင်လက်မှတ်ဖြတ်ပိုင်းတစ်ခုတွေ့ရတယ်ဒီနေ့ရက်စွဲနဲ့ဒီနေ့နေ့လယ်တနာရီအချိန်ဖြစ်တယ်ပြီးတော့2ယောက်စာဖြတ်ထားတာသူတငယ်ချင်းနဲ့တွားကြည့်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တေးချတာကတော့သူမကျွန်တော်ကိုလိန်လိုက်ပြီကျွန်တော်နဲ့ကျွန်တော်ရဲ့မိန်းမတွေ့ဆုံမှုကိုပြောပြရလေမင်္ဂလာဆောင်တစ်ခုမှာအမတ်မတင်တွေ့ဆုံခဲ့ရကစတယ်သူမဒီတို့သမီးဘက်ဆွေမျိုးမအသေးဖြစ်ပြီးကျွန်တော်ဒီတို့သားရဲ့တငယ်ချင်းဖြစ်တယ်ထိုအချိန်ကကျွန်တော်ကိုတွေ့ချင်းသူမကစိတ်ဝင်စားခဲ့တယ်လို့နောက်တစ်ချိန်ပြန်တွေ့တော့ပြောပြခဲ့တယ်သို့တော်မတွေ့ရတဲ့တစ်နှစ်အတွင်းကျွန်တော်တို့ပြန်မဆုံကြသေးခင်သူမတွေရီးစားတယောက်ရှိပါတယ်သူမသည်ကျွန်တော်ကသာသူမအတွက်အချစ်ဦးလို့ပြောခဲ့တယ်။သူမသည်ဇွဲကောင်းခဲ့တယ်။ဖြစ်ရိုးဖြစ်စဉ်အရှာမှာမိမတယောက်ရဲ့ချစ်ကိုရှာယူဖို့ယောက်ျားတယောက်ကစူးစမ်းရှာတာဖြစ်တယ်။သို့တော့ကျွန်တော်တို့ဇလန်မှာတော့ကျွန်တော်အချစ်ရှာအောင်သူမဘက်ကအမျိုးမျိုးစူးစမ်းခဲ့တာဖြစ်တယ်။ငေကျိုးငင်တာပြန်ဖော်ရှာရင်သူမသည်ကျွန်တော်ကိုချင်းကပ်နိုင်ဖို့ကျွန်တော်နဲ့ပြန်ဆုံချင်းမှာသူမတွေ့လဲစားချစ်သူကိုဖြတ်ခဲ့တယ်။
ကျွန်တော်ဒီသူမနဲ့တွဲစားကအထိုးเจ้าတွေမသိခဲ့ရပါသူမဒီကျွန်တော်အဖို့ရောကျွန်တော်အမေပေါ်ပါနားလိုက်မှုအပြည့်မြတ်တာပြည့်ပေးရမှုသူမကိုအိမ်အောင်ဖက်အဖြစ်ရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်ထိုစဉ်သူမသည်ကျွန်တော်ပေါ်အနှွန်တာလဲတိတ်ခံတယ်တိတ်လဲဂယူးဆိုင်တယ်တိတ်လဲတိမ်ဝိတော်မိမတယောက်ဖြစ်တယ်ကျွန်တော်သူမနဲ့လက်ထပ်ပြီးအိမ်အောင်သက်တစ်နှစ်ကြာတော့သူ့ကြောင့်တည်နေကျွန်တော်တငယ်ချင်းတယောက်ကလာပြောတယ်ဟဲ့အောင်မင်းလက်ထပ်လိုက်တာသူနဲ့လားမင်းမင်္ဂလာဆောင်တော့ငါပြေးပါရောက်နေလို့မလာဖြစ်တာနဲ့မသိလိုက်တာခုမှမင်းမိမကသူ့မှန်းသိတယ်ဟာမင်းအပြောရလဲငါမိမကဘာဖြစ်လို့တော့ကျွန်တော်ဒီလက်ဖက်ရည်ကိုတငုံတောက်ရင်ကျွန်တော်တငယ်ချင်းကိုမကြည့်ကြည့်ကြည့်ကပြောလိုက်ခြင်းဖြစ်တယ်ကျွန်တော်တငယ်ချင်းဒီကျွန်တော်အနီးပုံနီးအောင်တုတ်ကပ်ပြီးလေးတန်းကိုရှော့ကအဲ့ကောင်မလေးကသူ့အရင်ရီးစားကိုတားချစ်တာနော်အဲ့ဘဲကိုသူ့တငယ်ချင်းစီကတော့စနိုင်ထားတာသူ့တငယ်ချင်းနဲ့သူရန်ဖြစ်တာမှအကြီးကျယ်ပဲအဲ့ဒါမင်းသိလားမင်းနဲ့ဘယ်လိုညှိသွားရတာလဲကျွန်တော်မသိခဲ့ပါသူမအရင်ရီးစားရှိဘူးတာကိုတော့သိရဲ့သို့ပေမဲ့ကျွန်တော်ကိုသူမပြောပြခဲ့သည်ကကိုရဲ့သူ့ကိုကျမမချစ်ပါဘူး။ तू ကချစ်တယ်ဆိုလို့တွဲကြည့်မလားဆိုလို့တွဲလိုက်တာ။ကို့ကိုတွေ့တော့သူ့ကိုတန်းဖြတ်လိုက်တာ။ကိုတကယ်ချစ်တဲ့သူနဲ့တော့မလဲနိုင်ဘူးလေ။ကိုကကျမအချစ်ဦး။ကျွန်တော်သူမအပြောချွတ်ချိုလေးတွေကိုယုံကြည်ခဲ့တယ်။ပြီးတော့ထိုအချိန်ကသူမသည်ကျွန်တော်ကိုကျွန်တော်မိထပ်ပင်နားလည်နိုင်သူလို့ကျွန်တော်ထင်ခဲ့ဘူးတယ်။အเจ้าမှာကျွန်တော်စိတ်ညစ်တာအမေကအနားယူဖို့ပြောပြီးသူမကတော့ကျွန်တော်အနားမှာကျွန်တော်ကိုစိတ်ပျော်အောင်အမြဲစူးစမ်းလုပ်ပေးသူမျိုးဖြစ်ပါတယ်။ကျွန်တော်ဒီထိုအချိန်ကကျွန်တော်တငယ်ချင်းလာပြောတာကိုပဲအပြစ်မြင်မိရဲ့။မိန်းကလေးတယောက်ရဲ့အတိတ်အကြောင်းကိုသူ့ကိုယ်ရမှာပြောတဲ့လူလို့အထင်သေးခဲ့မိရဲ့ကျွန်တော်တငယ်ချင်းပြောတာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေသူမဟာကျွန်တော်မိမဖြစ်နေပြီးမို့ကျွန်တော်သူ့အတိတ်ကအကြောင်းရှာအားလုံးကိုလက်ခံနားလည်ပေးပြီးချစ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်အခုတော့သူမဟာအရှင်ကကျွန်တော်ချစ်မြတ်နိုးခဲ့တော့ကျွန်တော်မိမနဲ့မတူစွာပြောင်းလဲနေလေတယ်သူမကျွန်တော်ကိုဘာလို့အကောင်းမမြင်တော့ပါမချစ်ရင်အပြစ်ဆိုတဲ့အတိုင်းကျွန်တော်ပုံစံကျွန်တော်အပြောဆိုကျွန်တော်လှုပ်ရှားတိုင်းဟာသူမအတွက်မကောင်းမြင်ခံရှာတဲ့အရာများသာဖြစ်တယ်။ရှင်းကိုရှင်ပြန်ကြည့်အောင်လူကလည်းပိန်ညောင်ညာပဲဂျင်လေးပါလေလည်းသွားတာမဟုတ်ဘူး။သူများလိုဂျင်ဖို့မတက်နိုင်တာလည်းမဟုတ်ဘူး။ရေချိုးပြီးကစားအပေါ်ပိုင်းဗလာဖြစ်နေတော့ကျွန်တော်ကိုသူမကထိုင်ကြည့်ရှင်ပြောနေလေတယ်။ကျွန်တော်ဒီမနက်ကို၈နာရီဆိုအလုပ်သွားရပြီးညနေဆို6နာရီခွဲ9နာရီမှအလုပ်ပြီးရွှေ့အိမ်ပြန်ရတယ်။ထိုအခါဂျင်ကိုတကူတကအချိန်ပေးဖို့အချိန်မရှာပါ။ဂျင်ကိုသာသွားလိုက်ရင်အလုပ်ပင်ပန်းတာပြေလူပါပင်ပန်းပြီးနှုံတော့မှဆိုးရှာတယ်။နောက်တစ်ခုကဂျင်သွားဖို့အချိန်ပေးလိုက်ရင်သူမကိုအချိန်မပေးနိုင်တော့မှကိုလည်းစိုးတယ်။ထို့သောသောအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်လူပြိုတုံးကလိုဂျင်မစော့ဖြစ်တော့ပါ။ထိုအခါလူကကျသွားတယ်။လူပြိုတုံးကတော့မနက်9နာရီကနေညနေ4နာရီထိအလုပ်ဆင်းနေပြီးရင်အေးလူဂျင်သွားဆော့တယ်။ဂျင်ကပြန်လာရင်အေးစေးနားရှုံပါ။အိမ်အောင်ကြပြီးအချိန်မှာတော့ငါမိမအတွက်ဆိုပြီးရီမန်းချက်ကလေးရှိလာတယ်။နောက်တစ်ချိန်ငါသားအတွက်ငါသမီးအတွက်ဆိုပြီးပါရီမန်းချက်တွေထားရတော့မှမို့အလုပ်ကိုအချိန်တွေပိုတိုးလုပ်ခဲ့တယ်။ဒါတွေကိုသူမသိနားမလည်လေသလား။ကျွန်တော်ဒီချိုချိုတာတာပြုံးလိုက်ပြီးဂျင်သွားတော့ပါဘူးမိမရဲ့ကိုအလုပ်ကပြန်လာရင်နောက်ကြတယ်။ဂျင်သွားလိုက်ရင်မိမနဲ့တူတူရှိချင်ကဘလောက်မှရှိမှာမဟုတ်ဘူး။ကျွန်တော်ဒီအင်ကြီးတစ်ထည်ကိုအမြန်ဆွတ်ချလိုက်ပြီးကျွန်တော်မိမနဲ့မလန်မကန်ကထိုင်ကုန်မှာထိုင်လိုက်တယ်။ပြီးတော့ဒီနေ့ထုတ်သတင်းစာကိုကောက်ကင်လိုက်တယ်။ထိုစဉ်သူမဖုန်းတွေက Messenger မှာ notification အတန်ကြားလိုက်ရှာတယ်။သူမဒီဖုန်းကိုချက်ချင်းကောက်ကင်လိုက်ပြီးအဲ့ရပေါ်လေးချသွားတယ်။ပြီးတော့သူမစာတွေရှိုက်နေရဲ့။ဘသူနဲ့ဒီလောက်တောင်စာတွေပို့နေရလဲကို့ကိုလည်းပြပါအောင်။ကျွန်တော်ဒီထိုင်နေရကသူမဘေးဝင်လေရင်ဖုန်းကိုတိုးကပ်ကြည့်လိုက်တော့သူမက Messenger app မှာချက်ချင်းထွက်ပြလိုက်ပြီး Instagram နဲ့ဝင်လိုက်တယ်။ဘာလို့ထွက်လိုက်တာလဲဘသူလဲပြပါအောင်။ကျွန်တော်ကဖုန်းကိုယူဖို့လို့တော့သူမကဖုန်းကိုပိတ်ချပစ်ကစက္ကနေထထိုင်နေရှင်ပါရီဆလာဆလာလှုပ်ချင်နေရလဲကျွန်တော်ဒီလက်တစ်ဖက်ထောက်ကကိုအနေငယ်ပဲရွှေသူမကိုကြည့်လိုက်တယ်ဘာရီဆလာဆလာလှုပ်နေရမှာမဟုတ်တာမိမရဲ့ကိုတို့ကလေများတွေလေကိုမိမဘသူနဲ့စကားပြောနေရလဲဆိုတာသိလို့မရဘူးလားလေများတွေမှာဘာရီဖုံးကွယ်ထားစရာလို့လဲကျမဘာမှမဖုံးကွယ်ဘူးအဲ့လိုနေရတကမယုံတင်ကားနဲ့တန်တရားလိုက်ထားပြီးဆက်ဆံခံရတာမျိုးတိတ်မုန်းတာပဲသူမအခန်းထဲမှာထထွက်သွားတဲ့တော်တော်နဲ့ပြန်မလာလို့ကျွန်တော်ထွက်ကြည့်တော့အေကန်ထဲမှာဖုန်းသုံးနေရကိုမြင်ရှာတယ်။သူမစာတွေရှိုင်းနေပြန်ပြီးအိမ်နောက်မှာတော့သူမသည်သူမဖုန်းကိုပြီးစွလည်းမထားတော့ပါ။သူမနားမှာပဲအမြဲရှူထားတယ်။တွိုင်းလက်သွားတိုင်းလည်းရှူသွားတယ်။သူမဖုန်းနဲ့တစ်ခါတလေကျွန်တော်ဖုန်းယူဆက်ရင်ဘေးကနေစက်တိုက်ကြည့်နေတတ်တယ်။ကျွန်တော်ကိစ္စပြီးရတယ်သူမကချက်ချင်းဖုန်းကိုဆွဲယူသွားတတ်တယ်။သူမပြုတ်မှုတွေကကျွန်တော်ရဲ့တန်တရားကိုတဖြည်းဖြည်းဆွဲထုတ်တယ်လို့ဖြစ်လာတယ်။နောက်တော့ဖုန်းကိုသူမပြီးစွလည်းထားလာပြန်တယ်။အရင်လိုဖုန်းကိုအရေးတကြီးဖြတ်မနေတော့ပါကျွန်တော်ယူကြည့်လိုက်တော့ Messenger, Viber, Gallery အလုံးစုံကိုပတ်တန်ခံထားတယ်။သူမလက်ပွေရနဲ့မှပွင့်နေကျွန်တော်ရဲ့တန်တရားမီးစားဟာလောင်စာထည့်ပေးခံလာရတယ်လို့တဟုန်ဟုန်တောက်လောင်လာလေတော့တယ်။ဒီနေ့တော့မနေနိုင်ရွှေကျွန်တော်တဲ့တိုးမေးလိုက်တယ်
ထိုချိန်သူမကမိဖို့တိုက်နေကျွန်တော်ဒီထမင်းစားပြီးကစားမို့မတိုက်သေးနဲ့လို့ပြောပေမဲ့သူမကနားမထောင်မိဖို့တိုက်နေရင်ဖုန်းနဲ့စာခဏခဏပို့နေတော့သူမကိုကျွန်တော်ကြည့်နေရကြပြီလာချုပ်စရင်တွေပေါင်းနေရမပြီးသေးလို့သာမပြောသေးရဖြစ်ပါတယ်ကျွန်တော်အလုပ်ပြီးချင်းထလာတော့သူမကဖုန်းကိုပိတ်ကသူမနောက်ကိုထားလိုက်တယ်မင်းလည်းမိဖို့တိုက်တာပြီးအောင်မယ်နော်မိဖို့တိုက်လိုက်ဖုန်းကြည့်လိုက်နဲ့လက်တွေလည်းထိနေအောင်မယ်သိပါတယ်ရှင်းပါသားအလုပ်ပြီးရင်လည်းအိပ်ပါတော့ဘာမှမဖြစ်ဘူးစိတ်ညစ်ညူးဟန်ပြန်ပြောလေတော့ကျွန်တော်သူမရှိမှတက်တဲ့ဆိုင်ထိုင်ချလိုက်ပါတယ်ကိုမေးပါအောင်မယ်မင်းအဲ့ဖုန်းက Messenger တွေ Viber တွေ Gallery ကိုဘာလို့လောချထားလဲသူမဒီတင်းငိမ့်သလုံးဟန်ဆောင်ထားပေမဲ့စစ်လို့ရှာနေရကိုကျွန်တော်ကျင်းတည်တည်ရဲ့အော်ဘာရမောက်ပါဘူးရှောင်းနေရင်လည်းလောက်ခတ်မိသွားတာအော်ဟုတ်လားသူမဒီအင်းလို့ဆိုကမိဘူးပြန်တိုက်တယ်ကျွန်တော်တန်တရားဝင်နေတာကိုလည်းသူမသိပါတယ်သူမကရုတ်ချီမျက်နှာအမူအရာပြောင်းကကျွန်တော်ကိုမမကြောကြောမောကြည့်လာတယ်နေစားမအောင်ရှင်ရောဘာလို့အဲ့ဒါတွေဝင်ကြည့်ရတာလဲရှင်ကျမကိုမရှုံတာလားညာဦးဒီကျွန်တော်ဘက်ပြန်လှည့်လာတယ်သူမအပြစ်လွတ်အောင်ကျွန်တော်အပြစ်ဖြစ်အောင်ပြောဆိုတော့မယ်ဆိုတာကျွန်တော်သိလိုက်တယ်မဟုတ်တာမလုပ်ထားရဲ့ကိုမင်းကိုမရှုံပါမင်းစိုးရိမ်နေကြမလို့ပါဘူးကျမမဟုတ်တာလုပ်ထားတယ်လို့ရှင်ထင်နေရဲ့ပေါ့ဟိုတလောကမင်းပတ်စံရင်ထဲမှာနှစ်ယောက်စာဖြတ်ထားတဲ့ရုပ်ရှင်လက်မှတ်ဖြတ်ပိုင်းတစ်ခုတွေ့ရဲ့မင်းတငယ်ချင်းအမေသွေးကင်စားဖြစ်လို့စေရုံကိုတရင်သွားမေးရဲဆိုတဲ့နေ့အဲ့နေ့တိတ်နဲ့ဖြတ်ပါသူကကျွန်တော်ကိုစူးစိုက်ကြည့်နေရဲ့ကျွန်တော်ကိုဘလို့လိန်ရကောင်းလို့တွေးနေပုံရှာတယ်ကျွန်တော်ဒီသူမဖြေကိုအလွန်ပင်စိတ်ဝင်တစားစောင့်မျှော်လိုက်ရက်အဲ့တငယ်ချင်းရဲ့ညီမနှစ်ယောက်သွားကြည့်တာပါသူတို့ကြည့်ပြီးပြန်လာတော့ကျမဘာကားကြည့်လာတာလဲဆိုပြီးတော့ဖြတ်ပိုင်းလေးလူကြည့်ရင်ရနေပတ်စံထဲပါလာတာရှင်ကကျမပတ်စံအိတ်ထဲတော့မှွေနောက်လိုက်တည်ရပေါ့ဟုတ်လားကျွန်တော်ရီချင်းချင်းမျက်နှာဖြတ်သွားတယ်သူတို့မေကသွေးကင်စားဖြစ်နေလို့စိတ်ုံရှောင်းနေရအောင်သူတို့ကရုပ်ရှင်သွားကြည့်နိုင်သေးရဲ့နော်သူတို့ကလေးတွေဆိုတာစိတ်ပြက်လက်ပြောင်းနေကြမှာပဲသူတို့ကဘာမှနားလေကြတာမဟုတ်ဘူးရှင်ကျမကိုမယုံချင်ဘာစကားမှလာပြောမနေပါနဲ့ကို့တန်တရားနဲ့ကိုပဲပူလောင်နေလိုက်ကျမကတော့မဟုတ်တာမလုပ်ထားတဲ့အတွက်လိပ်ပြလုပ်တယ်သူမတကယ်ပဲအမှန်တွေပြောနေရလားသူမကျွန်တော်ကိုတကယ်ပဲမလင့်ဘူးလားလိပ်ပြလုံးနေဆိုရယ်သူမစကားမှာသူမပေါ်ထားတဲ့ကျွန်တော်တန်တရားတွေကအနေငယ်ရိမ့်ရိုင်သွားတယ်အိမ်တော်သက်4နှစ်ကျော်ပြီး9နှစ်ထဲဝင်လာချိန်မှာတော့ကျွန်တော်ဟာကလေးတယောက်အဖေဖြစ်ဖို့အစင်သစ်ဖြစ်နေရဲ့တို့ပေမဲ့သူမကတော့ကျွန်တော်ကိုအပြစ်မျိုးစုံပြောရှင်မိရတယောက်ဖြစ်ဖို့အစင်သစ်မဖြစ်သေးပါတားစီဖြစ်ပါတော့မိမရဲ့ကိုကလေးလိုချင်နေပြီရှင်ကကလေးလိုချင်တာပဲသိရပါပြီးရင်ကလေးဒုက္ခအကုန်ကျမပဲခံရမှာရှင်တို့ယောက်ျားတွေကကလေးကိုချစ်ပေးချစ်တတ်တာကလေးခွေရဝိစားတွေကြလှုပ်ချင်ကြတာမဟုတ်ဘူးအကုန်မိခင်ဖြစ်သူကောင်းမို့ပဲရှောင်ပါဒါတော့မိမရဲ့မင်းအပြင်လုံးလဲထွက်လို့ရတာမှမဟုတ်တာကလေးခွေရဝိစားတော့မင်းမို့ပဲကြမှာပေါ့ကိုအလောက်ကပြန်လာရဲ့ကလေးကိုကူထွင်းပေးမယ်လေကွာနော်ကျွန်တော်ဖြောင်းပြပြီးပြောပေမဲ့သူမကတားဆေးကတ်တွေတောက်နေတောင်းဖြစ်တယ်နောက်တော့ကျွန်တော်သူမတားဆေးကတ်တွေကိုယူလွင့်ပြတ်ပါတယ်ထိုအခါမှသာသူမတားဆေးကိုဖြတ်တော့တယ်ဖြစ်ချင်တော့သူမတားဆေးကိုဆဆဖြတ်ခြင်းမှာပဲကျွန်တော်မော်လမြိုင်ဘက်ကိုခရီး2လလောက်ထွက်ရတယ်အเจ้าမှာမော်လမြိုင်ကကျွန်တော်တငယ်ချင်းဆုံးရွှေဖြစ်တယ်အာသူဘချပြီးတပတ်အတွင်းပြန်လို့ရပေမဲ့မော်လမြိုင်မှာကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ဖက်ဆက်လုပ်ထားတဲ့လုပ်ငန်းတွေကိုလက်စတက်နေရတာနဲ့2လလောက်ကြာသွားတယ်အတိအကျဆို2လနဲ့8ရက်ကြာခဲ့တယ်ကျွန်တော်ဒီမသွားခင်သူမကိုအတူလိုက်ခဲ့ဖို့ခေါ်တယ်။သူမကကျွန်တော်မသွားခင်ကဖျားနေရမို့အတူလိုက်မလာခြင်းဖြစ်တယ်။ဟိုကိုရောက်လို့တပတ်နဲ့ပြန်မရမှန်းသိရတော့လေ။သူမကိုကျွန်တော်လှမ်းခေါ်တယ်။သူမကမလာခြင်းဘူးလို့ဆိုကသူမကိုအဆအဆအရာရာစိတ်ချပါလို့ပြောပြီးလိုက်မလာပါ။ကျွန်တော်ပြန်တော့သူမမျက်နှာညှိုးနွမ်းနေရဲ့။ခရီးကပြန်ရောက်တဲ့ကျွန်တော်ကသူမကိုပြန်ရွှေ့ပြုစုပေးရတယ်။သူမဒီကောင်းတဲ့မူးဝေဝေဖြစ်နေပြီးခဏခဏပြုတ်နေရဲ့။ဝတ်သားဟင်းအနံ့ကိုမခံနိုင်ပါ။ကျွန်တော်အမေဒီဟဲ့သားမင်းမိမကိုဝင်ရှိညာမဖြစ်နိုင်ဘူးလားဟာမဖြစ်နိုင်ပါဘူးမေသူတားစိတ်ဖြစ်တာကျွန်တော်မော်လမြိုင်ကိုသွားတော့ကမှာပါအစာမာပြီးရင်ပြည့်ရည်ကဲဖြစ်တာနေမှာပါကျွန်တော်ဒီသူမမှာကိုဝင်မရှိနိုင်တာကိုတော့ကျင်းနေသေးရဲ့အမဲကြောင့်ဆိုတော့မော်လမြိုင်ကိုမသွားခင်သူမဆေးပြတ်ပြီးရှက်ပိုင်းကလည်းသူမနဲ့အတူမနေခဲ့သောကြောင့်ဖြစ်ပါတယ်အမေဒီမဟုတ်သေးပါဘူးလို့ဆိုကခေါင်းကုန်နေရဲ့ကျွန်တော်ဒီသူမနေမကောင်းဖြစ်တဲ့ရှက်ပိုင်းအလုပ်သွားရပေမဲ့စိတ်မဖြောင်းပြီးတနေ့ကျွန်တော်ပြန်လာတော့သူမအိမ်မှာမရှိပါအမေသူပဲသွားရလဲသူ့ဘေကားနဲ့လာခေါ်သွားတာဟိုဘက်အိမ်မှာရှိမှာပေါ့ကျွန်တော်ဟိုဘက်အိမ်ကိုလိုက်သွားတော့အိပ်ပျော်နေတော့သူမကိုမြင်ရတယ်အမေသူတက်တာရဲ့လားကျွန်တော်သူမအမေကိုမေးကြည့်ရဲ့တက်တာပါတယ်နေခရတော့အပြင်သွားသေးရဲ့အဲ့ဒီပြန်အောင်မှအိတ်နေရဘယ်သွားလဲမေဒီကိုရှောက်ပြီးမှပြန်ထွက်သွားတာလားဟုတ်တယ်မသွားနဲ့ဆိုတာတားမရဘူးသူတငယ်ချင်းတယောက်နဲ့ချိန်ထားလို့တဲ့ပြန်လာတော့နှုံချိနေရပဲထမင်းတောင်မစားဘူးတက်အိတ်တာသူ့ဘာသာသွားရလားဟုတ်တယ်သားသူ့ပြာလိုက်ဖို့မယ်ဆိုတော့မပို့နဲ့တက္ကစီငှားသွားမယ်တဲ့ပြောမရလို့လွတ်လိုက်ရှာတာမေကြည့်ပြောပါတော့ကျွန်တော်ဒီသူမအနားကိုသွားကအသာနှုတ်လိုက်တယ်မိမကိုလာခေါ်တာအိမ်ပြန်ကြမယ်လေ
သူမသည်ပင်ပင်ပန်းပန်းအိပ်ပျော်သွားပုံရှာတယ်မျက်လုံးများကအားမရှိပါထိုနေ့သူမမိဘအိမ်ကပြန်လာပြီးနောက်မှတော့သူမပြုတ်အန်တာတွေခေါင်းမူးတာတွေမဖြစ်တော့ပါသို့ပေမဲ့တစ်ချက်သူမအနာကက်တိုင်းညှိနှက်လိုရှာတတ်တယ်ဘာကြောင့်မှမသိကျွန်တော်ဒီသူမကိုအားနာတာကတကြောင်သူမနေမကောင်းတာများလားလို့စိတ်မကောင်းတာကတကြောင်ကြောင့်ဘသူ့ကိုမှမပြောပြသလိုသူမကိုလည်းမပြောပြပါသူမစန္ဒမပါပဲလေအတူနေဖို့မလုပ်ပါသူမထူးထူးတောင်တောင်နဲ့ပြန်ကျမ်းမှလာတော့ကျွန်တော်ကကလေးယူဖို့နောက်တစ်ချိန်ပြောလိုက်တယ်ထိုအခါသူမကတူးတူးခါခါဖြင့်ကလေးမယူချင်ပါဘူးလွတ်လွတ်လပ်လပ်နေချင်သေးတယ်ကိုတို့အသက်ပဲ30ကျော်နေပြီအခုချိန်ကလေးမယူလို့ဘယ်အချိန်ယူရမှာလဲကလေးကယူချိန်တဲ့ချိန်ယူလို့ရတယ်ယောက်ျားရှိနေကလေးကရှိလာမှာပဲအခုချိန်မှာတော့ကလေးကိစ္စတွေအာယုံနောက်လို့မလုပ်ချင်သေးဘူးကျွန်တော်မိဒီမနေနိုင်ရွှေ့ချောင်းဝင်ပြောလာတယ်အသက်တွေလည်းမငယ်တော့လေသမီးအသက်30ကျော်ကကလေးယူဖို့အကောင်းဆုံးအရွယ်ပဲကလေးကိစ္စတွေအာယုံနောက်လို့ကလေးမယူချင်တာကတော့အတိတ်ပဲမရှိဘူးမိခင်ဖြစ်သွားရင်ကလေးကိစ္စကတော့အနေနဲ့များအာယုံဆိုင်စရာရှိလာမှာပဲသမီးတယောက်တည်းကြုံရတဲ့ကိစ္စမှမဟုတ်တာမိန်းမတွေကြုံရတာပဲလေမကြုံချင်လို့မယူလို့ပြောနေရလေအမေကသမီးပြောတာနားမလည်ဘူးလားသူမကကျွန်တော်အမေကိုမချီမငန်ပြန်ပြောတော့အမေကဒေါသထွက်သွားပုံရှာတယ်ကလေးမယူပဲတက်တက်လုံးနေတော့မှလားဒါဆိုရင်တော့မင်းနဲ့သားရဲ့အိမ်တော်ကြီးကပြေးလဲမှာမဟုတ်ဘူးနော်သားကကလေးသိပ်ချစ်တတ်တာဒါဆိုလဲခုချက်ချင်းကလေးမွေးပြီးမိန်းမသာထပ်ယူခိုင်းလိုက်တော့အမေဒီဒေါသထွက်ကအန်ဂျီလီရဲ့စိတ်လိုက်မှန်မှရှေ့ကိုတိုးသွားတယ်ကျွန်တော်ကအမေလက်ကိုဆွဲထားလိုက်ရတယ်အမေဝင်မပြောပါနဲ့တော့ကျွန်တော်ပဲပြောပါမယ်အမေဒီသူ့အခန်းထဲကိုခြာကနေလှည့်ထွက်သွားတယ်ကျွန်တော်ဒီစိတ်လေးစွာတက်ပြင်းချရင်သူမနာလျှောက်လာလိုက်တယ်မိန်းမမင်းကလည်းဘယ်လိုပြောလိုက်ရတာလဲကွာသူမကကျွန်တော်ကိုဆူဆူရဲရဲကြည့်လာတယ်ဘယ်လိုပြောရမှာလဲလုံးလို့ရမယ်အရာတခုပြောလိုက်တာလေကျမတော့ကလေးမမွေးနိုင်သေးဘူးလွတ်လွတ်လပ်လပ်နေချင်သေးတယ်ကလေးထိတ်ရမှာလဲဝါသနာမပဘူးမိန်းမရဲ့ယောက်ျားယူအိမ်တော်ပြုတ်ပြီးမှတော့ကလေးမမွေးနိုင်သေးဘူးကလေးမထိန်ချင်ဘူးဝါသနာမပဘူးလို့ပြောလို့မရဘူးလေကွာဒါဆိုကျမစကားကုန်နေပြီနော်ရှင်လက်မခံနိုင်ရင်ခုကျမကိုကွာလိုက်ဘလို့ကျွန်တော်ဘာကြားလိုက်ရတာလဲကွာလိုက်တယ်လားသူမပါစကားကွာလိုက်လို့အဖေကြောင့်အလွယ်ပြောထွက်လာရတာလဲဒီပြဿနာကကွာလိုက်ဆိုတဲ့စကားထွက်လာဖို့လိုအပ်လို့လားမိန်းမနဲ့ယောက်ျားမတကယ်တမ်းကွာရှင်းပြစေခြင်းနင်းနာသူဟာမိန်းမဖြစ်သူဘက်ကမဟုတ်ဘူးလားသူမကတော့သူမဘက်ကနစ်နာမှုမရှိတဲ့သူလို့ကျွန်တော်ကိုအလဲအတွက်ကိုပြက်ဆဲချင်နေရဲ့သူမဟာဘသူအားကုန်နဲ့ကျွန်တော်ကိုကွာရှင်းချင်နေရတာလဲကျွန်တော်မိန်းမထံကကွာလိုက်ဆိုတဲ့စကားကိုကြားပြီးကလေးကကျွန်တော်ကလေးယူဖို့ထပ်မပြောဖြစ်တော့ပါသူမဒီလဲတားဆေးတွေပြန်တောင်းလာတယ်ကျွန်တော်ဒီတစ်ချိန်တော့သူမကလေးလိုချင်လာမှာပဲလို့ရှုံကြည့်ခဲ့တယ်သူမကလေးလိုချင်လာမလားဟုတော့မျှော်လင့်ချက်ကလေးဖြင့်ကျွန်တော်တကယ်ချင်းမိန်းမစိတ်ရှုံမှာကလေးမွေးတော့အခါသူမကိုတကူတကခေါ်သွားခဲ့တယ်ပုတ်ကလေးကဈေးရုံကြီးတွေကလူနာခန်းလေးထဲမှာမိခင်ရဲ့ဘေး၌ချထားသောနီတာရဲ့ကလေးသေးသေးလေးကိုကျွန်တော်ကအသေးရစွာရက်ကြည့်နေမိရဲ့ဒီကလေးလေးသည်ကျွန်တော်တငယ်ချင်းနဲ့လည်းတူပြီးသူ့အမေနဲ့လည်းဆင်ပြန်တယ်ကျွန်တော်တို့မွေးမဲ့ကျွန်တော်တို့ကလေးလေးဆိုရင်ရောသူ့အမေနဲ့ပို့တူလေးမလားကျွန်တော်နဲ့ပို့တူလေးမလားလို့ကျွန်တော်စိတ်ကူးယဉ်ကြည့်မိရဲ့ကျွန်တော်တငယ်ချင်းကသူ့ကလေးကိုပွေ့ကြည့်ချိန်မှာကျွန်တော်လည်းတစ်ချိန်ကျွန်တော်သွေးသားကိုပွေ့ချရမည်ဟိုတော့အတွေ့လေးဝင်လာတယ်ထိုမြင်ကွင်းလေးကိုမြင်အောင်ကြည့်ရင်ကြည်နူးနေမိတယ်ကျွန်တော်တငယ်ချင်းကသူ့ကလေးစီကနေမျက်စိမခွာတော့ကျွန်တော်ကိုတတိထားမိမိရဲ့ဟဲ့အောင်မင်းတို့ရောကလေးမယူကြသေးဘူးလားအိမ်တော်တက်ပင်9နှစ်ထဲရောက်နေပြီမင်းတို့မှကလေးစိတ်လည်းမတက်နိုင်ကြတာပဲမဟုတ်ပဲနဲ့ယူသိနေပြီနော်ကျွန်တော်တငယ်ချင်းကစကားလမ်းကြောင်းတယ်ကျွန်တော်ဒီကျွန်တော်မိမကိုမိခင်တယောက်ရဲ့စိတ်သက်မျိုးများဝင်လာလေမလားဟုတော့စိတ်ကလေးဖြင့်မိဘပြီးကစားကျွန်တော်တငယ်ချင်းရဲ့မိမစီခေါ်လာခဲ့ခြင်းဖြစ်တယ်ကျွန်တော်ဒီသူမကိုအတိတ်ပဲရှိလှမ်းကြည့်လိုက်တယ်သူမကျွန်တော်ကြည့်ရဲ့အတိတ်ပဲကိုကောင်းကောင်းသိပါတယ်မင်းတို့ကသာပြောပါတော့ကွာငါကလေးယူချင်နေရကြပြီ तू ကမယူချင်သေးဘူးဆိုလို့သာကျွန်တော်ကသူမဘက်မြားဦးလှည့်ပေးလိုက်တယ်ထိုအခါကျွန်တော်တကယ်ချင်းကသူမကိုကြည့်ကဟဲ့နေရလေယူတော့လေဟာဒီကောင်ကတိတ်ကလေးချစ်တတ်တာဟာငါတူတွေတူမတွေတော့ကလည်းဒီကောင်လက်ပေါ်ကနေချခဲ့တာမဟုတ်ဘူးသူကလေးသားဆိုစဉ်းစားကြည့်တော့သူမဒီမကောင်းတဲ့ရွှေသားပြုံးရတော့အပြုံးမျိုးဖြစ်မယူချင်သေးပါဘူးကိုကျော်စွာရဲ့ကလေးရှိလာရင်အေးစိတ်မနေရတော့အသက်30ကျော်ဆိုတာအခုမှအရွယ်ကောင်းရှိသေးတာကိုလုံးချင်တာလေးတွေလုံးမှာပေါ့ကလေးသားယူလိုက်ရင်ဘဝအဆုံးသက်သွားမှာကျွန်တော်တငယ်ချင်းဒီသူမပြောကြောင့်ကျွန်တော်ကိုအားနာသွားပြီးမတိမတာဟိုဘက်လှည့်သွားတယ်ကျွန်တော်ဒီရှင်ဘက်ထဲအောင့်တက်နာကျင်စွာခံစားလိုက်ရတယ်ဘဝကအဆုံးသက်မတည့်လားအိမ်ပြန်ရောက်တော့သူမကအခန်းထဲကမှန်နေကုန်ရွှေ့မှာမိတ်ကပ်တွေဖြတ်နေရဲ့ကျွန်တော်ဒီသူမကိုအိယာပေါ်မှာထိုင်ရွှေ့မကြည်မနှက်ကြည့်နေမိပါတယ်ကလေးယူလိုက်ရင်ဘဝကအဆုံးသက်သွားမှာဟုတ်လားမင်းဘလို့ပြောရတာလဲမင်းအစကတည်းကလွတ်လွတ်လပ်လပ်ပဲနေချင်နေဆိုရင်ဘာလို့ငါ့ကိုယူခဲ့သေးလဲသူမကမှန်ထဲမှာတစ်စစ်ကျွန်တော်မျက်နှာကိုလှမ်းကြည့်ကတက်ပြင်းချတယ်သူမလည်းကျွန်တော်ကိုအတော်စိတ်ကုန်နေပုံရှာပါတယ်ကျွန်တော်ဒီသူမကြီးနဲ့တက်ပြင်းချလိုက်တော့သူမမျက်နှာကြောင့်ဒေါသထွက်သွားမိကသူမဘေးသို့သွားရွှေ့လက်မောင်းတွေကိုခက်ကြမ်းကြမ်းကိုင်းလှုပ်ပြလိုက်တယ်ငါ့ကိုအတော်စိတ်ကုန်နေပေါ့ဟုတ်လားငါ့ကိုဘာတောက်ဖက်မှလုံးစရာမလိုတဲ့ကောင်တောက်ယူဆိုင်စရာမလိုတဲ့ကောင်လို့မင်းသဘောထားနေရလားဟမ်းနေလားဝင်
သူမသည်လက်တွေကိုဖေချကကျွန်တော်ကိုတွန်းထုတ်တယ်ပြီးတော့ကျွန်တော်မုန်းတဲ့စိတ်ပြက်စရာကောင်းသောအကြည့်နဲ့ကြည့်ရင်ရှင်တော်အာယုံနောက်လုံနေရပဲဆွဲရှင်ကိုဘာလို့ယူခဲ့ရလဲဆိုတော့ရှင်ကအဲ့ချိန်တော့ကျမတငယ်ချင်းတွေကြားမလောက်စရာကောင်းတဲ့သူဖြစ်နေလို့လေအခုလို့ရှင်မှာမက်စရာတကွာမှမရှိဘူးအကောင်စိတ်ပြက်စရာတွေကြီးပဲကျမမားသွားတာအဲ့တော့ကရှင်ကိုမယူမဲနဲ့ကိုချမ်းမြေကိုပဲယူခဲ့ရမှာဘာကိုချမ်းမြေကျွန်တော်မဟုတ်တော့အခြားယောက်ျားတယောက်ရဲ့နာမည်သူမနှုတ်ကထွက်လာတဲ့ဖြစ်ဟာကျွန်တော်ကိုဆူဆူရွှရွှခံစားရစေရဲ့ကျွန်တော်ကိုယူခဲ့တာမှားသည်ဆိုတော့သူမစကားကကျွန်တော်နားထဲတန်ရီဘူးတီလောင်းတဲ့ခံရတယ်လို့ကိုချမ်းမြေကဘာတူလဲကိုချမ်းမြေဆိုတာတစ်ချိန်ကကျမအရန်ချက်ခဲ့ရတဲ့ကျမရဲ့ရှိစားဦးလေကျွန်တော်မှတ်မိချင်းမှာပဲကျွန်တော်ခေါင်းမရှိပြလိုက်တယ်ကျွန်တော်မှတ်မိတာကတော့ထိုလူဟာသူမအရန်ချစ်ခဲ့ရတော့ရှိစားမဟုတ်ကိုရဲ့သူ့ကိုကျမမချစ်ပါဘူးသူကချစ်တယ်ဆိုလို့သာတွဲကြည့်မလားဆိုလို့တွဲလိုက်တာကိုကိုတွေ့တော့သူ့ကိုတန်းဖြတ်လိုက်တာကိုတကယ်ချစ်တဲ့သူနဲ့တော့တကယ်မလဲနိုင်ဘူးလေကိုကကျမချစ်ဦးကျွန်တော်ကောင်းတဲ့တစ်ချိန်ကသူမပြောခဲ့တာတွေတန်းစီပြန်ပေါ်လာတယ်ထိုချိန်ကတော့ကျွန်တော်ကသူမချစ်ဦးအခုတော့ကိုချမ်းမြေဆိုတဲ့လူကသူသိချစ်ရပါတော့ရှိစားဦးတက်လဲတက်နိုင်တဲ့မိန်းမကိုယူထားတဲ့ကိုယောက်ျားရဲ့ရှေ့မှာတခြားယောက်ျားအရင်ချစ်ပြနေမင်းမရှက်ဘူးလားငါမမိတလောက်တော့မင်းပြောခဲ့တာအဲ့ဘယ်ကိုမင်းကမချစ်ပါဘူးဆိုတွေးကြည့်မလားဆိုလို့တွဲလိုက်တာပါဆိုကျွန်တော်ကလေးသားမမနဲ့ကြေလောင်ဆူရှစွာကျွန်တော်စိတ်လဲကျွန်တော်ထိမရတော့ပါသူမသည်ပြန်မဖြေပဲမျက်နှာလွှဲနေရဲ့အေးလေဘယ်ပြန်ဖြေမလဲထိုချိန်ကကျွန်တော်ပြောတဲ့အတိုင်းသူမအမှန်တကယ်အားချောက်ထားခဲ့တာပဲကိုသူမသည်ကျွန်တော်ကိုတကယ်ချစ်ခဲ့တာမဟုတ်ပါကျွန်တော်ရဲ့ရုပ်ရည်ပြင်ပအပေါ်ရဲ့အရေးပြားကိုသာမမောခဲ့တာဖြစ်တယ်အခုချိန်မှာကျွန်တော်ကသူမမမောသောရုပ်ရည်ရှိသေးပေမဲ့ကိုယ်ပိုင်ဖြစ်သွားရင်ညီငွေတက်သောလူတို့ရဲ့သဘောတဘာဝအရာသူမအရင်လိုမတွေ့တာတော့ပါအိမ်တော်တွေဖြစ်သွားပြီမို့ဘယ်မိန်းကလေးမှလည်းကျွန်တော်မချင်းကပ်တော့ပါသူတို့တွေချင်းကပ်ချင်စရာကောင်းလောက်အောင်လဲကျွန်တော်မှသူတို့မှတ်တော့ခန္ဓာကိုယ်တိဆောက်ပုံမျိုးမရှိတော့ပါသူမဟာကျွန်တော်ကိုချစ်တာမဟုတ်ပဲမိန်းကလေးအများကြားမက်စရာဖြစ်နေတော့ကျွန်တော်ပုံစံကိုသာချစ်တာဖြစ်တယ်အခုထိုပုံစံမရှိတော့တဲ့အခါသူမကျွန်တော်အပေါ်ချစ်တွေမရှိတော့ပါကျွန်တော်ကတော့သူမပိန်တုံးကလည်းချစ်မြတ်နိုးသလိုဝါလာတော့လည်းအချစ်ပို့ခဲ့ရတယ်သူမဖြစ်တည်မှုတိုင်းကိုလက်ခံပြီးချစ်ပေးဖို့ဆုံးဖြတ်ထားခဲ့တယ်သူမကတော့ကျွန်တော်ဖြစ်တည်မှုတိုင်းကိုမချစ်နိုင်ပါအပေါ်ရန်အလှကိုသာသူမမှတ်မောတယ်ချစ်သူဘဝမှာတယောက်နဲ့တယောက်ထထဲဝင်ဝင်မသိသေးတော့အပြုတ်မှုတသေးလေးတွေကအစားရှက်စရာလို့ထင်ကထုံမပြတတ်ချပါဥပမာနှာခေါင်းလိုက်တာမျိုးသွားကြညက်လို့ကလော်မိရမျိုးလေမိရမျိုးလေချင်တက်မိရမျိုးလေမယားဖြစ်လာချိန်မှာတော့ဒါတွေဟာလူတိုင်းမှာဖြစ်လေဖြစ်တာရှိရဲ့အရာတွေပဲလို့တွေးကအထူးတလဲရှောင်ရှားမနေတော့ပါထိုအခါချစ်သူဘဝကလို့ပြီးပြည့်စုံတဲ့လူမဟုတ်တော့တဲ့အခါတကယ်မချစ်တဲ့လူဖို့ယွန်စရာစိတ်ပြက်စရာဖြစ်သွားတယ်ကျွန်တော်သူမကိုအဆအဆအရာရာနားလေပေးခဲ့တယ်ဓမ္မတာလာလို့အရက်ခင်းတွေပေါ်သွေးစွန်းတော့လေသူမရှက်နေရမှာဆိုလို့မသိချင်အောင်စောင့်ပေးခဲ့တယ်သူမတတိကလေးလေးလေးရင်လဲကျွန်တော်မသိချင်အောင်စောင့်ကတတိကလေးရှောင်ပေးခဲ့တယ်သူမနေမကောင်းလို့နှာရည်တွေယွန်နေတုန်းကလည်းကျွန်တော်သူမနှက်ညစ်ထားသောတ िश ူးများကိုကိုယ်တိုင်ဆွန့်ပစ်ပေးခဲ့တယ်သူမသွားမှန်ရုပ်သီးဖက်ကလေးတွေကတ်နေတုန်းကလည်းစိတ်ပြတ်ဖို့နေနေတခလေးတယောက်လိုမြင်ပြီးချစ်စနိုးပြုံးရခဲ့မိရဲ့လေမယားဖြစ်သွားရင်ချစ်သူဘဝကလို့တော့အမြဲပြီးပြည့်စုံတဲ့လူမျိုးဖြစ်နေမှာမဟုတ်ဘူးဆိုတာကျွန်တော်နားလည်ထားခဲ့တယ်သူမကတော့ဒီအချိန်လေးပဲရောက်နေမှာတော့ကိုလန်းကိုရှောက်ကြတာပေါ့ဘာကျမရှင်လိုချင်တဲ့ကလေးကိုမွေးမပေးနိုင်ဘူးကျမလွတ်လွတ်လပ်လပ်နေချင်တယ်ကျမတို့ကွာရှင်းရအောင်မင်းလွတ်လွတ်လပ်လပ်နေချင်တာအဲ့ကောင်ကြောင့်မလားကျွန်တော်ကသူမလက်မောင်းတွေကိုကိုင်လှုပ်လိုက်တယ်ဟမ်မင်းငါနဲ့꿰ပြီးအဲ့ကောင်စီကိုသွားမလို့မလားနီလာဝင်းမဆိုင်ပါဘူးသူမကကျွန်တော်လက်တွေကိုဖြုတ်ချပြလိုက်တယ်ကျမရှင်နဲ့꿰ချင်တာရှင့်ကိုမပေါင်းချင်တော့လို့ရှင့်ကိုစိတ်ပြက်လာလို့နေစမ်းပါအောင်မင်းမပေါင်းချင်အောင်ငါဘာတွေလုပ်နေလို့လဲမင်းစိတ်ပြက်ရအောင်ငါဘာဖြစ်နေလို့လဲတားရေမင်းတို့ဘာဖြစ်နေကြလဲအော်ကြီးဟစ်ကျန်နဲ့ပဝင်းချင်ရှိရဆိုတာလဲတတိထားကြအောင်လေကျွန်တော်အမေကတကားလောက်ကောက်ရေးအခန်းပြင်ကနေအော်ပြောတယ်သူမသည်ပိတ်ထားသောတကားကိုစူးစူးဝဝကြည့်ပြီးစိတ်ပြက်စွာတက်ပြင်းချတယ်စိတ်ကုံတဲ့အထဲမှာအဲ့ဒီမိန်းမကြီးလည်းပါတယ်မအေးရောตาရောတိတ်စိတ်ကုံတာပဲမင်းငါမေကိုအဲ့လိုမပြောနဲ့နီလာဝင်းအမေကမင်းပေါ်သမီးရင်လို့သဘောထားခဲ့တာမင်းအသိဆုံးမင်းငါမေကိုတော့မလေးမစားမပြောနဲ့မင်းမသာနောက်ကောင်ယူချင်လို့ငါတို့ကိုစိတ်ကုံနေရငါတို့အပြစ်မဟုတ်ဘူးဟုတ်တယ်ကျမအပြစ်လေရှင့်ကိုယူလို့အဲ့ဒီစိတ်ပြက်စရာရှင့်အမေဆိုတဲ့ဟာမကြီးရဲ့မျက်ကွက်ကိုတနေ့မမြင်ချင်ပဲမြင်နေရတာနီလာဝင်းကျွန်တော်တတိလက်လို့ဖြစ်ကသူမမျက်နှာကိုလွှဲရိုက်ပစ်လိုက်မိရဲ့သူမမှန်တင်ကောင်ပေါ်လက်ထောက်လျက်ရှိုင်းသွားတယ်မင်းတူရှင်ဆီယာမတယောက်ဖြစ်ပြီးမိုက်ရိုင်းလိုက်လားသူမဒီစက်ကနေထလာကကျွန်တော်ကိုစောင့်ထုတ်ပြတယ်တောက်ကောင်နေကငါ့ကိုရိုက်တယ်ပေါ့နေနဲ့မပေါဘူးသူမကျွန်တော်ကိုအော်ဟစ်ကတကားကိုဆွဲဖွင့်ထွက်သွားတယ်ကျွန်တော်အမေသည်သူမပြောသမျှကိုကြားပုံရှာကမျက်စိမျက်နှာပြတ်နေပါတယ်ကျွန်တော်နားကိုရှောက်လာပြီး
ဒါမင်းတို့အမေကြောင့်အစမပြေဖြစ်နေကြလားမဟုတ်ပါဘူးမေယာသူ့ဘာသာသူအပြစ်မရှိအပြစ်ရှာနေရပါသူပဲခြေလမ်းကိုလှမ်းနေဆိုတော့ကျွန်တော်သိရဲ့အမေဒီလေးပင်စွာတပ်ပြင်းချတယ်လေရင်မရရဲ့ဖြစ်လာရင်ရန်ဖြစ်တာတော့ရှိမှာပဲသားဒါပေမဲ့မိမကအစိုးဘက်ကတွေ့ပြီးရန်ရှာနေရလို့အမေထင်တယ်အမေလေအမြဲသူ့ကိုစိတ်ချမ်းသာအောင်ထားပါတယ်အဝိလျှော်ဖို့ဆိုတာလေတမီမလျှော်နိုင်ရင်ထားအမေလျှော်မယ်တမီအေးစိမ့်နေလို့ပြောတာပါသူအပြင်သွားရင်လည်းခါတိုင်းဆိုမင်းကိုပြောတယ်အခုနောက်ပိုင်းသူဘာလို့မင်းကိုအမေပြောပြလို့လားဒါလည်းခုနကသူပြောသွားတာအမေကြားလိုက်တယ်အမေဒီဒေါသစိတ်ထက်ဝမ်းနဲ့စိတ်ကပိုနေကမျက်ရည်ပင်လဲနေပါတယ်ကျွန်တော်ဒီစိတ်ညစ်လုံးသားကြောင့်တက်ပြင်းသာချမိရဲ့မချစ်ရင်အပြေးတဲ့အမေကြားဘူးတယ်မလားသူကျွန်တော်ကိုမချစ်တော့အမေကိုလည်းသူအကောင်းမမြင်ဘူးသူရင်ကဒီလိုဟုတ်လို့လားကျွန်တော်ကိုချစ်လိုက်တာမှအမေကိုလည်းအမေနဲ့ပါဇက်ကချတာမဟုတ်ဘူးဒါပဲမေရဲ့လူတွေကပြောင်းလဲတတ်တယ်သူအစ်စ်မြင်လို့ကျွန်တော်ကိုကြွားချင်နေတာကြွားပေးလိုက်မယ်အမေမျက်နှာမကောင်းမှကျွန်တော်ကိုတားချင်ပုံလေးရှာတယ်။သို့ပေမဲ့အမေဘာမှမပြောပါ။ညနာညွညွနဲ့တိတ်ဆိတ်သွားတယ်။အမေဒီညမောင်လာတော့သူမပြက်မြောက်သေးရကြောင်စိတ်ပူနေပြန်နေ။အေကန်ထဲမှာတွေ့ကြီးထိုင်နေတော့ကျွန်တော်အနာကိုအမေလျှောက်လာတယ်။တာသမီးစီဖုန်းဆက်ကြည့်ပါဦး။ဟိုဘက်အမြန်ရောက်နေရလား။မှောင်နေပြီလေ။ဒီချိန်အပြင်မှာရှိနေမကောင်းဘူး။ကျွန်တော်ဒီသူမပေါ်နာကြီးစိတ်နဲ့စိုးရင်ပူပန်စိတ်ရောရှက်နေရဲ့။အမေပြောတော့စိတ်ကိုထိန်းချုပ်ထားရာကကျွန်တော်မနေနိုင်တော့ပဲသူမစီဖုန်းဆက်လိုက်တယ်။ဖုန်းဝင်သွားပေမဲ့မကင်မှာကျွန်တော်သူမမေစီကိုဖုန်းလန်းဆက်လိုက်ကြည့်တယ်။အေးသားအမေသမီးအဲ့ဒီမှာလားဗျ။မလာဘူးလေသား။ဗျာတကယ်မလာဘူးလား။ तू ကမလာဘူးလို့ပြောခိုင်းတာတော့မဟုတ်ဘူးမလားအမေ။ तू ကျွန်တော်နဲ့စိတ်ဆိုးပြီးအိမ်ကထွက်သွားလို့ပါ။မဟုတ်ပါဘူးသားရဲ့တကယ်မလာတာပါ။မင်းတို့ဘလို့ဖြစ်ရတာလဲ။အမေသမီးကကျွန်တော်ကိုကွာရှင်းကျင်နေရဲ့အမေ။ဟေးဘာဖြစ်လို့လဲ။ကျွန်တော်ဒီသူမမေကိုသူမနောက်ယောက်ျားလိုချင်နေတဲ့အဖြစ်ကိုပြောပြရွှေ့မကောင်းတာကြောင့်မသိတော့ပါဘူးမေယာ။ကျွန်တော်ဖေကိုကြတော့ကျွန်တော်မေကပါဘေးကနေတက်ပြင်းချတယ်။သူမမေကတားရဲ့တားစိတ်မညစ်ပါနဲ့သူ့မှာတငယ်ချင်းတွေရှိတော့တငယ်ချင်းတယောက်ယောက်အိမ်သွားရတာနေမယ်။အဲ့ကောင်မလည်းအခုချိန်ထိအပြင်မှာရှိမနေတော့ပါဘူး။အမေလည်းခုညဖုန်းဆက်ကြည့်အောင်မယ်။ဆက်မရရင်တော့မနှမ်းမပဲနောက်တစ်ခါထပ်ဆက်ကြည့်ရပေါ့။တားလည်းမနှမ်းမသာသူ့တငယ်ချင်းအိမ်တွေသွားရှာကြည့်လိုက်။ဟုတ်ကဲ့ပါမေ။ကျွန်တော်ဖုန်းချလိုက်တယ်။ကျွန်တော်စိတ်ဟာလေးပင်နေစေပါ။အထုပ်ပိုးအကြီးကြီးနဲ့အဖိခံထားရသလိုလေးလံမိုးချက်တဲ့ခံစားမှုမျိုးဖြစ်တယ်။ကျွန်တော်တညလုံးအိမ်မပြောပါအိမ်အောင်သက်4နှစ်ကျော်5နှစ်အတွင်းမှာသူမနဲ့ပြဿနာတက်ပြီးပထမဆုံးအတူမအိပ်ရတဲ့ညမို့ကျွန်တော်ခန္ဓာကိုယ်ဟာတမြင့်မြင့်လောင်ကျွမ်းနေသလိုပါရှောက်ကြားဖြစ်လို့ရှင်မိမဖြစ်လို့ရှင်မဟုတ်ပဲတကယ်လေးလေးနက်နက်ချစ်တဲ့သူဘက်ကသာပိုရွှေခံစားရတယ်လို့ကျွန်တော်ထင်တယ်။သူမဘယ်နေရာကအိပ်ရပေါ်မှာရှိနေလိမ့်မလဲ။သူမအိပ်ပျော်နေလောက်ပြီလား။ကျွန်တော်လိုအိပ်မပျော်တဲ့ဖြစ်ရမျိုးသူမခံစားနေရပါမလား။ကျွန်တော်သူမစီဇက်တိုက်ဖုန်းခေါ်ကြည့်နေမိရဲ့ဖုန်းပိတ်ထားတဲ့အဖြစ်မှန်ကိုတည်တည်ရနဲ့ဇက်တိုက်ခေါ်နေမိရဲ့အဖြစ်ဟာနာကျင်စရာကောင်းပါတယ်ပုံမှန်ဆိုဖုန်းပိတ်ထားရင်ဆက်ခေါ်နေစရာအကြောင်းမရှိဖုန်းထဲကမိမကပြောတော့လူကြီးမင်းခေါ်ဆိုသောဖုန်းမှာဆက်ပိတ်ထားပါတယ်ရှင်တဲ့ဆိုတဲ့စကားကိုအကြိမ်ကြိမ်နားထောင်ခဲ့ရတဲ့ညမနေ့ရောက်တော့ကျွန်တော်အလုံးမသွားပါသူမမိဘအိမ်ကိုကျွန်တော်သွားတယ်သူမမရှိသူရောက်မလာဘူးလားမေသူမမေဒီတပြင်းဖွားဖွားချရင်ကမလာပါဘူးသားရဲ့ညကလည်းဖုန်းဆက်တာဆက်ပိတ်ထားပါတယ်ကြီးပဲကျွန်တော်လည်းညတညလုံးအိမ်မြောင်မေတညလုံးစောက်ပြီးဖုန်းခေါ်ကြည့်ညဆက်ပိတ်ထားတယ်ပဲဖြစ်နေရဲ့သူမဖေကကျွန်တော်တို့အနာလျှောက်လာပြီးခုံတစ်ခုံမှဝင်ထိုင်တယ်မင်းတို့ဘာတွေဖြစ်ကြလဲအဲ့ကောင်မလေးကအမြဲတခုခုဆိုအိမ်မောဆင်းတာငငယ်ကလည်းမိဘဆူလို့ဆိုပြီးတော့သူမဆရာမအိမ်ကိုဆင်းသွားလေခုကမငယ်တော့အိမ်အောင်တယ်ဖြစ်နေပြီစိတ်လိုက်မှန်ပါမလုပ်ပဲနဲ့တခုခုဆိုတယောက်နဲ့တယောက်ညှိပြီးတော့ဖြည့်ရှင်းရမှာပေါ့ဟုတ်ပါတယ်ဖေရဲ့အမှန်တော့ကျွန်တော်လည်းမှားပါတယ်ကျွန်တော်ဖေတို့တခုဝန်ခံပြစေညသူကျွန်တော်အမေကိုရိုင်းရိုင်းဆန်းဆန်းပြောတာနဲ့လက်ပါလိုက်မိရဲ့အဲ့ဒါကြောင့်သူစိတ်ဆိုးပြီးဆင်းသွားတာပါသူမဖေနဲ့မေကတပြင်းချတဲ့အဖေကလက်ပါတာတော့မင်းမှားသွားတယ်သားဘလောက်ပဲကိုမိမဘက်ကမှားမှာကိုဘက်ကလက်ပါလိုက်ရင်မိမကိုပေါ်နိုင်သွားပြီသားမှတ်လက်ပါတဲ့ကိစ္စနဲ့ပဲပြဿနာကြီးသွားနိုင်တယ်အဖေသိပါတယ်မင်းအမေကိုသူရိုင်းရိုင်းဆန်းဆန်းမပြောတဲ့ဘူးရောကမဆိုတာအမေနေရာမှာပဲရှိရဲ့သူမင်းမေရောကမဆိုပေမဲ့သူ့ပေါ်အမေတယောက်လောဂယုစိုက်တာအဖေတို့သိပါတယ်ဒါပေမဲ့မင်းကလက်ပါလိုက်တော့မင်းပြစ်ပိုးကြီးသွားတာပေါ့သူကမင်းကိုသူ့ကိုလက်ပါပါတယ်ဆိုပြီးပြောခွင့်ရသွားတာပေါ့အဖေပြောတာအဲ့ဒါမင်းနားလေတယ်မလားနားလေပါတယ်ဖေအဲ့ဒီကောင်မလေးကိုရုတ်ခမကိုဘာလို့မလေးမစားလှုပ်ရှားတာလဲသူမမေကစိတ်ဆိုးဆိုးနဲ့ပြောတယ်သူကျွန်တော်မေကိုထင်လွဲနေရပါအမေကသူ့အပြင်သွားတယ်ကျွန်တော်ကိုပြန်ပြောပြတယ်ဒါကို तू ကတိုင်နေဆိုပြီးမကြိုက်ဘူးပြီးတော့ကလေးယူဖို့လဲ तू ကမယူချင်ဘူးလို့အမေကဝင်ပြောသေးရဲ့အဲ့မှာအမေနဲ့သူဆက်ဆံရေးပိုးဆိုးသွားတာပါအမေတော်ကလေးမယူကြသေးဘူးလားလို့သူလာတိုင်းမေးဖြစ်တယ်အိမ်တော်တခုကကလေးရှိတော့ပို့ပြီးတော့စိုးပြေတာပေါ့ခုက तू ကဘာလို့မယူချင်တာလဲလွတ်လွတ်လပ်လပ်နေချင်လို့တဲ့အမေဟိုးတိတ်ပဲမရှိရလွတ်လွတ်လပ်လပ်နေချင်ယောက်ျားပါလို့ရှူသေးတော့ခုမှတော့အပြိုလုံးချင်နေလို့ရမလားသူ့ကိုဘယ်သူမှပေးစားတာမဟုတ်ဘူး
သူမမိကလက်သက်မခံနိုင်ပါအဖေကလည်းကောင်းငိတ်နေပါတယ်အိမ်တော်တွေကလွတ်လွတ်လပ်လပ်နေချင်နေရဆိုရင်အိမ်တော်တွေကအပြုတ်လုံးချင်နေဆိုရင်လူလူယောက်ျားကိုမှန်းနေခြင်းလို့သာကျွန်တော်ထင်ပါတယ်ကျမရှင်နဲ့ကြွားချင်တာရှင့်ကိုမပေါင်းချင်တော့လို့ရှင့်ကိုစိတ်ပြက်လာလို့ဝရန်တာမှာဆက်လက်တောင်းနေတော့သူမပြောခဲ့တဲ့စကားကိုကျွန်တော်ပြန်စဉ်းစားကြည့်မိရဲ့သူမကျွန်တော်ကိုဘာကြောင့်မပေါင်းချင်တဲ့နေဘာကြောင့်စိတ်ပြက်လာတဲ့နေသူမမကြိုက်တော့အမှုကျင့်များလေးလေချင်းလေးချင်းတက်ချင်းတွားကြနိုင်ခြင်းအဆရှိတဲ့၍ကျွန်တော်ပြင်ဆင်ခဲ့ပါတယ်သူမမကြိုက်မှန်တီကလေးကသူမရှိမှဖြစ်တယ်လို့မနေသူမကိုယူပြီးကလေးကလည်းသူမပေါ်တာဝန်မကျေပွန်ခဲ့တာမရှိဘူးလို့ကျွန်တော်ထင်တယ်အမေကိုအိမ်စိမ်းနဲ့အတုံးစိပေးလဲသူမကိုလည်းအတုံးစိပေးခဲ့တယ်သူမလိုချင်တဲ့ပစ္စည်းတစ်ခုခုကိုချက်ချင်းမရနိုင်ရင်တောင်ကျင်းတီဝယ်ပေးမယ်လို့ကတိခံထားပြီးကတိတီအောင်မြေစူးစမ်းပေးခဲ့တယ်တပတ်တခါကျွန်တော်သူမသွားလို့တဲ့နေရာတွေကိုကျွန်တော်လိုက်ဖို့ပေးခဲ့တယ်ခုနှစ်မှသူမဟာကျွန်တော်ကိုမခေါ်တော့ပဲသူမဘာသာသွားတာကြောင့်ကျွန်တော်လိုက်မဖို့ဖြစ်ခဲ့ပါတဖြည်းဖြည်းကျွန်တော်ဟာသူမအတွက်အသုံးစိတ်သာပေးသူဖြစ်လာပြီးသူမအတွက်တခြားနေရာမှာမလိုအပ်တော့ပါအလုပ်ပင်ပန်းလာချိန်သူမစီကအားပေးနှစ်သိမ့်မှုကျွန်တော်လိုချင်ပါတယ်ဖေးမတော်လက်တစုံနဲ့နှစ်သိမ့်သောစကားများကိုကျွန်တော်မျှော်လင့်မိရဲ့သို့တော်မရရှိခဲ့ပါကျွန်တော်ရဲ့စိတ်ညစ်မှုများကိုသူမကိုရင်ဖွင့်လို့မရတော့ပါကျွန်တော်ပြောပြရင်သူမကအယုံနောက်တယ်လို့ဆိုကနားမထောင်ပေးသည်မှာတစ်နှစ်ကျော်ပါပြီယောက်ျားတို့မြည်သည်တနာစိတ်ရှိကြတယ်နည်းနည်းရှိသူနဲ့များများရှိသူသာကွာပါတယ်မိမတွေညတိုင်းအတူမနေရရင်တောင်တစ်ပတ်နှစ်ခါသုံးခါလောက်တော့အတူတူနေချင်ကြတယ်တို့ပေမဲ့သူမသည်ကျွန်တော်ဟာသူမရဲ့လင်းယောက်ျားပဲမဟုတ်တလို့ကျွန်တော်သူမနာကတ်တဲ့အခါခါတီးတီးညင်းဆန်နေအိမ်တော်ကြီးဟာမตายရတော့ဒီမှာလာတော့ကြလေပြီတို့ပေမဲ့ကျွန်တော်ဒီလင်းကိစ္စအစင်မပြေတာလောက်ကိုစကားနဲ့ထည့်ပြောခြင်းသူမဟုတ်သူမကိုအရာရာနားလေပေးခြင်းတည်တာယောက်ျားကောင်းလို့ကျွန်တော်တတ်မှတ်ကသူမဆန္ဒပါမသာအတူနေဖြစ်တယ်ကလေးလိုချင်တဲ့စိတ်ဆန္ဒရှိပေမဲ့သူမအတူမနေပေးရလောက်နဲ့အပြစ်မတင်ခဲ့ပါကလေးလိုချင်တဲ့ကိစ္စမှာလည်းကျွန်တော်အမှားမရှိဘူးလို့ကျွန်တော်ထင်တယ်ကိုယ့်ဘက်ကိုမှန်တယ်လို့သတ်မှတ်ထားခြင်းမဟုတ်ပေမဲ့အိမ်အောင်သက်9နှစ်တည်းရှိနေတဲ့အချိန်မှာကလေးလိုချင်တာပုံမှန်လို့ထင်တယ်ကလေးမယူချင်တဲ့လေးများနိုင်တာအခြေအနေမျိုးရှိကြတယ်စီးပွားရေးမပြေလည်ခြင်းကစတော့ကလေးကိုပြိုးထောင်ပေးဖို့အဆင်မပြေတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ရလေကလေးမယူချင်တာပုံမှန်ဖြစ်တယ်သို့ပေမဲ့ကျွန်တော်ဒီကလေးတယောက်ကိုပြိုးထောင်ဖို့အရေးကြီးရှိနေသောယောက်ျားတစ်ယောက်ဖြစ်တယ်စီးပွားရေးလည်းပြေလည်တယ်လွတ်လွတ်လပ်လပ်နေခြင်းနဲ့ကလေးကိစ္စအယုံနောက်တယ်ကလေးယူလိုက်ရင်ဘဝအဆုံးသတ်သွားမယ်စသဖြင့်ပြောဆိုတော့ကျွန်တော်မိမဟာတကယ်ပဲမိခင်စိတ်မရှိလေသလားမိမအတိုင်းဟာမိခင်စိတ်အနေနဲ့အများရှိကြတယ်လို့ကျွန်တော်ကြားဖူးတယ်သူမတွင်တော့မိခင်စိတ်အလင်းမရှိပဲသူမကိုယ်ပိုင်လွတ်လပ်ခွင့်ကိုသာရယူခြင်းတော့တကူကောင်းစိတ်သာရှိပါတယ်ကိုချမ်းမြေ့ထိုလူဟာကျွန်တော်မိမရဲ့ရှိသားဦးကျွန်တော်မိမတငယ်ချင်းရဲ့ရှိသားဟောင်းဖြစ်တယ်သူမဟာကိုချမ်းမြေ့သူမတငယ်ချင်းနဲ့တွဲနေတော့နှစ်ယောက်ကြားလေးကိုဝင်လျှောက်ခဲ့တယ်တငယ်ချင်းရဲ့ရှိသားကိုသူ့ရစားဖြစ်လာအောင်တွေးဆောင်ခဲ့တယ်ယောက်ျားသားဖြစ်တဲ့ကိုချမ်းမြေ့ဆိုတော့လူလဲမှားပေမဲ့တငယ်ချင်းရဲ့ရှိစားကိုလုံနိုင်တဲ့သူမစိတ်ဓာတ်ဟာပို၍အောက်တန်းကြပါတယ်ထိုလူဟာအခုချိန်ထိလူလူတယောက်ဖြစ်နေပါသေးတယ်တစ်ချိန်ကသူမဟာထိုလူနဲ့ကျွန်တော်ကိုရှင်၍ရွေးချယ်ခဲ့တယ်ကျွန်တော်တွင်ထိုချိန်ကကိုပိုင်အလုပ်ရှိနေပြီးကိုချမ်းမြေ့ကတော့လာကစားဝန်ထမ်းတယောက်သာဖြစ်သေးတယ်ထိုအခါသူမကျွန်တော်ကိုရွေးချယ်ခဲ့တယ်ကျွန်တော်ကိုပိုင်အလုပ်ကျွန်တော်ရဲ့မိန်းကလေးများကြားရွှေပန်းစားမှုကိုသူမမမောခဲ့တယ်ထိုမမောမှုကိုအချစ်လို့သူမကထယောင်ထင်မှသတ်မှတ်ခဲ့ပါတယ်လူတယောက်ကြောင့်ကိုအတွင်းကြသိပြီးတာတော့ထိုလူကိုချစ်နေသေးရင်ထိုအရာဟာအချစ်စစ်လို့ခေါ်ပါတယ်သူမကတော့ကျွန်တော်အပေါ်အချစ်စစ်နဲ့ချစ်ခဲ့တာမျိုးမဟုတ်ပါကျွန်တော်ကရောသူမကိုအချစ်စစ်နဲ့ချစ်ခဲ့ပါသလားလွန်ခဲ့သော2နှစ်ခန့်မိမစပင်တွေတိတ်ကျွတ်တယ်နော်အဲ့ဒါဘာဖြစ်လို့လဲသူမသည်အားတုံအားနာသောမျက်နှာအမူအရာလေးနဲ့မသိဘူးကိုရဲ့ဖိလိုက်တိုင်းကျွတ်နေရကျမစပင်ကအရင်ကဒီလောက်မပါဘူးအခုမှစပင်တွေကျွတ်ပြီးပါသွားတာယောက်ျားရသွားလို့များလားမဟုတ်ပါဘူးကိုရဲ့ကိုနဲ့မယူခင်ကလေးရပါတန်တအားနေလို့များလားမသိဘူးကျွန်တော်ဒီအခန်းထဲကနေရာတိုင်းမှာသူမစပင်တွေကိုမြင်ရတယ်နေတိုင်းတွေ့ရရေချိုခန်း toilet အိယာပေါ်မှန်တင်ခုံပေါ်နဲ့ကျမ်းပြေနေရာတိုင်းမှာတွေ့ရကျွန်တော်မညိုညင်ခဲ့ပါသူမစံစားတွေကိုတချောင်းချင်းလိုက်ခေါက်ရွှေစွန့်ပစ်ပေးခဲ့တယ်နောက်တော့စပင်ကျွတ်တာကိုစိတ်ပူလာရွှေစေးဆိုင်မှာတင့်တော်သောတန်တအားစီးမီးဝဲခဲ့တယ်အခုချိန်ဒီသူမကိုဝဲတိုက်တုံးဖြစ်တယ်ကိုယ်တိုင်မဝယ်ပေးဖြစ်ရင်တော့သူမကိုအသုံးစရိတ်ပေးတိုင်းဆေးဝယ်ဖို့တတိပေးကပတ်စံသက်ပို့ပေးခဲ့တယ်။အခုဆိုသူ့စပင်ဝှေ့များလာပြီ။ကျွန်တော်သူမစပင်တွေကိုကိုင်မိတိုင်းကျင်းနဲ့ပြုံးမိပါတယ်။ကျွန်တော်နဲ့မယူခင်ကလေးကသူမမျက်နှာမှာဝက်ချံအစီပူလေးတွေများတယ်။သူမကထိုအဖူလေးတွေကိုလူမမြင်အောင်စပင်ချကအမြဲဖုံးထားလေးရှိရဲ့။ကျွန်တော်နဲ့ယူပြီးရဲ့ဒီသူမမျက်နှာပြောင်နဲ့မနေရဲ့စပင်ကိုအပြောင်သိမ့်မထားရဲပါ။ကျွန်တော်ကတတိထားမိတာမို့သူမကိုအားပေးခဲ့တယ်။မိမ
စပိန်တွေချမထားနဲ့အဲ့လိုဝက်ချန်အစီပူလေးတွေကစပိန်နဲ့ထိရင်ပိုပွားတယ်လို့ကြားဖို့တယ်စပိန်ကိုမျက်နှာပေါ်မကျစီနဲ့ပြီးရင်ညဘက်တနခါလိမ့်မအိတ်နဲ့မျက်နှာတက်ပြီးအိတ်မိတ်ကပ်တွေလည်းဖြစ်နိုင်ရင်မလိမ့်နဲ့ကွာကိုမိမချစ်ဖို့ကောင်းမိတာပါထိုအချိန်ကသူမကျွန်တော်ကိုမျက်နှာငယ်လေးနဲ့ကြည့်ရဲ့ကိုစိတ်မပြတ်ဘူးလားရဲ့ကျွန်တော်ဒီပေါ့ပါစွာပျော်ရွှင်ခေါင်းရမ်းပြလိုက်တယ်မဟုတ်ပါဘူးမိမရဲ့ကိုကဘာလို့စိတ်ပြတ်ရှာမှာလဲလူတိုင်းမှာအားနည်းချက်လေးရှိတာပဲကိုပြောသလိုလုံတော့ကြားလားတက်တာသွားမှာအရင်ကလည်းကိုမျက်နှာမှာအများကြီးပေါက်ပူတယ်မိမချက်တောင်များတယ်ကျွန်တော်ကသူမစိတ်ပေါ့ပါသွားရအောင်ပြောပြလိုက်တယ်သူမမျက်နှာမှာအပူရဲရဲလေးတွေရှိပေမဲ့ကျွန်တော်နမ်းမြဲနည်းနေတက်တာအောင်စီကံပြတယ်သူမမျက်နှာလေးတစ်ဖြည်းဖြည်းတက်တာလာတာကိုဘေးကစောင့်ကြည့်ရင်ကျွန်တော်ကြည်နဲ့ခေရှာတယ်သူမမျက်နှာလေးလုံးဝပျောက်ရှင်းသွားတဲ့အခါကျွန်တော်ရှင်ထဲမှာပျော်ရွှင်မှုအတိဖြစ်လေတယ်ထို့ကြောင့်ကျွန်တော်ဒီသူမရဲ့အကောင်းဆုံးကိုလက်ခံပေးနိုင်သူမို့သူမကိုအချစ်စစ်အချစ်မှန်နဲ့ချစ်ခဲ့ကြောင်းရဲရဲကြီးအားမခံနိုင်ပါတယ်။သမီးသူ့ကိုစိတ်ပြတ်တယ်မေ။သူနဲ့မပေါင်းကွာမေ။သူမအိမ်ကိုရှောင်းနေကြောင်းသူမမေဖုန်းဆက်ပြီးကျွန်တော်ကိုလှမ်းခေါ်တောင်းမှုကျွန်တော်သွားလိုက်တယ်။အကန်ထဲမှာအတူထိုင်မိကြစဉ်သူမကကျွန်တော်ကိုချင်းချင်းတူတူနဲ့စိတ်ပြက်လက်ပြက်ကြည့်ကပြောလိုက်တဲ့စကားဖြစ်တယ်။သူမမလို့ချင်တဲ့ကလေးကိုကျွန်တော်ကယူချင်နေလို့စိတ်ပြတ်တာလား။ဒါမှမဟုတ်လွတ်လွတ်လပ်လပ်နေချင်တဲ့သူမကိုကလေးစုသောကျိုးနဲ့ချီနှောင်ထားခဲ့ရမှာဆိုလို့စိတ်ပြတ်တာလားနီလာဝင်းနေစကားကိုလွယ်လွယ်မပြောနဲ့အိမ်အောင်ကွဲတယ်ဆိုတာလွယ်တယ်များမှတ်နေလားကလေးကစားစရာမဟုတ်ဘူးနော်သူမဖေကဒေါသနဲ့ပြောတယ်သူမဟာသူမဖေကိုကြောက်ပုံလန့်ပုံမရှာဘာလို့မလွယ်ရမှာလဲကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ပြီးရပဲဟဲ့နီလာဝင်းညီတို့ယူတော့တရားရုံးမှာတရားဝင်လက်မှတ်ထိုးပြီးယူထားရလေအခုကွာမယ်ဆိုတရားရုံးပဲသွားရမှာအဲ့ကြရင်တရားသူကြီးကညီတို့ကိုဘာလို့ကွာချင်တာလဲလို့မေးညီဘလို့ဖြစ်မလဲသူမမေကမေးလိုက်တယ်သူမမဖြစ်နိုင်ပါကျွန်တော်သူမအပေါ်ဆိုးရွားပြက်ကွက်တာဝန်မကျေတဲ့လှုပ်ရှားမျိုးတခုမှမရှိတာသူမအသိဆုံးမို့ကျွန်တော်မေးတော့ကျွန်တော်ကသူကျွန်တော်ကလေးလိုချင်တာကိုမယူချင်ဘူးလွတ်လွတ်လပ်လပ်နေချင်တယ်ပြောရကစပြီးအကြောင်းမရှိကျွန်တော်ကိုစိတ်ပြတ်တယ်လုံနေရကွာမယ်လုံနေရလို့ဖြေလိုက်ပါသူမမေကတက်ပြင်းချတယ်နီလာဝင်းညီလွတ်လွတ်လပ်လပ်နေချင်လို့ပဲဖြစ်ဖြစ်ကလေးကိစ္စမလုပ်ချင်လို့စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ညီကွာတယ်ပဲထားပြီးရင်ညီပါဆက်လုံးပါလေညီဟာပြိုလဲပြက်မဖြစ်တော့နော်သူမမေရဲ့စကားကြောင့်သူမတော့မသိကျွန်တော်ကတော့ရှက်မျက်နှာပူသွားမိရဲ့သူမသည်စူပုတ်ပုတ်နဲ့အန်ဂျိထားရှာကကျွန်တော်ကိုဆွဆွရဲရဲကြည့်ရဲ့ရှင်ကျမကိုရှိုက်တယ်လေကျမကိုရှိုက်တဲ့ယောက်ျားကိုကျမမပေါင်းနိုင်လို့ပြောမှာပေါ့သူမစကားကြောင့်သူမဖေကတက်ပြင်းချလိုက်တယ်သူမဖေတူတင်စဉ်းစားထားတဲ့အတိုင်းသူမကပြောလာတော့မှကျွန်တော်လည်းစိတ်လေသွားမိရဲ့စိတ်လိုက်မှန်ပါလက်ပါလိုက်ခြင်းအတွက်အနောင်တရှားမိသွားတယ်သို့ပေမဲ့အကယ်ရွှေတရားတူသည်ရွှေမှာသူမထို့ထို့ပြောပါလေကျွန်တော်ဘက်ကနောက်လက်မပါတော့ပါဆိုပြီးဝင်းခန့်ကတိပေးလိုက်ပါကကျွန်တော်အတွက်တစ်ချိန်အခွင့်အရေးရှာနိုင်တယ်သို့တော်သူမဟာကျွန်တော်သူမကိုရှိုက်လိုက်တာကြောင့်ကွာရှင်းကျင်နေတာလို့ကျွန်တော်မထင်မင်းကကွာရှင်းကျင်နေတာကကိုချမ်းမြင့်ဆွဲလူကြောင့်လေတရားသူကြီးမေးလိုက်အဲ့လိုဖြစ်ရမှာမဟုတ်ဘူးလားကျွန်တော်သူမအဖေနဲ့အမေရှိမှပဲကျွန်တော်ထင်ကိုထုတ်ပေါ်လိုက်တယ်သူမမျက်စိမျက်နှာပြတ်သွားသလိုသူမရဲ့မိဘများကလည်းရှက်ရွံ့သွားကြတယ်ရှင်ကျမမိဘတွေရှိမှဘာမဟုတ်တာရှောက်ပြောနေရလဲယောက်ျားဖြစ်ပြီးမိမလို့မိမရအကောင်သူမဆက်ဆက်ခါနေပြီးခြေမကင်ပြီးလက်မကင်ပြီးဖြစ်နေရဲ့ကြည့်ရတာကျွန်တော်အထင်မှန်နေရဲ့ထင်ပါတယ်ကျွန်တော်ဒီပြောတာပြောလိုက်ပေမဲ့ရုံတဝက်မယုံတဝက်နဲ့နာနာကျင်ကျင်ဆွဆွဲလိုက်ချင်တာသူ့ပေမဲ့ပြန့်ရွှင်းသွားသောသူမမျက်နှာတခိုးလူမိသလိုလိပ်ပြမလုံးသောသူမမျက်ဝန်းများကဟုတ်ပါတယ်လို့ဝန်ခံလိုက်သလိုပါတာမင်းတို့ဘေးမှာအမေတို့ရှိရဆိုတော့လဲတတိယပါအောင်လူကြီးတွေရွှေမှာကိုထင်အောင်ရှောက်မပြောသင့်ဘူးလေအမေတို့ရှိမှအမေတို့တမျိုးဒီလိုပြောတာတော့တာကအမေတို့သိခေါစော်ကားလိုက်တယ်လို့ပဲကျွန်တော်အားနာသွားမိရဲ့မထင်မှတ်ထားတဲ့အချိန်မှာရှုပ်ရရပြောလိုက်မှဘူးဖို့တယ်လို့ပေါ်မှာမို့ကျွန်တော်ဒီလိုပြောလိုက်ရှာပေမဲ့သူမမိဘတွေကိုတော့တကယ်မျက်နှာပူမိရဲ့ကျွန်တော်တောင်းပန်ပါတယ်မေကျွန်တော်အမေနဲ့ဖေကိုမလေးစားရကြသွားတယ်ဒါပေမဲ့သူနဲ့နှစ်ယောက်တည်းစကားပြောပြီးအဆင်ပြေအောင်ညှိချင်တယ်ကျွန်တော်သူမကိုကြည့်လိုက်တယ်တွားရအောင်ကိုတို့ပြပြလဲလဲပြောကြရအောင်တယောက်နဲ့တယောက်အဆင်မပြေတာတွေညှိပြီးတော့ပြဿနာကိုဖြေရှင်းရအောင်ကျွန်တော်ကသူမကိုခေါ်လိုက်တဲ့သူမဖေကတာမင်းသွားနေမှာအဖေသမီးကိုပြောစရာရှိသေးလို့တာဖနှစ်ကိုကြားပြောကျင်တာတွေကျွန်တော်ကိုရှောင်ကိုင်းတာမှန်ကျွန်တော်တန်းသိပါတယ်ကျွန်တော်ကအေကန်ထဲကအရှင်ထွက်လိုက်ပြီးအေကန်ရှိမှမတိမတာရက်ရွေနားဆွေနေလိုက်တယ်နီလာဝင်းနေယောက်ျားပြောတာအမှန်ပဲလားဟမ်နေချမ်းမြေ့ဆိုတဲ့အကောင်နဲ့ပြန်ပတ်သက်နေရလားသူမအမေကစိတ်ဆိုးမှန်ဆိုမိရဲ့သူမမဖြေပါမျက်လွှာချရွှေငိုနေသလားမသိအဲ့ကောင်နဲ့ညီဖြစ်တော့ညီသိငယ်ချင်းဒီအိမ်ကိုလိုက်လာပြီးရှမ်းတွေ့လို့ပတ်ဝန်းကျင်မှာငါတို့ဘလောက်မျက်နှာပြတ်ခဲ့ရလဲညီတောက်မှမရှိသေးဘူးလားအခုတခါထပ်ပြေညီတောက်ရှက်ပိုကွဲမှာနော်ညီကအခုအိမ်တော်တွေဖြစ်နေပြီအရင်ကအပြိုမလို့ပတ်ဝန်းကျင်ကအပြိုလူပြိုဆိုပြီးတော့တော်ရုံပဲပြောကြတာအခုဆိုလင်ငုတ်တုတ်ရှိနေအောင်တခြားယောက်ျားနဲ့ထပ်ဖြစ်တယ်ဆိုပြီးအပြောခံမှာညီမရှက်ဘူးလားနီလာဝင်းသူမငုံနေရဲ့သူ
သူမဟာကိုချမ်းမြင့်ဆွဲလူကိုမချစ်ခဲ့ဘူးဆိုတဲ့စကားကမဖြစ်နိုင်ကျွန်တော်တကယ်ချင်းပြောတာကတော့သူမမိဘတွေကသူမကိုချမ်းမြင့်နဲ့လုံးဝသဘောမတူဘူးလို့သိရတယ်သဘောမတူရဲ့ကြားကနေလဲခိုးတွေးကြတယ်လို့ကျွန်တော်တကယ်ချင်းကပြောပြဘူးတယ်ကျွန်တော်နဲ့သူမမင်္ဂလာဆောင်မှာတွေ့တော့ကလည်းသူမနဲ့ကိုချမ်းမြင့်တွဲနေရကိုမိဘတွေကချက်ထားကြတာလို့ပြောပြပါတယ်ထို့သောမိဘတွေကအကြိမ်ကြိမ်လိုက်ဖြတ်ကြတာကိုကျွန်တော်နဲ့ပြန်မတွေ့ခင်တည်းသူမကိုချမ်းမြင့်နဲ့ခိုးတွဲနေတုံးလို့သိရတယ်တို့ဖြစ်ပါလေရှက်သူမဟာဘာကြောင့်ကိုချမ်းမြေကိုမရွေးချယ်ခဲ့သနည်းမိဘတွေသဘောမတူလဲခိုးပြေးပြီးယူလိုက်ကြပါတော့လားမိဘတွေစိတ်ဆိုးလဲတိတ်ကြမှာမဟုတ်အခုတော့ကျွန်တော်ဟာဂျားကမြေးစားပင်ဖြစ်နေရှာပါတယ်မင်းကမိန်းကလေးကြားလူပြောများတယ်ကွာရုပ်ရည်ကလည်းရှိတယ်ကိုပိုင်လုံလည်းရှိတယ်ပြီးတော့ပွေရှုပ်နေတဲ့သူလည်းမဟုတ်ဘူးရီးစားလည်းမရှိဘူးဆိုတော့သူကကိုချမ်းမြေနဲ့မင်းကိုရှင်လိုက်တာနေမှာပေါ့ဟိုဘေးကရုပ်ရည်ရှိပေမဲ့ကိုပိုင်အလုံးမရှိဘူးတငယ်ချင်းရဲ့ဘဲဆိုတော့မိဘတွေကလည်းသဘောမတူလေအဲ့အားနဲ့ပဲ तू ကမင်းဘက်ခုံကူးလာတာဟဲ့အောင်ရေခဏလောက်တော့ तू ကမင်းကိုရွှေ့လိုက်တာမှန်တယ်ထင်ရင်လဲထင်နေမှာပေါ့နေ့တွေကြာလာလို့ तू အရင်လူအဟောင်းကိုပြန်တွေ့ရင်မင်းဆိုတာဘာမှမဟုတ်တော့အဲ့လိုဖြစ်လာနိုင်တယ်အဲ့ဒါတွေမင်းသိလားကျွန်တော်တငယ်ချင်းကကျွန်တော်ကိုအကုန်ပြောပြခဲ့ပါတယ်တို့ပေမဲ့ तू ပြောပြတဲ့အချိန်မှာသူမနဲ့ကျွန်တော်လက်ထပ်ပြီးအိမ်အောင်တက်လဲအနှင်းငယ်ရှာနေပြီးမို့ကျွန်တော်သူမတိတ်ကိုလက်ခံပေးခဲ့တယ်သူမကတော့ဘာကြောက်များအတိတ်ကလူကိုအတိတ်မှာထားခဲ့ပြီးလက်ရှိယူထားတဲ့လေးယောက်ျားပေါ်အစွမ်းကုန်မချစ်နိုင်ရတာလေဆွေပြောသလိုတကယ်သာနင်ချမ်းမြေဆွဲကောင်းနဲ့ပတ်သက်နေရဆိုနင်အသေးပဲနင်ကြောင့်တောက်လျှောက်ကြရတာနှစ်ခါရှိပြီဒီတော့တပ်ပဲတက်ပြလိုက်တော့မယ်သူမဖေကဒေါသအတန်နဲ့ထိုးထိုးပြောလိုက်တော့သူမမျက်လုံးပြူသွားတယ်သားသမီးကိုအသေးတော့မတက်တော့ပါဒေါသလျောက်ပြောခြင်းလို့ကျွန်တော်ထင်ပါတယ်သူမမျက်ရည်ပေါက်ပေါက်ကြတယ်ရှေ့တိုးရခက်နောက်ဆုံးရခက်ဖြစ်နေတဲ့သူမကိုကြည့်ရင်ကျွန်တော်တနာတော့တနာမိရဲ့အိမ်ကိုပြန်ရောက်တော့အမေကသူမပါလာတာမြင်တော့ဝမ်းသာသွားပုံရှာတဲ့သူမသည်အမေကိုပြောပြပြီးမျက်နှာလိုမျက်နှာရှာလုပ်တယ်အမေသည်လူကြီးမို့သူမဘက်ကကတ်တွယ်လာတဲ့အခါမဖေခွာနိုင်ပါသမီးရဲ့လင်းနဲ့မယားနဲ့ရှာနေသွားပါပဲတခါတလေစိတ်အခက်မသိတာရှိမှာပေါ့တယောက်ပေါ်တယောက်သစ္စာရှိပြီးနားလည်မှုထားကြရင်အဆင်ပြေပါတယ်အမေသည်သူမကိုတရားချနေရဲ့သူမဟာဘာတရားမှမရှိရအမေသိပုံမရပါတော်သမီးရီမိုးချိုးပြီးနောက်သူမသည်ကျွန်တော်ကိုတစ်ချက်ကြည့်သွားပြီးအပေါ်တက်ကိုတက်သွားတယ်ကျွန်တော်သည်အမေကိုအနားခေါ်လိုက်တယ်အမေကျွန်တော်သူနဲ့ကြွာလိုက်တော့မယ်ဘလို့ဖြစ်တာလဲသားရဲ့အမေကကျွန်တော်အနားလာထိုင်နေကျွန်တော်ဒီမျက်ရည်ဝဲလာမိရဲ့ညလုံးအိမ်ကိုပုတ်တက်ပြည့်ရင်မျက်ရည်မကျဖို့ကြိုးစားလိုက်တယ်ချစ်သူဖြစ်နေတဲ့ချိန်နဲ့လက်ထပ်ပြီးကစားအချိန်တွေမှာကျွန်တော်ပေါ်သူမရဲ့ဂယုစိုက်မှုတွေကိုအစစ်မှန်လို့ထင်ခဲ့မိရဲ့ထို့ကြောင့်သူမပေါ်ကျွန်တော်အမှန်တကယ်ချစ်မြတ်နိုးခဲ့ရတယ်ကျွန်တော်ဟာရုံးရည်နဲ့အပေါ်ရန်ကိုဂယုစိုက်ခဲ့သည့်ကောင်မဟုတ်ပါတို့ပေမဲ့ကျွန်တော်ရရှိခဲ့သမျှသူမစီကမြတ်တာတွေဟာအပေါ်ရန်တွေသာဖြစ်နေလေတယ်အပေါ်ရန်ကိုမုန်းတဲ့ကောင်ကြမှာအပေါ်ရန်တွေသာရရှိခဲ့တယ်စိုးလိုက်တဲ့ကံကြမ္မာပါသူတခြားကောင်နဲ့ပတ်သက်ချင်ညာကိုခွင့်ပြုပေးလိုက်တော့မယ်မေအမေသည်ကျွန်တော်မျက်လုံးများကိုကြည့်ရင်အတူတူစိတ်မကောင်းလိုက်ဖြစ်နေရဲ့သူ့သားဒီမိန်းမကိုစိတ်ရင်းနဲ့ချစ်မှန်သိပုံရပါတယ်ကျွန်တော်ခန်းထဲကိုဝင်သွားပြီးရေချိုးဖို့ပြင်နေသူမသည်ကျွန်တော်လက်ကိုလာဆွဲပြီးနူးညံ့စွာခေါ်တယ်ကိုကျမကိုချစ်သေးလားရဲ့ချစ်ပါတယ်အရင်ချစ်သူဘွားတော်ကမင်းကိုအဲ့လောက်အလေးနဲ့မရှိဘူးငါ့မရပဲအဓိကဖြစ်ခဲ့တာဒါပေမဲ့မင်းကအမေထထောင်ငါ့ကိုဂယုစိုက်တယ်လို့ထင်အောင်ထင်မှာဖြစ်ခဲ့တယ်မင်းငါ့ကိုသိချစ်တာပဲလို့ငါထင်ခဲ့တယ်အဲ့ဒါကြောင့်တဖြည်းဖြည်းမင်းပေါ်ထားတဲ့စိတ်ကလေးနက်လာတယ်လက်ထပ်ပြီးသွားတဲ့အချိန်မှာအမေထထောင်မင်းကိုပူခဲ့ပါတယ်မင်းနဲ့မိသားစုဘဝကလေးရှာဖို့စိတ်ကူးရှင်ခဲ့တယ်ကလေးတွေမွေးမယ်ပျော့ပျော့နေမယ်စိတ်ကူးထားခဲ့တာအခုတော့ငါတီးလိုက်ရတာကငါတကယ်တောက်ရှူမယ်အပေါ်ရန်ဂယုစိုက်ပြတာအဟုတ်ထင်နေရလူတွေကအချိန်ကြာလာရင်ပြောင်းလဲလာတာပဲအချိန်ကြာလာတော့လူတယောက်ရဲ့စိတ်ရင်းပီစာပေါ်လာတာပဲမင်းကိုချမ်းမြင့်ကိုသိချစ်တယ်မလားငါကြောက် तू ကမင်းကိုလက်မခံအောင်ထင်တယ်အဲ့အကြောင်းငါကွာပေးမယ်မင်းတို့အရင်ကမစုံခဲ့ရတဲ့ဇလန်အခုစုံသွားရအောင်ငါလုပ်ပေးပါမယ်ကျွန်တော်ဒီသူမလက်တွေကိုဖဲချကရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်တယ်သူမဒီကျွန်တော်လက်ကိုအတင်းဆွဲကတားထားတယ်ကိုရဲ့ကျမတောင်းပန်ပါတယ်ကျမသူနဲ့အဆက်အသွယ်ဖြတ်ပါမယ်ကျမကိုမကွာနိုင်ဘူးသူမမျက်ရည်တွေတသွင်သွင်စီးကြရင်ကျွန်တော်ကိုငိုယိုပြောပါတယ်မကွာနိုင်ဘူးလေလားအချိန်ချင်းကွာရှင်းပြစေဖို့ပြောခဲ့တာဟာလေသူမပဲဖြစ်တယ်သူမမကွာနိုင်ရတဲ့အကြောင်းရင်းဟာကျွန်တော်ကိုချစ်လွန်းလို့မပြတ်နိုင်တာမျိုးမဟုတ်ပဲသူမမိဘတွေတောင်းဆိုတာကျွန်တော်သိနေရဲ့ပြီးတော့ကျွန်တော်ကိုဘာတန်ဖိုးမှမရှိရဲ့ကောင်းလိုမျိုးစိတ်ပြတ်ခဲ့တာဟာလေသူမပဲဖြစ်တယ်ဘာမှမက်စရာမရှိဘူးလို့ရရဆက်ဆက်ပြောခဲ့တာလေသူမပဲဖြစ်တယ်မိမတွေကအပြောင်းလဲတိတ်မြန်ပါလားကျွန်တော်ပြောင်းလိုက်မိရင်သူမလက်တွေကိုအသားရဖဲချရှင်သူမကိုအေးအေးလူလူပဲကြည့်လိုက်တယ်ဒီလာဝဲမင်းကငါ့ကိုစိတ်ပြတ်ညာမဟုတ်ဘူးလားငါကဘာမှမက်စရာမရှိရဲ့ကောင်းဆိုမင်းငါ့အမေနဲ့လည်းအဆင်မပြေဘူးလေဒီအိမ်မှာနေရတာမင်းအရင်စိတ်ညစ်နေရတယ်မဟုတ်လားမင်းဒုက္ခတွေငြိမ်းအောင်ကွာရှင်းကြမယ်လေကွာနော်ဟုတ်ပြီလားကိုရဲ့သူမကကျွန်တော်ကိုမျက်ရည်ဝဲသားနဲ့ကြည့်လိုက်တော့ကျွန်တော်ရှင်နဲ့ထိသွားတယ်
အရင်တုန်းကလိုစိတ်နဲ့သာဆိုကိုရဲစွာနဲ့ကျွန်တော်ဘာမဆိုလုပ်ပေးဖို့အစင်သင့်ဖြစ်နေအောင်မယ်အခုချိန်မှာတော့ဒရာမာမင်းသမီးရှုံးလောက်အောင်ငိုပြလဲကျွန်တော်မဖြုံတော့ပါကျမမိမသားပါကိုနဲ့လေအိမ်တော်သက်က9နှစ်တင်ရှောက်နေပြီ9နှစ်တောင်ပြည့်ပါတော့မယ်အခုချိန်ကျမှကွာရှင်းရရင်ကိုကယောက်ျားသားမို့လေကားသုံးထစ်စေးုံနဲ့လူပြိုပြန်ဖြစ်ပေမဲ့ကျမအပြိုပြန်မဖြစ်တော့ပါဘူးကိုရဲ့ကျမဘက်ကိုငှင့်ညာပါအောင်လားကျွန်တော်ရှိမိပြန်တယ်ဘီကြီးပေမဲ့သူ့စကားတွေကဟာသားတွေဖြစ်နေတော့ရှိမိပါတယ်နေပါဦးမင်းကခုမှငါ့ကိုဒီစကားတွေလာပြောနေမင်းငါ့ကိုကွာရှင်းကျင်နေတော့ကကြဒါတွေကြုံမတွေးမိဘူးလားမင်းကိုငါအရင်ကွာချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးမင်းမသာငါ့ကိုကွာချင်တယ်စိတ်ပြတ်ပါတယ်ဆိုပြီးတော့ခါခါတီတီဆက်ဆံပြခဲ့တာအခုမှငါ့ကိုညှာတာပါစာနာပါတွေဘာလို့လာပြောနေရလဲငါဘလို့မိမကိုယူခဲမိရပါလဲငါလိုကောင်းကြမှမင်းလိုမိမနဲ့တွေ့ရတယ်လို့ကွာငါလိုကောင်းကျွန်တော်လိုကောင်းဟာချစ်ချင်းမြတ်တာကိုတိတ်မှတ်တဲ့ကောင်းမျိုးပါငယ်စဉ်ကလေးကအဖေမြတ်တာငတ်မွတ်ခဲ့တာကြောင့်မိသားစုဘဝလေးကိုကျွန်တော်မှတ်မောတယ်ကျွန်တော်ဖေရဲ့ချီယာကိုမနှင်းဘူးလို့ကျွန်တော်ကြိမ်ဆိုခဲ့တယ်အဖေယာမေကိုကျွန်တော်လာသားအရွယ်ကလေးတည်းကထားခဲ့ပြီးနောက်မိမရှူသွားခဲ့တယ်ကျွန်တော်တည်ဆောက်မဲ့မိသားစုဘဝလေးကိုတော့ကျွန်တော်မိသားစုလိုအဖြစ်မခံဘူးလို့ကျွန်တော်ရှိမှန်းထားခဲ့တယ်ကျွန်တော်ကလေးတွေဟာကျွန်တော်ကိုအဖေခေါ်စရာမရှိတော့ကလေးများမဖြစ်စေရလို့ကျွန်တော်ဆုံးဖြတ်ချက်ချထားခဲ့တယ်အခုတော့ကျွန်တော်စိတ်ကူးအိမ်မက်တွေဟာလေထဲမှာဝင်မင်းကူနာပြောတယ်နော်ကိုချမ်းမြင့်နဲ့အဆက်အသွယ်ဖြတ်မယ်လို့ဒါဆိုမင်းသူနဲ့အဆက်အသွယ်လုပ်ညာဝန်ခံလိုက်ပြီပေါ့ငါထင်ပါတယ်ဖုန်းကိုငါအကိုင်မခံလော်ရီချထားကြရငါရိမ့်မိရဲ့ဒါမဲ့အဲ့လိုလို့တော့မထင်ခဲ့တာဘာလို့ဆိုမင်းပြောခဲ့ရလေမင်းတို့မချစ်ပါဘူးလို့မင်းတကူလုံးကအလိန်ညာတွေနဲ့ပြည့်နေရပဲနီလာဝင်းရဲ့မင်းကတဖြည်းဖြည်းရှုံးလာတယ်ကွာကျွန်တော်စိတ်အာရုံတစ်ခုလုံးထွေပြားသွားတယ်ဒီအချိန်တွေကိုရှောက်လာမယ်လို့ဘယ်တော့မှတွေးမကြည့်မိရမို့ရုတ်တရက်ကြုံလာရှားတဲ့အခါရင်ဆိုင်ရတာတိတ်ပင်ပန်းပါတယ်သူမဒီမျက်ရည်များကြလိမ့်ရဲ့ကျွန်တော်ရှေ့မှာရှမ်းကုန်နေရဲ့ထိုမျက်ရည်များဟာကျွန်တော်အတွက်ဟုတ်ချင်မှဟုတ်လိမ့်မယ်ကျွန်တော်နဲ့ကွာရှင်းရင်သူမမိဘများနဲ့ရင်ဆိုင်ရမှာကိုတွေးပူပြီးကြားနေတဲ့မျက်ရည်များလည်းဖြစ်နိုင်တယ်ကျွန်တော်သူမကိုမမြင်ချင်တာမို့အခန်းထဲကထွက်လာခဲ့တယ်ဘေးကမှသွားအိမ်မယ်လို့စီစဉ်လိုက်တယ်ထိုညကထမင်းလဲကျွန်တော်ထွက်မစားပါအမေနဲ့လည်းစကားမပြောချင်တာမို့ကျွန်တော်အစောကြီးအိတ်နေလိုက်ပါတယ်တားရီထောက်အမေလာနိုးတာမို့ကျွန်တော်တကားထောက်ပွင့်လိုက်တယ်ဒီနေ့ကပိတ်ရက်မို့အလုံးမသွားရှာပါနေ့လယ်လောက်မှမနေ့ကပြက်ခွက်ထားတဲ့အလုပ်တွေသွားလုပ်အောင်မယ်လို့တွေးထားပါတယ်တားရုပ်ကမတွေရောက်နေရဲ့မျက်နှာအမြန်တစ်ပြီးတော့ဆင်းလာခဲ့အောင်ကျွန်တော်မျက်နှာတစ်ပြီးဆင်းလာခဲ့တော့စိတ်ထဲလေးလံနေရဲ့အမှန်ဆိုဘသူနဲ့မှစကားပြောချင်စိတ်မရှိပါသို့ပေမဲ့အခန်းထဲမှာသူမရဲ့သူမမိဘတွေရဲ့ကျွန်တော်အမေရဲ့ကကျွန်တော်ထိုင်ဆောင်နေရမို့မကောင်းတက်ရွှေသွားလိုက်ရှာပါတယ်သူမကကျွန်တော်ကိုလှမ်းကြည့်ရဲ့သူမအမေကစကားဆတယ်တာအမေတို့သမီးကဂတိပေးပြီးပါပြီသူသားနဲ့အဆင်ပြေအောင်နေပါမယ်တဲ့တာမကြိုက်တာတွေလည်းသူမလုပ်ပါဘူးတဲ့တားအမေပေါ်သူရိုင်းဆိုင်တာတွေလည်းတားအမေကိုတောင်းပန်ပြီးပါပြီကျွန်တော်အမေကိုလှည့်ကြည့်တော့အမေကအားတုံအားနာရှိသောမျက်နှာနဲ့သူမအမေကဆက်ပြောတယ်တားရဲ့သမီးနဲ့မင်းကအိမ်အောင်သက်ပင်9နှစ်ရှိနေပါပြီချစ်သူရီးစားတွေလိုစိတ်အလိုမကျတိုင်းလမ်းခွဲပြက်စေဖို့မသင့်ပါဘူးသမီးကမင်းအရန်လို့ချင်းရဲ့ကလေးလဲမွေးပေးပါမယ်လို့အမေကိုပြောတယ်သူအရင်ကကလေးဆန်ပြီးတော့မရင်ကျက်မိရတွေအတွက်မင်းကိုတောင်းပန်ချင်နေရဲ့ကျွန်တော်ကသူမကိုကြည့်လိုက်တော့သူမကမျက်နှာငယ်နဲ့ဖြစ်နေရဲ့ကလေးဆန်ပြီးမရင်ကျက်ရအောင်ကလည်းအသက်30ရှိနေလေပြီစိတ်အလိုမကျတိုင်းလမ်းခွဲပြက်စေချင်တာကျွန်တော်မဟုတ်ပဲအမေသမီးပါလို့ကျွန်တော်ပြောလိုက်ချင်တယ်ကျွန်တော်ရှိုင်းရကြောက်သွားမှဆိုတာကြောင့်မပြောဖြစ်ပါစိတ်ထဲမှာတော့တနှုတ်နှုတ်ဖြစ်နေမိပါတယ်သူမအမေရဲ့စကားဆုံးတော့သူမအဖေကဆက်ပြောတယ်သူမအဖေကတော့သမီးဖြစ်သူအတွက်လိုက်ပြောပေးရတာကိုရှက်နေပုံရပါတယ်အဖေကတော့ကိုသမီးမလိမ္မာလို့ဒါတွေဖြစ်လာရတယ်ဆိုတာသိပါတယ်ဆွဲနောက်သူမင်းမကြိုက်တာလို့ရင်အဖေကိုလာကြိုက်မှာမကြိုက်တာလို့တိုင်နေရအောင်အဖေသမီးကကလေးမဟုတ်တော့တာသိတဲ့ပါတယ်အဖေကရောကျွန်တော်လာတိုင်အမြဲဆုံးမပေးနိုင်ပါတယ်လားဘလို့ဆုံးမပေးပါလဲတိုင်တာသာရှိမယ်မကြိုက်တာမဖြစ်ရင်ဘာလို့ရမှာလဲကျွန်တော်ပြောချင်တဲ့စကားတွေရှင်းထဲမှာပြေးသိမ့်လာတော့မုန်းကြလာမိရဲ့တားရဲ့လူကြီးတွေကဒီလောက်ပြောပေးညာပဲဒါစိတ်ဆိုးပြစ်လိုက်ပါတော့ကျွန်တော်အမေကသူမမိဘတွေကိုမျက်နှာပူကအားနာလာတာကြောင့်ကျွန်တော်ကိုနားချတယ်ကျွန်တော်စိတ်ဆိုးနေရမဟုတ်မှန်းတော့အမေသိလောက်ပါတယ်ယောက်ျားနဲ့မိန်းမကွာခြားချက်ဟာထိုနေရာမှာကြီးမားလာပါတယ်ယောက်ျားတစ်ယောက်ကသာသူ့မိန်းမကိုစိတ်ပြတ်ပါတယ်လို့ပြောပြီးအခြားတစ်ယောက်နဲ့အဆက်အသွယ်လုပ်ရင်မိန်းမဖြစ်သူရဲ့မိဘတွေဟာထိုယောက်ျားကိုကွာရှင်းဖို့အလွယ်လက်ခံကြလိမ့်မယ်အခုတော့ခံရတဲ့ကျွန်တော်ဟာယောက်ျားသားမှုမိဘတွေသည်မိမသားဘက်ကပြောဆိုခွင့်ရှာနေပါတယ်တယောက်တစ်ပေါက်ပြောပြီးရဲ့အဆုံးမှာကျွန်တော်သူမနဲ့ပြန်အဆင်ပြေလိုက်ရှာတယ်လူကြီးတွေရဲ့မျက်နှာကိုထောက်ထားပြီးကျွန်တော်မကွာရှင်းတော့ပဲအရင်လိုတော့သူမအပေါ်ကျွန်တော်အပြည့်အဝမြတ်တာထားနိုင်တော့မှမဟုတ်တာတော့သိကြပါတယ်ထိုနေ့ညကကျွန်တော်နဲ့တူနေဖို့သူမဘက်ကအစပြိုးလာတယ်ကျွန်တော်စိတ်မပါပါသူမကိုလည်းမထိချင်ပါကျွန်တော်ကိုစိတ်ပြတ်ပါတယ်လို့ဆိုခဲ့တော့မိမနဲ့အတူအိတ်ချင်စိတ်မရှိပါယောက်ျားတွေကမချစ်ခင်တော့မိမနဲ့လိန်ကိစ္စဖြစ်နိုင်ကြတယ်လို့ကျွန်တော်ကြားဖူးတယ်
ကျွန်တော်ကတော့ကိုချက်မြတ်နိုးခဲ့ပူတော့မိမကိုပဲကျွန်တော်အပေါ်မလိုလားသလိုဆက်ဆံတာနဲ့အသားချင်းထိတွေ့ခြင်းစိတ်မရှိတော့ပါကိုရဲ့ကျမကိုဖတ်တော်မဖတ်တော့လားကျမကဘာတွေဖြစ်နေလို့လဲကျမကကိုမိမပါကျွန်တော်တက်ပြင်းချလိုက်မိရဲ့သူမမျက်ရည်ကျနေတော့ကျွန်တော်သူမလက်ကိုအသာပုတ်လိုက်တယ်အင်းမကိုအချိန်ပြန်ယူပြရစေသူမတရှုံရှုံငိုနေတော့ကျွန်တော်ကမငိုဖို့ပြောရင်သူမကိုအသာဖတ်ထားပေးလိုက်တယ်အရင်လိုတော့ကျွန်တော်ရှင်ထဲမှာသူမနဲ့ထိတွေ့ရတာကိုသဘောကျတော့တာယာပြောမှုရဲ့ခံစားချက်မျိုးမရှိပါသူမကိုချောသိမ့်နေရှင်ကျွန်တော်ဘလို့အိပ်ပျော်သွားတယ်လဲသတိမထားမိပါကျွန်တော်တရင်တို့လိုသူမကိုကြည့်လိုက်တော့ကျွန်တော်ဘေးမှာမရှိဝရဏကိုထွက်တဲ့တကားနာကခုံမှထိုင်ပြီးဖုန်းနဲ့အသေးအံစားတွေရိုက်နေရဲ့ကျွန်တော်သူမမသိအောင်မသိမသားပဲအကဲခတ်ရှင်မျက်စိမိတ်ကပြန်အိတ်လိုက်တယ်ဖောက်ပြန်တဲ့မိန်းမကျွန်တော်မနဲ့အိတ်ရနို့တော့သူမကကျွန်တော်ပါးကိုလာနမ်းတယ်သူမကျွန်တော်ပါးကိုမနမ်းတော့ဒီမှာကြာခဲ့ပြီအခုလိုမနက်ခင်းမှာသူမစီကအနမ်းကိုရရှိတော့တစ်ချိန်ကချစ်စကျင်စတွေ့တာစအချိန်လေးကိုတတိယလွမ်းဆုပ်သွားမိရဲ့တိုးတော်ကျွန်တော်ဒီသူမကိုတန်ရောစင်မပြတ်နိုင်သေးတာဖြစ်ပြီးအရင်လိုချစ်နေသေးရတော့မဟုတ်တော့ပါကျွန်တော်ဒီသူမနဲ့အရင်လိုအချိန်လေးတွေပြန်ရချင်ပါတယ်ကျွန်တော်မလိမ္မာသို့ပေမဲ့သူမကျွန်တော်အပေါ်ဆက်ဆံခဲ့တဲ့အပြုအမူများတခြားယောက်ျားနဲ့အဆက်အသွယ်ပြုသောကိစ္စများအားဒီအတိုင်းမိမထားလိုက်နိုင်ပါကျွန်တော်ဒီသူမကိုပြန်မနှမ်းပဲခေါင်းကိုအသာပုတ်တက်ပြီးရေချိုးခန်းထဲကိုဝင်လာခဲ့တယ်ခဏနေတော့ရေချိုးခန်းထဲကနေသူမဖုန်းတန်ကိုလှမ်းချလိုက်တယ်အဆိုတော်ထွန်းရက်တီရဲ့အချစ်များစွာရှုသခြင်းမှာကျွန်တော်ရေချိုးခန်းတကားကိုအနေငယ်ဟပြီးချောင်းကြည့်လိုက်တယ်သူမဒီဖုန်းကိုလေးတန်းနဲ့တွတ်တိတ်ပြောနေရင်ကျွန်တော်ဘာလို့တင်တယ်လဲကျွန်တော်ရေချိုးခန်းတကားကိုဆွဲဖွင့်ကသူမဖုန်းကိုအလေးမြန်ဆွဲရှုလိုက်တယ်ဖုန်းကိုလည်းလူကိုကြည့်လိုက်တော့နာမည်မှတ်မထားပါဘသူဆက်တာမလို့ခိုးပြောနေရလဲကျွန်တော်သူမကိုမင်းနေစဉ်တစ်ဖက်ကဖုန်းချသွားတယ်ကျမတငယ်ချင်းပါကိုရဲ့အော်ဟိုတလောကသူ့မိသွေးကင်ဆာဖြစ်နေရလို့ကို့ကိုပြောပြဖူးရဲ့လေကျွန်တော်ကသူမကိုတေချာကြည့်လိုက်တယ်သူမကကျွန်တော်စီမှာပဲစိတ်မရှိပဲဖုန်းကိုသာအာရုံစိုက်နေရဲ့ဟုတ်လားအဲ့တော့မင်းပြောတော့အလုံးစုံ6လပဲဆိုအခု6လတော့ကြော်နေပြီမသိသေးဘူးလားကိုရဲ့သူမြောက်အဲ့လိုမပြောရအောင်လေသူမကပြောဆူဆူနဲ့ကျွန်တော်လက်ထဲကဖုန်းကိုဆွဲပြန်ရှူသွားတယ်သူ့မိသွေးဖို့လိုနေလို့တဲ့အဲ့ဒါသွေးရှာခိုင်းတာဘာသွေးလဲဖီသွေးအတော်ပဲကိုလဲဖီသွားလို့ရအောင်လေကိုလဲသွေးလူချင်နေရသူမကပါစတဲ့ရှိရဲ့သွေးမျိုးစားကိုရှောက်ပြောလိုက်ပုံရှာတယ်သူမကျွန်တော်ကိုကြည့်ပြီးအကြံဉာဏ်ထုတ်နေရဲ့ကျွန်တော်သွေးမျိုးစားကိုတောင်သူမမေးရလောက်အောင်အထိလိန်ဆွေနေတွေးတောနေသောသူမကိုကျွန်တော်အံ့ဩမိသလိုရှိနေ၏ချင်နေသူမတော်တော်ကြာတဲ့အထိပြန်မဖြေပဲအင်တာတက်ဖြစ်နေတော့ကျွန်တော်တဲ့ပဲမေးချလိုက်တယ်ကိုချမ်းမြေခေါ်တာမဟုတ်ဘူးလားမဟုတ်ပါဘူးကိုရဲ့သူနဲ့ကဆက်သွယ်မလုပ်တော့ပါဘူးအပြက်ပြောပြီးသွားပါပြီတကယ်ကျမတငယ်ချင်းပါအေးအဲ့လူဆက်တာဆိုရင်လည်းအဲ့လူကတော်တော်တောက်ရှက်မရှိရဲ့ယောက်ျားပဲသူများမိန်းမကိုကြောက်နေတဲ့တောက်ရှက်မရှိရဲ့ကောင်ယောက်ျားရှိရတိတိကြီးနဲ့တောက်ရှက်မရှိလားပတ်သက်နေရမင်းမိမတွေကြောင့်မင်းလှုပ်ခဲ့တာငါခွင့်လို့ဖို့စူးစမ်းပေးနေရနော်မင်းအဲ့ကောင်တွေထပ်ပြီးအဆက်တွေလုံနေရလို့ငါသိရနဲ့မင်းမိမမျက်နှာလည်းငါမထောက်ဘူးနေလားဝဲမင်းတို့မရှက်ကြပြီမဲ့ငါရှက်တတ်တယ်အင်းမကိုရဲ့ထို့သို့ကျွန်တော်တို့စကားပြောနေစဉ်သူမဖုန်းထဲကို Messenger ကနေစောင့်ဝင်လာတယ်သူမဖုန်းကိုမြူးလိုက်တာကျွန်တော်မြင်ပါတယ်ဘသူပို့ရလဲဝေဖတ်လိုက်သူမကကျွန်တော်ပြောသလိုမလုပ်တော့ကျွန်တော်ဖုန်းကိုသူမလက်ထဲကဆွဲရှို့လိုက်တယ်ဖုန်းကလောချထားတယ်ဖွင့်လိုက်ကိုရဲ့နေလာဝဲမင်းကငါဖွင့်လိုက်လို့ပြောနေရနော်မင်းမဟုတ်တာလို့မထားရင်အိတ်ဆောင်ငါရှိမှမင်းဖွင့်မဖက်ရဲစရာအကြောင်းမရှိဘူးသူမသည်ဘာမှမပြောဘဲကျွန်တော်ရှိမှတွေ့ကြီးသာရှက်နေရဲ့ကျွန်တော်စိတ်တူလာကသူမကိုဆွဲလို့ဖြစ်ချင်စိတ်တွေပေါက်လာပါတယ်ကျွန်တော်သူမကိုလက်ရွှေပြီးမှစိတ်ပြန်ထိတ်လိုက်ရတယ်မင်းမဖွင့်ဘူးလားအေးရတယ်ကျွန်တော်သူမဖုန်းကိုလက်ထဲမှာကရွှေအိမ်အောက်ထက်ကိုဆင်းသွားလိုက်တယ်သူမကျွန်တော်နောက်ကအပြေးလိုက်လာတယ်သူမကျွန်တော်ကိုငိုယိုတားလေကျွန်တော်သူမဖုန်းထဲကစာကုန်မြင်ချင်လေအမေကမြင်မကောင်းတာကြောင့်ပြေးထွက်လာတယ်တာဘာဖြစ်ကြရလဲအမေကျွန်တော်မမေးနဲ့ဒီနေ့ဒီကိစ္စအပြတ်ရှင်းမှရမယ်ကျွန်တော်အတန်တွေဟာဒေါသအတန်နဲ့တုန်ခါနေရဲ့သူမသည်ကျွန်တော်ကိုမရမကကုတ်ဖက်တွေ့ဖက်ထားပါတယ်အမေသူ့ကိုလာတားတော့ကျွန်တော်ရိုင်းမိလိမ့်မယ်တားရဲ့ဘာတွေဖြစ်နေကြလဲအမေသည်ကျွန်တော်စိတ်ကိုခံမှန်းမိသွားလောက်ကသူမကိုဆွဲခေါ်တယ်လာပါသမီးရဲ့ဘာတွေဖြစ်နေရလဲမင်းကိုပြောပါဦးသူ့ကိုမေးမနေနဲ့ဒီမှာသူ့ဖုန်းကိုကျွန်တော်ယူလို့ငိုချင်းချနေရဒီဖုန်းထဲမှာသူ့ကောင်နဲ့ဘယ်လောက်တောင်ပလူထားလဲမှမသိရငါဒီဖုန်းကိုရအောင်ဖွင့်အောင်ပါကျွန်တော်ဒီပစိုးစုံနဲ့ပဲကားတော့ကိုဆွဲရှုကအိမ်ထဲကထွက်လာတယ်သူမသည်ကျွန်တော်ကိုအတင်းလိုက်ဆွဲတယ်ဖုန်းကိုလည်းအတင်းလှူတယ်ကြောတွေကိုလည်းထုရိုက်ကလက်မောင်းတွေကိုလည်းကုတ်ဆွဲတယ်အတနာခံရာကနေသူမဒေါသကိုပြောင်းသွားတယ်ကျွန်တော်ကလည်းဒါမျိုးကိုပိုကြိုက်တယ်မျက်ရည်တူတွေနဲ့တနာကမလှုပ်ပြနေရထက်စရင်ကိုပဲမြင်ချင်နေရကြပြီကျွန်တော်သူမကိုပိတ်တွန်းပြလိုက်တယ်သူမမြေကြီးပေါ်ဘုံကနေလဲကြတယ်ကျွန်တော်ကားပေါ်တက်ကမောင်းထွက်လာခဲ့ပါတော့တယ်ကျွန်တော်ကမျိုးတွေကဖုန်းဆိုင်ကိုပဲမောင်းတယ်ဘိုင်းဟာဟောင်းလောင်းဖြစ်နေရမလို့တကွီကွီအတန်ပေးနေရဲ့သူ
သို့ပေမဲ့ကိုစောနဲ့ကိုမိုးစာလောင်မှုကိုတတိမပြုတ်မိပါညီလေးရေဒီဖုန်းကိုလော့ဖြုတ်ချင်လို့ရနိုင်မလားရတော့ရတယ်ကိုဒါပေမဲ့ကြားလိုက်မယ်ရတယ်ဘလောက်ကြာကြာအကိုစောင့်နေမယ်ကျွန်တော်ဖုန်းပြင်ဆိုင်တွေကခုံမထိုင်ဆောင်နေဖုန်းဆိုင်နဲ့မျက်နှာချင်းဆိုင်မှာအတော်ဆိုင်တွေ့ရမို့အစာပြေဝယ်စားပြီးအရင်ပိုင်းဖြစ်လိုက်တယ်တော်တော်လေးကြာအောင်စောင့်ပြီးသွားတော့ရပြီကိုဒီမှာဖုန်းလေးအေးကျေးဇူးတော်ညီလေးကျွန်တော်ဒီပတ်စံအမြန်ထုတ်ရှင်းလိုက်ပြီးကားပေါ်အမြန်တက်လိုက်တယ်ဖုန်းကိုဖွင့်ချင်လာပြီးမှမလန်မကန်ကလူရှင်သောတစ်ပင်ရှိန်အောက်မှာသာကားကိုရပ်လိုက်တယ်ပြီးတော့ဖုန်းကိုဖွင့်လိုက်တယ်ကျွန်တော်လက်တွေတုံရွှင်လာကဘာကြောင့်မှမသိရှင်ထဲမှာတက်လက်လက်ဖြစ်နေရဲ့ကျွန်တော် notification တွေကိုဆက်လိုက်တယ် Messenger မှာစာရီအများကြီးဝင်နေရဲ့ကျွန်တော် Messenger ထဲဝင်လိုက်တော့ထိတ်ဆုံးမှာစာရီဟာနိုင်ပလက်တောင်ဖြစ်နေပါတယ်အကောင့်နာမည်ကကိုချမ်းနဲ့နေလားမင်းစာဝင်ဖတ်ပါမင်းစာမပြန်ရင်ဒီဗီဒီယိုတွေကိုမင်းယောက်ျားစီငါပို့လိုက်မယ်ငါတကယ်ပို့တော့မှာနော်မင်းနဲ့ငါဖြစ်ခဲ့တာတွေမင်းယောက်ျားသိစေချင်လို့လားဒီဗီဒီယိုတွေထဲကမင်းပုံစံမြင်မင်းယောက်ျားတော့ယူတုံးမြဖြစ်တော့မှာပဲရှိနေသော emoji ပုံနဲ့ပို့လိုက်ပါတယ်စာရီဟာသူမကိုချင်းချောက်ထားတာတွေ့တာအများဆုံးဖြစ်တယ်ဗီဒီယိုသူပြောတဲ့ဗီဒီယိုတွေဆိုတာဘာဗီဒီယိုတွေများလဲကျွန်တော်ဒီစာတွေရဲ့အပေါ်ဆုံးကဗီဒီယိုများကိုဆွဲကြည့်လိုက်တယ်3မိနစ်4မိနစ်စာဗီဒီယိုတွေမှအများကြီးဖြစ်တယ်ဗီဒီယိုတွေအကုန်လုံးကအဝိုင်းလင်တွေကအဖြူရောင်ကြီးပဲမြင်နေရှာတယ်ကျွန်တော်ဒီအကုန်ဒေါင်းလုဒ်ဆွဲချလိုက်တယ်ခဏကြာတော့ဒေါင်းလုဒ်ပြည့်သွားသောဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဖွင့်ကြည့်လိုက်တယ်ကျေးဇူးပြုပြီးသူမကျွန်တော်ထင်နေသလောက်တော့အရှက်မမေ့ဘူးမဟုတ်လားဖုန်းကလက်ထဲကလွတ်ကြမတတ်လူဟာယူရှာစိတ်မုန်းတီးစိတ်ဒေါသစိတ်များနဲ့အတူမချိမဆက်ခံစားလိုက်ရတယ်ကျွန်တော်ဒီမျက်ရည်ပူပူပေါက်ပေါက်ကြရင်ရင်းနေပြည့်ကျက်လာတော့အခါလက်သီးနဲ့ဘေးကခုံကိုဘုံကနေထိုးချလိုက်မိရဲ့အချက်ပေါင်းများစွာထိုးပြီးဒီနောက်မှာကျွန်တော်အော်ဟစ်ပစ်လိုက်မိရဲ့ကျွန်တော်ဒေါသဟာနည်းနည်းမှရောကျမသွားပါမျက်စိရှိမှမြင်နေရတော့တစ်ပင်ကိုခေါင်းနဲ့ပြေးဆောက်ချင်မိပါတယ်ထိုဗီဒီယိုတွေကိုကြည့်မိရဲ့ကျွန်တော်မျက်လုံးတွေကိုတော့ကျွန်တော်ဆွဲထုတ်ပစ်ချင်မိရဲ့ညီးတန်တွေခန္ဓာကိုယ်နှစ်ခုထိခတ်တန်တွေဗလာကျင်းနေသောခန္ဓာကိုယ်နဲ့ကတိမော်လူလွတ်နေသောထုံမိမကျွန်တော်ထင်တဲ့အတိုင်းပါပဲသူမဟာကျွန်တော်ထင်ထားသလိုအရှက်မဲ့တဲ့ဟာမဖြစ်နေရဲ့ဗီဒီယိုထဲကပုံရိပ်တွေဟာကျွန်တော်အာယုံထဲကဖြောက်မရပါကျွန်တော်ခေါင်းကိုကျွန်တော်ထုရိုက်ပစ်လိုက်မိပါတယ်ဖောက်ပြန်တဲ့မိမကျွန်တော်အတန်ဟာငိုတန်ဒေါသတန်ရွှေရှာဆက်ဆုပ်သောအတန်များရောရှက်ကအော်ရှရှဖြစ်နေရဲ့ကျွန်တော်သူမပါးကိုဖြောင်းကနေရိုက်ချပစ်လိုက်ခြင်းနဲ့ကျွန်တော်သူမပါးကိုဖြောင်းကနေရိုက်ချပစ်လိုက်မိရဲ့သူမသည်ငိုယိုကကျွန်တော်ထရက်ကိုလာဆွဲထားတယ်ကျွန်တော်ဒီစိတ်မထိန်နိုင်တော့ပဲသူမကိုပိတ်ကန်ပစ်လိုက်တယ်တာဘာလို့တာလဲမလို့ရအောင်လေအမေကျွန်တော်တို့ကျွန်တော်တတ်ပြမယ်တာစိတ်ထဲအောင်လေကျွန်တော်ဒီခေါင်းတွေမီးတောက်လာတဲ့အလားပူပြင်းစွာခံစားနေရပြီးလူဟာအရှင်လက်လက်မီးမြိုက်ခံနေရတယ်လို့ပါအရှက်မရှိရဲ့မိမအပြတ်မကျွန်တော်ဒီယောက်ျားတယောက်အနေနဲ့မပြောသင့်တော့အတုံးလုံးများပင်ပြောလိုက်မိရဲ့အမေဒီကျွန်တော်ကိုတားရင်ကမျက်ရည်ကျနေရဲ့ဟိုလူစီမှာခံလိုက်ဒီလင်းစီလာခံလိုက်နဲ့ပြည့်တစားလုံးမိမမင်းကိုလျှော့နေမင်းမျက်နှာမြင်နေရတာဆက်ဆုပ်တယ်ဟာကွာကျွန်တော်ဒီဗီဒီယိုပေါ်ကပစ္စည်းတွေကိုအကုန်လက်နဲ့တိုက်ချပစ်လိုက်တယ်ပြီးတော့နေရန်ကိုလက်သီးနဲ့ပြေးထိုးမိရဲ့သားကိုဆွဲစိတ်ထိန်စမ်းအမေကလက်တွေကိုအတင်းဖမ်းချုပ်တယ်ထိုဟာမဟာကျမ်းပြစ်ပေါ်မှာထိုင်လျက်ကိုယုံနေစေမင်းသွားတော့မင်းကိုမြင်နေငါတတ်မိလိမ့်မယ်နီလာဝင်းနင်သွားပါတော့ငါသားလေးကိုစိတ်ဒုက္ခမပေးပါနဲ့တော့ဟဲ့သူမသည်အိမ်ပေါ်ကပြေးဆင်းသွားတယ်သူမထွက်သွားမှကျွန်တော်ကျမ်းပြစ်ပေါ်အယိုကျိုးပြတ်ထိုင်ချလိုက်မိရဲ့ကျွန်တော်ဒီခေါင်းတွေကိုဖိညစ်ရှင်ငိုချလိုက်တယ်နွားကြလိုက်တာငါနွားလုံးလုံးဖြတ်သွားတာပဲကျွန်တော်ဗီဒီယိုတွေကသူမအဝတ်စားတွေကိုဆွဲထုတ်ပြလိုက်တယ်သူမကအောင်သူမနဲ့တူခြုံခဲ့တဲ့ဆောင်းကိုလည်းဝရန်တာကနေလှုပ်ပြလိုက်တယ်သူမနဲ့အတူအိတ်ခဲ့တဲ့အိယာကြီးကိုကျွန်တော်မီးရှို့ပြလိုက်ခြင်းနဲ့သူမဟာဘယ်နေ့ကလေးကတခြားကောင်နဲ့အိတ်နေခံမှန်းကြည့်လူနေခံမဲကျွန်တော်မသိပဲကျွန်တော်သူမကိုလက်ခံပေါင်းသိမ်းခဲ့တယ်ကျွန်တော်ပဲရွှန်းရှာကမတတိချင်တော့ပါအမေဒီကျွန်တော်တောင်းချမ်းနေရကုန်မြင်တော့အခန်းထဲကိုပြေးဝင်လာတယ်တားရဲ့ကိုစိတ်ပင်ပန်းရအောင်မလုပ်ပါနဲ့ကျွန်တော်ဒီမျက်ရည်မကျချင်ပေမဲ့မျက်ရည်ဟာကမ်းပြုတ်တကယ်တော့တားမရစီးမရပါထိုအခါကျွန်တော်ဒေါသထွက်လာမိရဲ့ဘာလို့လဲအမေယာသူဘာလို့လဲကျွန်တော်သူ့ဘောဘာတွေတာဝန်မကြည့်ဘာတွေမလုပ်ပေးနိုင်ခဲ့လို့သူကတခြားကောင်နဲ့ဖောက်ပြန်ရတာလဲကျွန်တော်ဘာတွေလိုအပ်လို့လဲသူ့ဘောကျွန်တော်ဒီလောက်ချစ်ပေးခဲ့တာကိုသူဘာလို့လုံးရရတာလဲအမေယာကျွန်တော်ထိုင်ချပြီးအော်ဟစ်ပြစ်မိရဲ့အဲ့ရကရင်ကြီးကိုလက်သီးနဲ့ထူချပြစ်မိရဲ့ဘလောက်ထိပောက်ကွဲရမှစိတ်ပြေနိုင်မလဲဆိုတာကျွန်တော်မသိပါအမေဒီလက်စစ်တွေနှီးရဲနေတော့ကျွန်တော်လက်တွေကိုစုပ်ကိုင်ကငိုလေတယ်အုတ်နေရန်ကိုထိုးထားသေးရမို့ကျွန်တော်လက်စစ်တွေသွေးဆုပ်နေရဲ့အမေဒီငိုရင်းကကျွန်တော်ကိုပွေးဖတ်တယ်ငါသားလေးအမမရှိပါဘူးသားတို့ဘလောက်ချစ်လဲအမေအကုန်မြင်ခဲ့ရတာပါပဲသားရဲ့မေကမေအဖေနဲ့တူတဲ့မိန်းမကိုယူခဲ့မိရပဲသားရဲ့
ငါသားလေးလိုလူသားမှဒီလိုမိန်းမနဲ့တွေ့ရတယ်လို့အမေသည်ဝမ်းနေကြီးစွာနဲ့ရှိုက်ငင်ကိုကြွေးပါတယ်ကျွန်တော်သည်ရှက်လေးရှက်တယ်နားလဲနာကြီးရဲ့တငယ်ချင်းတွေရဲ့စကားကိုပယ်ရှားပြီးယုံကြည်ထားခဲ့သောမိန်းမရဲ့ဖောက်ပြန်ခြင်းကိုခံရတဲ့အတွက်အသေးလဲနာမိရဲ့ထိုမိန်းမဟာစကားဖြင့်နာကြီးအောင်လုပ်တယ်လုံရက်နဲ့နာကြီးအောင်လုပ်တယ်ကျွန်တော်အသေးမှာဒဏ်ရာတွေများလေပြီနောက်တစ်နေ့မနက်မှာသူမမိဘတွေကျွန်တော်အိမ်လျှောက်လာတယ်နှစ်ယောက်စလုံးကဒေါနဲ့မောနဲ့ဖြစ်နေကြတယ်သူ့အမေကတာမင်းကသမီးကိုရိုက်နှက်ပြန်ပြီဆိုသမီးပါမမင်းလက်ဘွားရည်အထင်းသားပဲမင်းရဲ့စင်မပြေတိုင်းရိုက်နှက်နေပါလားဒီတိုင်းဆိုအမေတို့ဘက်ကမင်းနဲ့သမီးကိုတူတူဆက်မထားနိုင်တော့ဘူးနော်ကျွန်တော်ရှိလိုက်မိရဲ့တရုပ်ပြတ်သောရည်ချင်းမျိုးဖြစ်သွားသလားတော့မသိပါကျွန်တော်ဂယုမဆိုင်နိုင်တော့ပဲစိတ်ထဲရှိတဲ့အတိုင်းပြုတ်မူလိုက်မိရဲ့ဆက်မထားပါနဲ့မထားနဲ့ကျွန်တော်ကလည်းခမည်းတော်သမီးနဲ့တစ်ဆက်ကန့်လေးတော့အတူနေဖို့မသက်တည်ဘူးဆွဲမင်းငါတို့ကိုခမည်းလေးပါလေးနဲ့ပြောစရာမလိုငါတို့ကမေးရောက်ခမတွေအခုကလည်းမင်းငါတို့သမီးကိုရိုက်နှက်တာနှစ်ခါရှိပြီမလို့လာပြောရတာရှင်တို့သမီးကရတယ်မေအမေမပြောနဲ့ကျွန်တော်ပဲပြောမယ်ကျွန်တော်အမေကဝင်ပြောဖို့လို့တော့ကျွန်တော်တားလိုက်တယ်ကျွန်တော်အမေပါဇက်ကနေထိုမိန်းမအကြောင်းပြောပြဖို့မတန်တာကြောင့်ကျွန်တော်ခွင့်မပြုနိုင်ပါကျွန်တော်အမေလည်းမဖြစ်တာလို့ပြောနေရှာပေမဲ့အလွန်တနနေမိရဲ့ခုချက်ချင်းနီလာဝင်းနဲ့ကျွန်တော်ကွာရှင်းမယ်ကျွန်တော်ကွာရှင်းစာချုပ်စီစဉ်ထားပြီးသားအခုပဲလက်မှတ်ထိုးပေးလိုက်မယ်ကျွန်တော်ကကွာရှင်းစာချုပ်သွားယူဖို့ပြင်တော့မိန်းကသမီးကိုကွာချင်နေရကနောက်မိန်းမထိတ်ယူဖို့မဟုတ်လားဆွဲသူ့ဖေကလှမ်းပြောတယ်ပြီးတော့ဆက်ပြီးသမီးကအကုန်ပြောပြပြီးသွားပြီမင်းတခြားမိန်းမနဲ့ဖောက်ပြန်နေရတဲ့အဲ့ဒါကိုသူမိသွားလို့သူ့ကိုမင်းရရိုက်တာတဲ့ငါတို့ဖုန်းဆက်တိုင်ဖို့လုပ်လို့သူ့ဖုန်းကိုမင်းယူထားရဆိုငါသမီးဖုန်းကိုမင်းယူထားစရာမလိုဘူးအခုချက်ချင်းငါလက်ထဲအပ်လိုက်ကျွန်တော်ဒီအလွန်တရာအံ့အားသင့်မိရဲ့အံ့ဩလုံးတာကြောင့်ရီးပင်မရှိနိုင်တော့ပါကျွန်တော်မေဒီဒေါသနဲ့သူမအဖေကိုလက်ညှိုးထိုးပြီးရှင်တို့ဘာတွေလာပြောနေရလဲကိုသမီးအကြောင်းကိုမသိပဲသူများသားကိုမဟုတ်တာလာမဆွတ်ဆွဲနဲ့ကျမသားအနေမှန်နဲ့ရှင်တို့သမီးသားမဟုတ်တာလို့ဒီကိုလိုက်မလာရှဲတာရှင်သမီးကိုတတိရှိဒီမှာကျမသားနဲ့မိဘဆောင်ရရှေ့တက်လာရှင်းလို့ပြောလိုက်သူမအမေဒီကျွန်တော်ကိုတက်တက်ကြည်လာတယ်ကျွန်တော်ဒီဘာပြောမလဲဆိုတာခက်အေးအေးပဲစောင့်နေလိုက်တယ်သမီးကပြောလိုက်သေးရဲ့သူကတခြားယောက်ျားနဲ့ဖောက်ပြန်ပါတယ်ဆိုပြီးတော့မင်းကငါတို့ပြောလိုက်မယ်တဲ့အဲ့ဒါလည်းမင်းတခြားကောင်မနဲ့ယူချင်လို့ကွာရှင်းဖို့အတွက်ခွင်စင်တာတဲ့မင်းပါညင်းချင်တယ်လေဆွဲကျွန်တော်ဒီနီလာဝင်းဆိုသောမိန်းမဟာဖောက်ပြန်ရုံမကစိတ်တက်ရုံညံ့သောအကျဉ်စာရိတ္တပြက်ပြားသောပြောင်းလင်းပြောင်းစားပြောတတ်သောစိတ်ပြက်စရာမိန်းမမှန်ကွက်ကွက်ကွင်းကွင်းသိလိုက်တယ်ကျွန်တော်လိုကောင်ဟာထိုမိန်းမစီမှာ9နှစ်လောက်အညာမိနေတဲ့လားတော်တော်အဖြစ်မရှိရကောင်လို့ကိုတတ်မှတ်လိုက်မိပါတယ်ကျွန်တော်ဒီသူမအမေကိုပခုံးတွန်းပြလိုက်တယ်မငင်းချင်ပါဘူးကျွန်တော်ဒီသူမအဖေနဲ့အမေကိုတက်လဲစီကြည့်ကသမီးကအဖေနဲ့အမေနှစ်ယောက်လုံးထက်တပြားတာတာပဲကျွန်တော်ခက်လောက်လောက်ယူလိုက်တယ်ပြီးတော့စပွဲပေါ်တင်ထားတဲ့နီလာဝင်းရဲ့ဖုန်းကိုယူလိုက်တယ်ခမများတို့သမီးဖောက်ပြန်နေပါတယ်လို့ကျွန်တော်မပြောတော့ဘူးတက်သေးပဲပြလိုက်တော့မယ်ကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်ကိုအတန်ပိတ်ကဖွင့်လိုက်ပြီးသူမအမေလက်ထဲထည့်ပေးလိုက်တယ်သူမအမေဒီစိတ်ဝင်စားကြည့်နေရှင်ကဇက်ရည်လဲသွားတော့မျက်စိရှက်ကတထိတ်တလန့်နဲ့ဖုန်းကိုစပွဲစီလှမ်းပစ်လိုက်တယ်ဆွဲဒါကျွန်တော်ပြုံးလိုက်ပါတယ်သူမဖေသည်သူ့မိန်းမဖြစ်ပြနေပုံကိုကြည့်ပြီးနားမလည်ဖြစ်နေရဲ့ကျွန်တော်ကစပွဲပေါ်မှာဖုန်းကိုပြန်ကောက်ရှုပြီးသူမဖေစီကိုကမ်းပေးလိုက်တယ်ကြည့်ချင်သေးလားမကြည့်နဲ့သူမမေသည်ဖုန်းကန်ပေးနေတော့ကျွန်တော်လက်ကိုတွန်းထုတ်ပြလိုက်တယ်ကျွန်တော်စိတ်တွေလေးလံလာကလူဟာမီးတွင်းတွေကြောက်တယ်လို့ပူလောင်လာပြန်တယ်စိတ်ကိုမနှဲထုတ်ထိန်ရင်စကားပြောဖို့အားယူလိုက်ရတယ်ကျွန်တော်အရင်တစ်ခေါက်ကပြောခဲ့တယ်နော်နီလာဝင်းကကိုချမ်းမြေ့ဆွဲလူကြောင့်ကျွန်တော်ကိုကြွားချင်နေရလို့အဲ့ကလေးကကျွန်တော်ရိမ့်မိနေရကျွန်တော်တန်တရားဝင်နေရကိုနဲ့ပေါင်းနေတဲ့ကိုမိမဖောက်ပြန်တာကိုမသိဘူးဆိုရင်အဲ့ဒီယောက်ျားကန်းနေရမဟုတ်ရင်တောက်ပေါ်ပဲကိုမိမခြေလမ်းတွေမမှန်နေရကိုအနီးကပ်ဆုံးရှိနေတဲ့ယောက်ျားကသတိမထားမိကြဘာအကြောင်းမှမရှိဘူးမသေးကြသေးလို့သာထုတ်မပြောတာတန်တရားလုံးဝမဝင်ဘူးဆိုတာမဟုတ်ဘူးချစ်လို့မပြောတာဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်သူပြင်မာပါလေးဆိုပြီးစောင့်နေရဖြစ်မယ်လုံလာရင်တော့ဘယ်ကောင်းမှတီးမခံဘူးသူမမေသည်ကျွန်တော်ကိုမျက်ရည်လဲလဲနဲ့ကြည်လာတယ်သူမအဖေဟာသူသမီးတကယ်ဖောက်ပြန်နေမယ်ရိမ့်မိနေလေပြီအစာကလေးကသူတို့သမီးပေါ်သူတို့တန်တရားရှိကြပေမဲ့သူတို့သမီးကကျွန်တော်ပေါ်အပြစ်လွှဲချလိုက်တော့သူတို့ကျွန်တော်ကိုနင်းချဖို့အခွင့်အရေးရပြီဆိုပြီးရောက်လာကြတာဖြစ်တယ်။ဒါမင်းကိုအဖေတို့ဆွဆွဲမိပြီအဖေတို့မားပါတယ်ဒါပေမဲ့သမီးကိုခွင့်လို့ရရဲ့ဘယ်လိုကျွန်တော်တန်တော်နဲ့ဆူဆူရဲရဲကြည့်လိုက်တော့သူမအဖေပါဇက်ပိတ်သွားတယ်။သူမအဖေဟာသူတို့ရက်ကွက်မှရာအိမ်မှုမို့သူသမီးရဲ့လုပ်ရကြောင်းနာမည်ဆိုးထွက်မှကြောက်နေပါတယ်။ဘယ်လိုလုပ်ခွင့်လို့ရမှာလဲကျွန်တော်နွားကြနေပြီခမည်းတော်သမီးကသူ့လင်ငယ်နဲ့တွားအိတ်တယ်ပြန်လာတော့ကျွန်တော်နဲ့အိတ်တယ်ဒါကိုကျွန်တော်မသိပဲလက်ခံထားပြီးကျွန်တော်နွားလုံးလုံးဖြစ်နေပြီကျွန်တော်ဆက်ပြီးနွားကြမခံနိုင်တော့ဘူး
သူမအမေသည်ရှက်လုံး၍ခေါင်းမိမဖော်တော့ပါရှက်လိုက်တာငါရှက်လိုက်တာအဲ့ကောင်မတော်တော်တောက်ရှက်မရှိတာပဲကောင်မမကောင်းတာလုပ်တဲ့ဟာတွေကမှပတ်စံရှာအောင်ပဲအဲ့ကောင်မအလွတ်ခံနေရအဲ့ကောင်မကျွန်တော်ဒီသူမမေရဲ့စေးရီတိုင်းထွာတန်းတွေကိုမကြားနိုင်တော့အကြောင်းသွားပါဗျာထွက်သွားကြပါအိမ်မှာသွားပြောကြပါသူမဖေသည်ရှက်လုံးတာကြောင့်သူ့မိမကိုဆွဲခေါ်ရွှေ့ထွက်သွားတယ်ကျွန်တော်ဒီကွာရှင်းစာချုပ်ကိုကြည့်ရင်ကျွန်တော်စိတ်ကူးရှင်ထားသောမိသားစုဘဝလေးပျက်စီးသွားပြီမို့ယူတုံးမရဖြစ်ရတော့တယ်အမေဒီကျွန်တော်ကြောလေးကိုအသာပုတ်ရင်မျက်ရည်ကျတယ်ကျွန်တော်ဘသူ့ကိုမှအပြစ်မဆိုသားပါကျွန်တော်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့မိမမို့ဘယ်ကံကြမ္မာကိုမှလည်းအပြစ်ပုံချခွင့်မရှိပါမင်းသိပြီလားမင်းမိမကိုဝေဖြတ်ချခဲ့သေးရဲ့လေနီလာဝင်းတို့ရက်ကွက်ထဲမှာတရင်ထွက်နေရဲ့နီလာဝင်းကိုသူ့အဖေကရှိုက်လို့နီလာဝင်းထွက်ပြေးရတယ်လို့ဆိုတယ်ကျွန်တော်ဒီနီလာဝင်းကိုကွာရှင်းဖို့အစဉ်သစ်ဖြစ်နေလေပြီသူမနဲ့ရှူပြီးကလေးကကျွန်တော်ဘက်ကသူမအပေါ်အပေးသာရှိပြီးဘာတစ်ခုမှအယူမရှိခဲ့ပါဒါကိုတော့ဖောက်ပြန်ခန့်လိုက်ရတဲ့အတွက်ဒီအတိုင်းအသာတကြီးကွာရှင်းပေးရမှာကိုတော့နည်းနည်းစိတ်တိုင်းမကြပါကျွန်တော်သူမကိုတလင်တမယာဥပဒေနဲ့တရားစွဲလိုက်တဲ့သလားလေယောက်ျားအပေါ်သစ္စာမဲ့ပြီးဖောက်ပြန်တဲ့မိန်းမအတိုင်းနောင်တရှအောင်သင်ခန်းစာပေးလိုက်တဲ့သလားကျွန်တော်မှသူမဖုန်းရှိတယ်သူမဖုန်းထဲမှာဗီဒီယိုသက်သေရှိတယ်ကျွန်တော်ပေါ်ဖောက်ပြန်တဲ့မိန်းမကိုဘာကိုမှငဲကွက်စရာမလိုတော့ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်ကွာရှင်းစာချုပ်ကိုထိုင်ကြည့်ရင်ထို့သို့စဉ်းစားမိရဲ့ကျွန်တော်အသာတကြီးကွာရှင်းမပေးတော့ပါဖောက်ပြန်တဲ့မိန်းမကိုထောင်ချပြီးမှတစ်ဖက်သက်ကွာရှင်းခွင့်တင်လိုက်မယ်တို့ဖြစ်ပါလေသူမကတော့ထိုက်တဲ့တော့ပြစ်ဒဏ်ရသွားမယ်သူများလိမယားကိုကြောင်တောင်လိုက်တော့ရုံးညံ့တဲ့ကောင်ကြံ့နေသေးတယ်သူဒီလူပြိုလူလွတ်မို့တလင်တမယားနဲ့ထောင်ချလို့မရထိုကောင်မှာထိုက်တဲ့ပြစ်ဒဏ်ခံရှာဖို့ကျွန်တော်ဘာလို့တဲ့တနည်းကျွန်တော်မယားကိုလက်ခံပေါင်းတဲ့ကောင်နဲ့လည်းကျွန်တော်ထိတ်တိုက်ဖြည့်ရှင်းချင်သေးရဲ့ကျွန်တော်ကိုချမ်းရဲ့အကောက်ကိုစားပို့လိုက်တယ်ကျွန်တော်ခမားနဲ့တွေ့ချင်တဲ့ကိုချမ်းမြေခဏကြာတော့တွေးမယ်လေဆိုပြီးကိုချမ်းမြေဘက်ကစပြန်ပို့လာတယ်ကျွန်တော်ကဘယ်လာရမလဲလို့မေးလိုက်တော့သူရှိနေတဲ့ဟိုတယ်ကိုပဲလာခဲ့ပါလို့ပြန်ပို့လာတယ်ကျွန်တော်ချက်ချင်းသွားလိုက်တယ်သူပြောတဲ့ဟိုတယ်ကိုရောက်တော့အခန်းနံပါတ်မေးလိုက်တယ်ကိုချမ်းမြေခေါ်တော့ဟိုတယ်ဟာသူနဲ့နီလာဝင်းတို့အတူအိတ်ခဲ့တဲ့ဟိုတယ်ဖြစ်နေပါတယ်အခန်းပြင်ဆင်ကုန်တူတယ်ကျွန်တော်ဒီဒါတက်ကျွန်တော်ကိုအဆက်ခွဲတာမှန်သိလိုက်တယ်အဆက်မရှိရဲ့ကောင်ကအဆက်ခွဲတာကိုခံလိုက်ရတာမို့အသေးနာမိပါတယ်ကိုချမ်းမြေကဟိုတယ်ခန်းထဲကဝေယနာကိုထွက်တော့တကားပေါက်ကိုဖွင့်လိုက်တယ်သူကဝရန်နာမှာရှိသောစပွဲနဲ့ထိုင်ကုန်များစီလက်ညွန်ပြကဝီစကီတောက်ရင်ပြောကြမလားခမည်းတော်အဆက်သိက္ခာမရှိရပဲကိုချမ်းမြေပါသူကကျွန်တော်ကိုဆူဆူရဲရဲကြည့်ရဲ့ခမည်းကိုပြစ်ပြီးကျွန်တော်ကိုယူသွားတဲ့မိန်းမောင်ခမည်းမလို့ပြန်ပတ်သက်တယ်နော်ခွေးဆက်ပါခင်းလိုက်သေးရဲ့ဘာလို့လဲသူများမယားနဲ့အတူအိပ်ရတာအတော်ရတာရှိလားမင်းမိမမင်းကိုမပြောဘူးလားအရသာရှိမရှိသူကငါ့ထပ်ပိုသေးလောက်ပဲခွေးမသားမင်းတောက်ချက်မရှိဘူးလားမင်းတော့မသိဘူးငါကတော့သူများတူနေထားတဲ့ဟာမနဲ့အတူနေခဲ့ရမှန်းသိရောကိုတော့မသက်တည်ဘူးအေးပေါ့မင်းကတော့သူများလုပ်ပြီးသားကြီးလဲကြိုက်မှာပေါ့လေငယ်ဖြစ်ရတာပျော့နေရလေဘာလဲမင်းကထိုးကျင်လို့လားမထိုးကျင်ပါဘူးကျွန်တော်ကကိုချမ်းမြေအရှိတိုးလာတော့လက်ကပြလိုက်တယ်ခမည်းတောက်ခွက်ကိုထိုးရမှာမသက်တည်လို့မထိုးဘူးအခုလေကျွန်တော်အဲ့ဟာမကိုကွာရှင်းပါယွန်းလို့နော်10မိနစ်10စက္ကန့်တော့အဲ့ဟာမရဲ့ယောက်ျားဖြစ်မနေကျွန်တော်လို့ကွာမှာကျွန်တော်ထွေးလိုက်တဲ့တတွေးကိုခမည်းမျိုးလိုက်လို့ရပြီတန်ရာချင်းတွေ့ကြတာမစမ်းပါဘူးအခုလိုလာတွေ့တာလဲကိုအရန်ထင်ကြီးမနေနဲ့အောင်ကျွန်တော်စွန့်ပစ်လိုက်မဲ့အမိုက်ကိုကောက်မဲ့ကောက်ရဲ့အစင်ကိုသိချင်လို့လာကြည့်ရထဲတဲ့အတိုင်းပါပဲဘာတောက်စစ်မှမရှိဘူးဟာသူများမယားကိုမှဟိုဟာတယန်းရတယ်လို့ဗျာခမည်းကြိုက်မဲ့မိန်းမကနီလာဝင်းပြင်မရှိလို့ထင်တယ်တောက်ရန်တနာဖို့ကောင်းတယ်ကျွန်တော်ကတိတ်ကြည့်ပြီးတေးသေးချာချာထုံးနှက်လိုက်တော့ကိုချမ်းမြေဒေါသငဲထိတ်လျှောက်သွားတယ်သူကျွန်တော်ကိုစောက်တွန်းလိုက်တော့ကျွန်တော်မျိုးသိပ်ထားတဲ့ဒေါသဟာလေပိတ်ခံလိုက်ရှာတော့မီးစားလိုဝုန်းကလေးထတောက်တယ်ကျွန်တော်သူ့မျက်နှာကိုပိတ်ထိုးချပြလိုက်တယ်မသက်တီပေမဲ့ငါမယားခိုးတဲ့ကောင်းဆိုပြီးတော့စိတ်ကြိုက်ထိုးလိုက်ရှာမှကျေနပ်နိုင်မယ်ဖြစ်နိုင်ရင်ဒီကောင်းကိုပါထောင်ချဖြစ်ချင်တာဖြစ်တယ်။သို့ပေမဲ့ဥပဒေအရလူလွတ်ယောက်ျားကိုတလင်တမယားနဲ့ဆွဲချက်တင်မရလေတော့ခတ်ပါတယ်။မင်းရုံးကအထက်ကလူကြီးရအောင်မင်းကသူများသားမယားကိုကြောင်တော်လိုက်တဲ့ကြာကူလီကောင်မှန်းသိလား။ကျွန်တော်ဒီသူယုံထီသွားပြီးသူနဲ့နီလောင်ဝင်းတို့ရဲ့ခွေးဆက်အားလုံးကိုဇက်ထုတ်ချဖို့စဉ်းစားလိုက်မိရဲ့။ထိုချိန်ကိုချမ်းမြေကဟဟပထရှိတယ်။သူကျွန်တော်ကိုသူ့ရှေ့ကတွန်းဖယ်ပစ်ပြီးပါဇက်ကသွေးစားတွေကိုလက်နဲ့တော့တယ်။ငါလေးပြောရအောင်မင်းသိပြီလား။မင်းမိမကိုဝင်ဖြတ်ချခဲ့သေးရဲ့လေဘာကိုဝင်ဖြတ်ချခဲ့သေးရလားကျွန်တော်ပြန်တွေးကြည့်ရဲ့မော်လမြိုင်ကို2လသွားနေတဲ့အချိန်ကပဲဖြစ်လိမ့်မယ်ပြန်လာတော့သူမအခြေအနေဟာကိုဝင်ရှိနေသူလိုပုံစံမျိုးဖြစ်နေခဲ့တယ်သူမအိမ်ကိုကျွန်တော်သွားခေါ်တော့သူမပင်ပန်းနွမ်းနေစွာအိပ်ပျော်နေတဲ့အခြေအနေကိုပြန်တွေးကြည့်မိရဲ့ဘသူနဲ့ရတယ်ထင်လဲကိုချမ်းမြေကရှိရဲ့
ကျွန်တော်ဒီကိုရှင်ဘက်ကိုကျိုးအောင်ထုလျင်ပင်နားမင်းမထင်ပါမင်းခရီးသွားနေတဲ့ချိန်နေ့တိုင်းကနဲ့တူအိတ်နေရလေညမှပြန်တာအဲ့ဒါရောမင်းသိလားမင်းပြန်လာတော့သူ့မှာငါနဲ့ရတဲ့ကိုဝင်ရှိနေပြီလေမင်းသိမှာဆိုလို့သူအသေးသက်ဖြတ်ချခဲ့တာဖြတ်ဖို့လက်တွေကိုပါငါကိုယ်တိုင်ရှာပေးခဲ့တာမင်းဘာမှမသိဘူးမလားဟမ်မင်းကနွားလှဲကြိုးထမ်းနေရနွားကျွန်တော်ကိုချမ်းမြေ့အင်ကြီးစာကိုစောင့်ဆွဲလိုက်တယ်ရှင်နေတော့ကိုချမ်းမြေ့မျက်နှာကိုမြင်ရတာဟာကျွန်တော်အသေးကိုဓာတ်နဲ့ထိုးစွနေသလိုခံစားရတယ်သူ့ရဲ့ရှည်တန်တွေကကျွန်တော်ကိုတယောနေရမို့နားခါလာတယ်ကျွန်တော်ဒီအချီကြီးနိုင်ပြီလို့အပိုင်တွက်ပြီးမှအချီကြီးရှုံးပါတယ်ခွေးတောင်စာသိစမ်းကျွန်တော်စိတ်လိုလက်ရှာထိုးချိတ်ပြစ်မိရဲ့ကျွန်တော်အော်ဟစ်ထိုးချိတ်နေရကိုဟိုတယ်ကဝန်ထမ်းတွေကြားတော့ပြေးဆွဲကြတယ်လုံခြုံရေးတွေကျွန်တော်ကိုဆွဲခေါ်သွားတယ်ငါမေရလင်းငယ်ကောင်အောက်တန်းစားကြာကူလီကောင်ကျွန်တော်တောက်လျှော့အော်ဆဲသွားမိရဲ့ဟိုတယ်ပြင်ကိုရောက်တော့လုံခြုံရေးတွေကဟိုတယ်နားမလာဖို့တတိပေးပါတယ်သူတို့ဧည့်သည်နဲ့အပြင်မှာဖြစ်တဲ့ကိစ္စအပြင်မှာရှင်းလို့ပြောလိုက်တယ်ကံကောင်းထုံးမစွာနဲ့ရေစခန်းမရောက်လိုက်ပါကျွန်တော်ဒီနီလာဝင်းကိုသူမမိဘအိမ်မှာသွားရှာတယ်သူမမိဘတွေကဒီနေ့ကစပြီးနီလာဝင်းကငါတို့နဲ့မသက်ဆိုင်တော့ဘူးလို့ပြောလွှတ်လိုက်တယ်အမွေဖြတ်တယ်လို့ထပ်ပြောလိုက်တယ်ကျွန်တော်ဒီစိတ်တုန်နေချိန်မှအခုချိန်မှာနီလာဝင်းကိုတွေ့ရင်လဲတပ်ပြစ်မိမှာစိုးရှာတယ်3 ရက်လောက်နီလာဝင်းပြောက်နေရဲ့9 ရက်မြောက်နေ့ကျတော့တက္ကစီနဲ့ကျွန်တော်အိမ်ရှိရောက်ချလာတယ်ကျွန်တော်ဒီသူမမျက်နှာကိုမြင်မြင်ချင်းတထွေးကိုထွေကနေထွေးပြစ်မိရဲ့ကျမကိုရှိအဲ့လိုဆက်ဆံစရာမလိုဘူးကျမဝစ်စားတွေလာယူတာပြီးရင်တန်းပြန်ပါဘယ်ကိုပြန်မလဲမင်းလင်ငယ်စီရောလားမင်းမိဘတွေကတော့မင်းကိုလက်မခံတော့ဘူးဆိုသူမတီကျွန်တော်ကိုပြန်ကြောတင်းတင်းနဲ့ကြည့်ရင်ဟုတ်တယ်ကိုချမ်းမြေ့စီပြန်มาဘာဖြစ်လို့လဲအခုဆိုရှင်လဲသိနေပြီလေကျမဘာမှဖုံးခွေထားစရာမလိုတော့အေးစေးပဲကျွန်တော်မောနေတော့သူမမျက်နှာကိုဖြန်းကနေပိတ်ရိုက်ချပြလိုက်တယ်ခွေးမငါမသိတော့မင်းလင်ငယ်နဲ့ကိုဝင်အောင်ရားခဲ့တယ်ပေါ့ဟုတ်လားငါသိမှဆိုလို့ဖြတ်ချလိုက်တာတွေငါအကုန်သိပြီသူမကကျွန်တော်ကိုစောင့်တော့တယ်ဘာဖြစ်လဲရှင်ကူသိတော့ဘာလုပ်ချင်လို့လဲတောက်ကောင်မကျွန်တော်လက်ကိုလွှဲရှိုက်ပြလိုက်တယ်ဒီတစ်ခါရိုက်ချက်ကသူမမျက်နှာပေါ်ခက်ပြင်းပြင်းကြတယ်သူမမျက်ရည်ပင်လဲသွားပါတယ်ငါ့ကိုနွားလုံးလုံးဖြစ်အောင်လုပ်ခဲ့တာယူစရာကောင်းတဲ့ဟာမှဒီအိမ်မှာရှိတဲ့အဝတ်စားတွေကငါအကုန်ဝယ်ပေးထားတာကြီးပဲမင်းပတ်စံတွေဝယ်ထားတဲ့ပစ္စည်းတစ်ခုရှိယူသွားငါပတ်စံတွေဝယ်ထားတာတွေမင်းယူစရာမလိုဘူးဇွဲရှင်တော်တော်မိမလို့မိမရအကောင့်မလားသူမကျွန်တော်နဲ့ယူပြီးကလေးကကျွန်တော်သူမကိုလိုလေသေးမရှိအောင်ဆင်ခဲ့တယ်သူမမိဘအိမ်ကပါလာတာဆိုလို့နာရှိသလုံးသားကျွန်တော်ဒီသူမလယ်ပင်ကကျွန်တော်ဆင်ပေးထားသောဆွဲကြိုးကိုအတင်းဆောင်ဆွဲပြလိုက်တယ်ထိုအခါကြိုးကသူမလယ်ပင်ကိုရှကသွေးထွက်သွားတယ်သူမတီငိုရှိုးကအော်ဟစ်နေရဲ့တောက်ကောင်လူလိုလှုပ်ဆန်သိရကောင်မင်းကခွေးမလို့ခွေးမကိုခွေးလိုဆက်ဆန်နေရဘာဖြစ်လဲချွတ်ငါဆင်ပေးထားတဲ့နဂတ်လက်စောလက်ကအကုန်ချုပ်ခဲ့ကွာရှင်းရဲ့လင်းပစ္စည်းတစ်ဝက်ကိုမရပိုင်နေတော့ရှင်မမေ့နဲ့ငါချွေးနေရင်ပြီးရှာထားတဲ့ပစ္စည်းတွေကိုဖောက်ပြန်တဲ့မိန်းမရစရာဘာအကြောင်းမှမရှိဘူးကျွန်တော်အမေဒီကျွန်တော်ကိုအတင်းလာဆွဲကတာစိတ်လျှော့စမ်းစကားနဲ့ပြောမနေနဲ့အမေကဥပဒေနဲ့စီရင်ဖို့ကျွန်တော်ကိုပြောထားတဲ့စကားရှိတယ်ထိုစကားကိုတတိရှာဖို့အမေကပြောတယ်နီလာဝင်းဒီအပေါ်တက်ကိုတက်သွားပြီးသူ့ပစ္စည်းတွေအကုန်ယူချလာတယ်မသွားခင်ကျွန်တော်တို့သားမင်းညကိုကြည့်ကတောက်ဖွားနဲ့ခွေးကောင်စောက်ကောင်မအမေကကျွန်တော်လက်ကိုဆွဲထားတယ်တာအစစ်မရှိရဲ့ဟာမနဲ့ရမဖြစ်စမ်းနဲ့ကွာရှင်းစာချုပ်မြန်ပို့လိုက်ကွာရှင်းစာချုပ်ရတဲ့နေ့ကျမနဲ့ကိုချမ်းမြေယူပြမယ်စောင့်ကြည့်နေသူမသည်ခြေဆောင်ရွှေ့ထွက်သွားပါတယ်ကျွန်တော်ဒီစပွဲပေါ်ကပန်းအိုးကိုကောက်ကနေရန်ကိုပြက်ပေါက်ခွဲလိုက်မိရဲ့ပြီးတော့ပောက်ကွဲစွာအော်လိုက်တယ်တာစိတ်ထိန်စမ်းအဲ့မိမကိုထောင်ချဖို့သာလို့အဆွေပြနေတဲ့ဟာမှထောင်ချရင်အဲ့ဆွေကျိုးသွားလိမ့်မယ်ဟိုအကောက်လည်းမရက်ခုံမှုနဲ့ထောင်ချလို့ရှာတယ်တာအမေရှေ့နေကိုမေးပြီးပြီအမေစကားကြောင့်ကျွန်တော်စိတ်တွေအနေငယ်ငြိမ်ချသွားတယ်သို့ပေမဲ့ဖောက်ပြန်တဲ့မိမနဲ့အတူနေခဲ့မိရဲ့ကိုယွန်နေမိတော့ဖြစ်တယ်စောစောမရိမ့်မိခဲ့လို့အပြစ်တင်နေမိတော့ဖြစ်တယ်အချစ်ကျွန်တော်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အချစ်ကတော့အသက်မြင့်အဟောင်းဖြစ်အဟောင်းပြန်လာအသက်ပြစ်တဲ့အယုံညံ့ဆုံးအရာတစ်ခုပါပဲထိုယုံညံ့တဲ့အရာကိုကျွန်တော်ကခဏတာပျော်ရွှင်မှုလေးရတာနဲ့အချစ်လို့ထင်အောင်ထင်မှာဖြစ်ခဲ့ရုံသာကိုချမ်းမြေ့နဲ့လီလာဝင်းတို့ရဲ့ပြန်လည်ပတ်သက်မှုကိုကျွန်တော်နီလာဝင်းရဲ့ဖုန်းထဲမှာတစ်ဆင့်ရှာဖွေတွေ့ရှိခဲ့ပါတယ်လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာလို့ဆိုပေမဲ့ရက်နေသောလက်ဘွားကိုအခြားလက်တစ်ဖက်ကလာတီးသောဇက်လက်ဖြစ်တယ်အိမ်အောင်တဲ့ဖြစ်နေသောနီလာဝင်းဘက်ကစတင်ဆက်သွဲခဲ့တာမို့ကျွန်တော်အဆက်ကြီးရှက်မိရဲ့သူတို့ရဲ့ဇက်လက်ရဲ့အစကိုပြောရရင်ထိုနေ့ကကျွန်တော်ဒီအလုံးမှာဝန်ထမ်းတစ်ယောက်ရဲ့ပေါ်ရော်မှုကြောင့်ကြီးမားသောဆုံးရှုံးမှုတစ်ခုရခဲ့သောနေ့ဖြစ်တယ်ကျွန်တော်မှတ်မိနေပါသေးရဲ့ထိုညကကျွန်တော်ဒီထမင်းပင်စားချင်စိမ်မရှိပဲစောစောအနားယူခြင်းနေရဲ့သို့တော်ထိုနေ့ညကသူမသည်ကျွန်တော်အနာကတ်တွေကအတူနေဖို့အစပြိုးတယ်
စိတ်ပင်ပန်းနေရမို့ကျွန်တော်သူမကိုပွေ့ဖက်နှမ်းဆိုင်၍အလောက်ကပြဿနာတွေပြောပြလိုက်မိရဲ့ပြီးတော့ကျွန်တော်အိပ်ပျော်သွားခဲ့တယ်ကျွန်တော်တရင်တော့သူမဖုန်းကင်နေစေကျွန်တော်ကအိပ်ဖို့ပြောပြီးပွေ့ဖက်တော့သူမအဖက်မခံတော့ပါအိတ်ဆာရှိကအိတ်လို့ဆိုပြီးတော့စာရီဆက်ရိုက်နေရဲ့ထိုအချိန်ကသူမဤကဲ့သို့ဖောက်ပြန်ဖို့လမ်းစနေရမယ်ကျွန်တော်မသိခဲ့၍ဆက်အိတ်ခဲ့မိပါတယ်ဟိုင်းသူမကကိုချမ်းမြေကိုထုံနေည7 နာရီကစာပို့ခဲ့တယ်ကျွန်တော်အိပ်ပျော်သွားပြီးတိတ်မကြလိုက်တော့အချိန်မှဖြစ်တယ်ကိုချမ်းမြေကစာဝင်ဖတ်တယ်စာပြန်မပို့ပါနီလာဝင်းတီကျွန်တော်တရင်နိုးလာတဲ့အချိန်တည်းကိုချမ်းမြေစီကပြန်စာကိုစောင့်ဆိုင်းရှင်ထုံလူစီကိုစက်တိုက်စာရီပို့နေခဲ့တယ်ကိုချမ်းမြေညာဆိုင်စင်းနေရလားစာတော်မပြန်ဘူးနော်ဝမ်းနေသောအီမိုဂျီဖြင့်ပို့လိုက်တယ်စာဝင်ဖတ်ပြီးစာမပြန်ဘူးပေါ့ဦးအကျင့်ပုတ်စိတ်ဆိုးသောအီမိုဂျီဖြင့်အင်းမလေးတစ်ချိန်ကရီစားဟောင်းကိုစိတ်နာနေမှာပေါ့ဝမ်းနေသောအီမိုဂျီဖြင့်ဒီလာနားလဲပါတယ်ထိုအချိန်တွင်ကိုချမ်းမြေသည်စာမပြန်ဘဲလုံးဝပလစ်ထားခဲ့ပါကသူမသည်အဆက်ရသွားမှဖြစ်ပြီးလင်းယောက်ျားမသိခင်တစ်ချိန်ကသူရီစားဟောင်းကိုစာပို့နေမိရဲ့ဖြစ်ကိုနောင်တရကောင်ရနိုင်လိမ့်မယ်သို့တော်ကိုချမ်းမြေကစာပြန်ပို့လာတယ်မင်းခုမှဘာလို့ဒီစကားတွေလာပြောနေရလဲတစ်ချိန်ကငါဘလောက်ခံစားခဲ့ရလဲမင်းသိလို့လားအယူတစ်ပိုင်းပဲထို့သောစကားလမ်းကြောက်လိုက်တဲ့ဖြစ်စာပြန်လာတဲ့အခါနီလာဝင်းဘက်ကဝင်လုံးမှုအခွင့်အရေးရသွားတယ်ဟုတ်ပါတယ်နီလာမှားခဲ့လားလို့တော့တွေးနေမိရဲ့သူနဲ့နေရတာညင်းငွေလာတယ်သူဘာလို့ဖီးမလာတော့ဘူးကိုချမ်းမြေစာမပြန်မဒုတိယချိန်မှတွင်သူစာမပြန်လိုက်ဖို့ရွေးချယ်လို့ရှာတယ်တစ်ဖက်မိန်းမဟာသူမရဲ့ကမ္မပိုင်လေးယောက်ျားကိုညင်းငွေတယ်လို့ဆိုလာတော့ပြောကိုရှုပ်ကြားကောင်းတာဆိုလေဒီမိန်းမသူ့လင်ကွဲရမှာငါ့ကိုလာဆက်သွယ်နေရပဲလို့အထင်သေးလိုက်တဲ့နဲ့ထို့တော့ငါလည်းမေကိုမေးမရခဲ့ပါဘူးနီလာဝင်းပြဿနာတွေကထိုးကစားတယ်ဖောက်ပြန်ခြင်းနေသောမိန်းမကိုလမ်းဖွင့်ပေးလိုက်သလိုဖြစ်သွားတယ်မင်းတငယ်ချင်းနဲ့မင်းရှင်လာတော့မင်းကိုရွေးခဲ့တဲ့ကောင်ပါမင်းမလို့ငါ့ကိုထားပြီးအဲ့ကောင်တော့လိုက်သွားရှက်တယ်နီလာဝင်းဘက်ကအခုတော့နောက်ကျသွားပြီမလားရင်ကိုချမ်းမြေအိုးနေသောအီမိုဂျီဖြင့်ကိုချမ်းမြေသည်နောက်ကျသွားပြီလို့ဆိုကသူမဆန္ဒတွေကိုပြက်ပြက်သားသားညင်းလိုက်တဲ့နဲ့သို့ပေမဲ့အခုချိန်ထိငါလက်မထက်သေးမင်းကိုမမေ့နိုင်သေးလို့ကျွန်တော်ဒီသူတို့ပြန်လည်ပို့ထားသောစာတွေကိုဖတ်နေရင်မဲပြက်လိုက်မိရဲ့ဖောက်ပြန်ခြင်းသောတရေပါလာတဲ့ကောင်မနဲ့သူများမရကြာခိုခြင်းသောဇယိုက်ရှိနေအကောင်တွေးကြလေတည်းလို့တွေးကရွှရှာသွားမိရဲ့ညင်းမဲ့ဖို့အခွင့်အရေး၃ချိန်တိရှာပေမဲ့မငင်းပယ်ခဲ့သောကိုချမ်းမြေကိုနီလာဝင်းကဲ့သို့အောက်တန်းကြတဲ့လူစားလို့သာကျွန်တော်သတ်မှတ်လိုက်ပါတယ်ဒီနေ့မင်းနဲ့ရုပ်ရှင်တူတူပြန်ကြည့်ရတော့ဟိုအရင်ကပထမဆုံးရုပ်ရှင်တူတူကြည့်ခဲ့တဲ့နေ့ကိုသတိရသွားတယ်ပထမဆုံးမင်းလက်ကိုကင်ခဲ့တဲ့နေ့လေကိုချမ်းမြေမမေ့သေးဘူးပေါ့အကုန်လက်လက်ဆက်ဆက်ရှိနေသေးရဲ့ကျွန်တော်ရှင်နဲ့ဆက်ဆုပ်သွားမိရဲ့သူတို့ဟာရွှေဟောင်းနှောင်းဖြစ်ဇလန်းတွေကိုပါသတိရလွမ်းစွတ်နေကြပါလားတကယ်ပဲစေးရုံမှာသူ့တငယ်ချင်းအမေရဲ့သတင်းကိုသွားမိရမဟုတ်လို့တော့ပါသေးရဲ့ကျွန်တော်တွေးခဲ့တဲ့ရုပ်ရှင်လက်မှတ်နှစ်ခုစာဖြတ်ပိုင်းဟာသူတို့နှစ်ယောက်ကြည့်ခဲ့တာဖြစ်တယ်ကျွန်တော်ထင်ခဲ့တဲ့အတိုင်းသူမလိန်ခဲ့တာမှန်ပါတယ်အစာကလေးကသူမလိန်ခဲ့တာမှန်သိခဲ့တော့လဲအခုလောက်ထိရုံညံ့တဲ့ဇက်မျိုးခင်းလိုက်မယ်လို့တော့မထင်ခဲ့မိတာဖြစ်ပါတယ်မနေ့ပြန်တွေးကြမယ်နော်ဒီတခါဟိုတယ်သွားရအောင်အရင်တစ်ခေါက်ကပြောတဲ့ဟာလုပ်ကြည့်ချင်တယ်ကိုချမ်းမြေဘက်ကပို့တယ်စာကိုချမ်းမြေအတွက်ပထမဆုံးပဲမလားရင်တောင်းမှန်ပါရဲ့နော်နီလာကိုချမ်းမြေပထမဆုံးချိန်မှာအပြူမဟုတ်တော့လို့မိမကောင်းတာဆိုဘလောက်ပဲပွေချင်ရှုပ်ချင်ပါစေကာမဆက်ရှက်မှုကိုတော့မပြုတ်သင့်မှန်းတည်တဲ့မာတယ်အိမ်တော်တဲ့ဆိုရယ်ကိုဖြစ်တည်မှုကိုသတိရတဲ့နဲ့အင်းလေကျွန်တော်နားလဲပါတယ်တစ်ဖက်ယောက်ျားကတော့သူများမရနဲ့အိယာဘောကကိစ္စဖြစ်ချင်နေသေးရပဲမစွတ်ခင်ကညွန့်ချင်နေတဲ့ဒီမိန်းမကစင်ချင်မတဲ့လားကျွန်တော်ကြည့်ခဲ့ရတဲ့ဗီဒီယိုဟာသူတို့ရဲ့ပထမဆုံးခွေးစားတာဒုတိယကြိမ်လားဘယ်နှကြိမ်မြောက်လဲဆိုတာကျွန်တော်မသိပါတွေးကြည့်ရင်းနဲ့ပင်ရွှေရှာဆက်ဆုပ်မိရဲ့ကိုချမ်းမြေဒီလမှာကိုဝင်ရှိနေပြီကျွန်တော်မော်လမြိုင်ကပြန်ရဲရောက်ခြင်းချိန်မှာသူမကကိုချမ်းမြို့ကိုပို့ခဲ့သောစာနီလာဘယ်လိုလုပ်ရမလဲသူကလည်းပြန်ရောက်နေပြီသူသိသွားရင်ဒုက္ခပဲကိုချမ်းမြေပို့သောစာဟာမင်းစေးမတော့ဘူးလားဘယ်လိုရသွားလဲနီလာဝင်းဘက်ကပြန်စာနီလာကိုသူကတားဆီးဖြတ်ခိုင်းတာတားဆီးကပြန်တော့ရင်ရက်ကြိုတောက်ရတာလေနီလာစေးမတော့ရသေးခင်ကိုချမ်းမြေနဲ့တူတူနေမိသွားတာကိုချမ်းမြေရဲ့ပြန်စာဟာဒုက္ခပါပဲအရန်ပုံစားတယ်နီလာဝင်းရဲ့ပြန်စာဘယ်လိုလုပ်ရမလဲကိုချမ်းမြေဘက်ကဘယ်လိုလုပ်ရမလဲဖြတ်ထားရှာမှပေါ်လို့စပြန်လာတယ်ကိုစားထားပြီးလူမိမှာဆိုတော့ထိုအချိန်ကသူတို့ရဲ့ဖြစ်ကိုတွေးကြည့်ရင်ကျွန်တော်စိတ်ထဲခြေနှင်းမိသလိုကိုယ်တိုင်လည်းနွားကြမိရဲ့အဖြစ်အတွက်ရေရခတ်ငွေရခတ်ဖြစ်မိပါတယ်ကိုနဲ့နေရတာဘယ်လိုခံစားရလဲမင်းယောက်ျားနဲ့တော့ကလည်းအဲ့လိုပဲလားကိုချမ်းမြေပို့ထားသောထိုးစားတွေကိုဖတ်ရင်ကျွန်တော်ရှင်နဲ့ထိုးယောက်ျားဟာတိတ်ယုံညံ့သောအောက်တန်းစားလို့အချိန်ချင်းရွရွလိုက်မိရဲ့ဒီလောင်ဝင်းဘက်ကပြန်စားဟဲ့သူနဲ့နေရတာမနေချင်ပဲနေပေးရတာ
နီလာသူမိမဖြစ်နေတော့မဲကိုဝစ်တရားအရာနေပေးရတာပေါ့ကိုချမ်းမြေနဲ့တူနေရတာရင်ခုန်စရာကောင်းတယ်နီလာသူနဲ့ကွာရှင်ပြီးကိုချမ်းမြေနဲ့ယူမဲဆိုရင်ကိုချမ်းမြေလက်ခံပါလားထိုရက်တွေဟာသူမကကျွန်တော်ကိုကွာရှင်ဖို့အမျိုးမျိုးပြဿနာရှာနေသောရက်ပိုင်းတွေဖြစ်တယ်ကိုချမ်းမြေဘက်ကအဖြစ်မပြတ်မဲစကားလွှဲသွားတာတွေ့ရတယ်ကိုချမ်းမြေကသူမထင်ထားသလိုသူမကိုလက်ထပ်ပါမလားကိုချမ်းမြေသည်သူမရဲ့အပြုံမစစ်မှုသူမရဲ့အိမ်အောင်တဲ့ဆိုသောဖြစ်တည်မှုကိုမသက်တည်သောစိတ်ကိုအပြန်လည်ပို့ထားသောစာရီမတစ်စင်ကျွန်တော်သတိထားမိရဲ့ဒီနေ့မင်းနဲ့ရုပ်ရှင်တူတူပြန်ကြည့်ရတော့ဟိုရင်ကပထမဆုံးတူတူကြည့်ခဲ့တဲ့နေ့ကိုသတိရသွားတယ်ပထမဆုံးမင်းလက်ကိုကင်ခဲ့တဲ့နေ့လေဒါမဲ့အတော်ကလုံးမပြော့ဘူးမင်းကအခုအတော်ကလုံးအပြုံမမဟုတ်တော့တာနီလောင်ဝင်းဘက်ကတောင်းပန်ပါတယ်လို့အကြိမ်ကြိမ်ပြောခဲ့တဲ့စာတွေကိုတွေ့ရပါတယ်ကိုချမ်းမြေသည်သူမရဲ့အားနည်းချက်ကိုအကြိမ်ကြိမ်စကားတွေထည့်ပြောပြီးမတိမတာချနေခဲ့တယ်သူမသတိထားမိပုံမရှာပါကိုချမ်းမြေအတွက်သူမကျွန်တော်ကိုကွာရှင်းဖို့သာလောကြီးနေခဲ့တယ်ကျွန်တော်ကိုကွာလာရင်ကိုချမ်းမြေကသူမကိုလက်ထပ်မယ်လို့သူမထင်နေရဲ့ကျွန်တော်ခက်ရွှေရွှေမဲပြလိုက်မိရဲ့သူမကိုထိုလူကအထောက်ရှားလို့အဝစားသွားတာမျိုးဖြစ်နေမလားလို့ကျွန်တော်စဉ်းစားနေမိရဲ့နီလာဝင်းကိုငါဘာကိစ္စနဲ့ယူရမှာလဲနီလာဝင်းကိုတရားစွဲဖို့ရှင်းနေတဲ့တိုင်ပင်ရှင်ကိုချမ်းမြေကိုပါတရားစွဲလို့ရကြောင်းသိခဲ့ရတယ်ကျွန်တော်ရှင်းနေကကျွန်တော်ကိုမေးခွန်းတစ်ခုမေးခဲ့တယ်ညီလေးမိမကအိမ်တော်တဲ့ဆိုတာကိုညီလေးမိမနဲ့ဖောက်ပြန်တဲ့လူလို့ယောက်ျားသိထားသလားသိပါတယ်ကိုတိတိရက်နဲ့အတူနေရပါဟုတ်ပြီဒါဆိုရင်ပုံမှန်469ရမယားခုမှုနဲ့တရားစွဲလို့ရတယ်ငါညီစိတ်မပူနဲ့နှစ်ယောက်စလုံးထောင်နှန်းဆန်မှာအေကံမလွဲပဲကျွန်တော်ဒီရှင်းနေအကိုရဲ့စကားကြောင့်စိတ်အေးသွားရှာတယ်ဒင်းတို့နှစ်ယောက်စလုံးကိုမှတ်လောက်သားလောက်အောင်အပြစ်ဒဏ်ပေးရမှကျွန်တော်ကျေနပ်နိုင်မယ်ကျွန်တော်ဒီကျွန်တော်တွေရှိနေသောဗီဒီယိုများအပြန်အလှန်ပို့ထားသောစာများနဲ့အမှုတိဆောက်ချံပြင်ဆင်လိုက်တယ်ထိုကဲ့သို့ပြင်ဆင်ရေးနဲ့အလုံရှုံနေတော့မှကိုချမ်းမြေစီကဖုန်းဝင်လာတယ်ကျွန်တော်ဒီသူ့ကိုပါတရားစွဲဆိုမှဖြစ်ကြောင်းအာဘတရပြောပြီးသူများမယားကိုခိုးယူပေါင်းတင်ချင်အောင်လို့ပဲပဲနဲ့နင်းပြောပြမယ်လို့စိတ်ကူးရှသွားတယ်ထို့သောစိတ်ကူးနဲ့ဖုန်းကင်လိုက်စဉ်ကျွန်တော်ဘက်မှဘာမှမပြောရသေးခင်ကိုချမ်းမြေကအလောတကြီးစကားစတယ်နီလာဝင်းကိုငါဘာကိစ္စနဲ့ယူရမှာလဲကိုချမ်းမြေရဲ့အတန်ကမကြည်မချမ်းမင်းစီမှာ၄နှစ်ကျော်9နှစ်လောက်ခံလာတဲ့မိန်းမအောင်ငါကဘာလို့ငါတရားဝင်မိန်းမအဖြစ်ယူရမှာလဲငါနွားမဟုတ်ဘူးကျွန်တော်ဒီကောင်းတဲ့ကိုဘာအတွေးမှရောက်မလာသေးခင်အရင်ဆုံးဟားတိုက်ရှိမောပြလိုက်တယ်ငါနွားမဟုတ်ဘူးလေလားကျွန်တော်ကိုကြာနွားလုံးဖြစ်အောင်သူတို့လုပ်ခဲ့ပြီးမှဟုတ်လားခမည်းနွားဖြစ်ချင်လို့သူများမရအောင်ဟိုတယ်ထိခေါ်လို့ထားမဟုတ်ဘူးလားကိုချမ်းမြေကျွန်တော်တို့ကချိုးသားကောင်းမတော်စကားမျိုးထွက်မလာနိုင်တော့ပါအေးဘလို့ပဲဖြစ်ဖြစ်ငါကျူးလွန်ခဲ့တာငါမှားတယ်ဒါပေမဲ့မိမကိုငါမရှူနိုင်ဘူးငါလူဖြူလူလွတ်လေကျွန်တော်ကောင်းမွန်ရှိပြလိုက်တယ်လူလွတ်တော့ဟုတ်ချင်ဟုတ်မယ်ခမည်းလူပြိုတော့မဟုတ်တော့ပါကိုချမ်းမြေရှာဒီစကားတွေပြောညာမရှက်ဘူးလားငါတောင်းပန်နေဆွေမိမငါသူ့ကိုမေးမရသေးတဲ့အချိန်မှာငါ့ကိုပြန်လာပတ်သက်လို့ငါစိတ်ရိုက်သွားမိရမင်းတို့ကိုကွဲစီခြင်းနဲ့စိတ်ဆန္ဒမျိုးငါမှမရှိဘူးဟုတ်စားဒါဆိုသူများမယားကိုသူ့လည်းမသိအောင်တိတ်တိတ်ကလေးခေါ်လို့တာမဟုတ်လားအောက်တန်းကြတဲ့ကောင်ခမည်းနီလာဝင်းကိုယူသည်ဖြစ်စေမယူသည်ဖြစ်စေကျွန်တော်တော့ခမည်းကိုတရားစွဲပါခမည်းထောင်ထဲဝင်ဖို့သာပြန်တာကျွန်တော်ဖုန်းချပြလိုက်တယ်အဲ့ရဝန်ခံဒီမှာအကုသိုလ်ကအတက်လိုက်ဝင်လာတယ်သူများမယားကိုခိုးရှုပေါင်းသိပြီးလူမိမကွဲစီခြင်းနဲ့ဆန္ဒမရှိဘူးလို့ပြောရဲသောခွေးပါဇက်အားဆွဲပြစ်ချင်စိတ်ပေါ်လာတယ်ကျွန်တော်ဒီစိတ်ကိုလျှော့ရေးဖះเจ้าဆောင်ရွှေရောက်သွားတယ်မျက်လုံးကိုမိတ်ရွှေစိတ်ငြိမ်လို့ငြိမ်ညာတရားထိုင်မှုစီစဉ်တယ်သို့တော်ဖောက်ပြန်တဲ့မိမရဲ့မျက်နှာနဲ့မရက်ခိုးယောက်ျားရဲ့မျက်နှာကအယုံထဲမှာပေါ်လာတယ်ကျွန်တော်ဒီတရားထိုင်ခြင်းကိုမပြုတော့ဘဲရှင်းနေစီကိုသာဖုန်းဆက်လိုက်တယ်အပြစ်သားတစ်ယောက်ကိုထိုက်တဲ့အပြစ်ဒဏ်ပေးအပ်မှကျွန်တော်တရားကိုအေးဆေးထိုင်နိုင်မယ်ထင်ပါတယ်ကိုရင်ကိုတကားဖွင့်ပေးပါဦးကိုရင်ကိုလို့ခေါ်တန်ကြလို့ချန်ရှိထွက်ကြည့်လိုက်တော့နီလာဝင်းဖြစ်နေပါတယ်ကိုဆိုတော့နန်းစားကိုသုံးနေတော့မို့စိတ်ထဲအင်မတန်မှအော်နှလုံးနာသွားမိရဲ့သူမသည်အိမ်တကားဝမှာရက်နေတော့ကျွန်တော်ကိုမြင်တော့ရှိုက်ကြီးတငင်ငိုတယ်ကိုရဲ့ကျမကိုတကားဖွင့်ပေးပါဦးကျွန်တော်ဒီပတ်ဝန်းကျင်မှာအဆက်မရချင်တာမို့ခြံတကားဖွင့်ပေးကသူမကိုအထဲဝင်ခိုင်းလိုက်တယ်သူမသည်အထဲရောက်တော့ကျွန်တော်ရှေ့ဒူးထောက်ကကျွန်တော်ခြေသလုံးကိုကင်ထားတယ်ကိုရဲ့ကျမနောင်နာရပါပြီကျမပေါ်ကိုလောက်ချစ်တဲ့သူမရှိပါဘူးကိုလောက်ကောင်းတဲ့သူမရှိပါဘူးကျွန်တော်ဒီဇက်ကားတွေကထာယာလော့လိုတချင်းစာသားတွေလိုကြားလိုက်ရှာတယ်ကျွန်တော်ရှင်ထဲမှာတော့ဆက်ဆုပ်မိရဲ့ညကအာကုတော်တစ်ခုပြီးတော့မနက်ကျအာကုတော်တစ်ခုကခြံရှိရောက်လာပြန်တယ်အဲ့အာကုတော်ကိုကျွန်တော်ကအိမ်ထဲပေးဝင်လိုက်မိသေးရဲ့ကျွန်တော်ဒီရှာရှိရဲ့ကိစ္စအတွက်ကိုနှစ်ဖူးကိုရိုက်ချင်မိပါတယ်ကျမကိုနဲ့မကွာနိုင်ဘူးကျမလောက်ကြည့်ပြီးတောင်းပန်ပါမယ်ရှစ်ခိုးဆိုလည်းရှစ်ခိုးပါမယ်ကျမကိုအဖေနဲ့မေကလည်းစိတ်ဆိုးပြီးလက်မခံဘူးကျမမှာကိုကလွယ်ပြီးဘသူစီမှသွားစရာမရှိပါဘူးကိုရဲ့ကျမကိုခွင့်လို့ပါကျမကိုအခွင့်အရေးလေးပေးပါကိုရဲ့ကျမနောက်တစ်ခါကို့ပေါ်သစ္စာမဖောက်ဘူးလို့ကြိမ်ဆိုပါမယ်ကျွန်တော်ဒီခါထောက်လျက်ကကျွန်တော်တို့ကိုလှမ်းကြည့်နေတော့ကျွန်တော်အမေကိုလှမ်းကြည့်လိုက်တယ်
အမေဒီနီလာဝင်းကိုအင်မတန်ချင်နေပုံရတယ်ကျွန်တော်ဒီနီလာဝင်းကိုငုံကြည့်ကမင်းတီအရာထုတ်တွေဆွဲပြီးထွက်သွားတော့ပြောခဲ့တာဒီလိုမဟုတ်ပါဘူးငါကွာရှင်းပေးတဲ့နေ့ကိုချမ်းပြင်းနဲ့ယူမှာဆိုဘယ်နဲ့လဲအခုစကားတွေကမညီတော့ပါလားဟမ်အဲ့ဒီဘဲကမင်းကိုမယူနိုင်ဘူးလေလားသူမသည်အယူမကြီးလိုလက်ဟန်ချေဟန်နဲ့သူကကျမကိုဖျားယောင်းသွေးဆောင်ခဲ့တာပါကိုရဲ့ကျမကိုသူ့လိုချင်တာရှိလို့ကတ်ခဲ့တာသူကျမစီကခြူစားတဲ့သူ့လိုချင်တာဝယ်ပေးခိုင်းနေအဲ့တော့ကိုမော်လမြိုင်မှာရောက်နေရောကိုကိုလွမ်းတဲ့စိတ်နဲ့သူ့ပေါ်ဆက်ရုပ်သွားမိရပါကိုကြောက်ဖြစ်သွားတာပါဒီစကားတွေလားပြောမနေနဲ့ကျွန်တော်သူမကိုပိတ်ကန်ပြလိုက်တယ်ကျွန်တော်ခြေသလုံးကိုကင်ထားတာကိုပဲကျွန်တော်မနစ်မြို့ပါငါကြောက်ဟုတ်လားမင်းမသာမင်းတယန်းကျင်တော့ခုမှငါ့ကိုပြလွှဲချနေလားနီလာဝဲဒီဘဲပြောတော့မင်းကအရင်သူ့ကိုပတ်သက်ခဲ့တာဆိုအခုမင်းပြောတော့ तू ကမင်းကိုဖျားယောင်းခဲ့တာဖြစ်တယ်မင်းတို့နှစ်ယောက်လုံးကဖာပါဇက်တွေနဲ့ပဲဖာချင်းတွေ့နေကြတာပေါ့ဟုတ်လားအစားကကိုချမ်းမြေသူမကိုယူမဲ့အထင်နဲ့ကျွန်တော်ကိုချီဆောင်ကန်ခဲ့တယ်အခုတော့ကိုချမ်းမြေကသူမကိုမယူမှန်းသိလေတော့ကြောင့်ကျွန်တော်စီပြန်လာကတ်တာမှကျွန်တော်သိပါတယ်ကျွန်တော်မေဒီသူမကိုလက်ကနေဆွဲခေါ်ကချမ်းပြေအတင်းဆွဲထုတ်တယ်သွားညီးထွက်သွားနောက်တစ်ခါငါ့အိမ်ကိုရောငါသားစီကိုရောမလာခဲ့နဲ့အမေသူမကိုချမ်းပြေတွန်းဖို့ရွှေ့ခြံတကားကိုဝုန်းကနေပိတ်ပြလိုက်တယ်တာနောက်တစ်ခါဒီမိမလက်ခံစကားပြောမနေပါနဲ့ပါဇက်တနာတယ်သားမိမတယောက်ကဘလို့တော့အဆက်သိက်ကမဲနိုင်ရတာလဲအမေသူ့မျက်နှာကိုတရားရုံးမှာပဲထပ်မြင်ချင်တော့တယ်အမေသည်စိတ်ဆိုးမှန်ဆိုနဲ့အိမ်ထဲကိုပြန်ဝင်သွားပါတယ်ထိုစဉ်ကျွန်တော်စီကိုကိုချမ်းမြေရဲ့ဖုန်းဝင်လာတယ်ကျွန်တော်ဒီနေ့တည်းဂျိုဆိုးဝင်နေထင်ပါတယ်တယောက်ပြီးလေနောက်တယောက်ကအကုသို့ပေးဖို့အသင်ပြန်ထားပုံရှာတယ်ကျွန်တော်ဒီကိုချမ်းမြေနဲ့ထပ်ပြီးစကားအခြေတင်ပြောချင်စေမရှိရမို့သူ့ဖုန်းကိုဘလော့လုပ်ပစ်လိုက်ပါတယ်မနေ့ကကိုချမ်းမြေဖုန်းကိုကျွန်တော်ဘလော့လုပ်လိုက်တော့ဒီနေ့မနက်မှာကိုချမ်းမြေကျွန်တော်အိမ်ကိုရှောက်လာတယ်မနက်တိုင်းကြက်တီတုံးရတာကျွန်တော်ကျင်းသားရှာတော့မယ်မနေ့ကမနက်ကဖောက်ပြန်တဲ့မိန်းမလာတယ်ဒီနေ့မနက်မယားခိုးတဲ့ကောင်လာတယ်ငါတို့တနေရာသွားရအောင်ဆွဲမသိရင်မိတ်ဆွေတငယ်ချင်းလို့ကျွန်တော်စိတ်အခြေအနေဒီကျွန်တော်မယားကိုခိုးယူပေါင်းသိမ်းခဲ့တဲ့ကောင်နဲ့တနေရာရာသွားပြီးစကားပြောချင်တဲ့အခြေအနေမဟုတ်ဒီမနက်ရှင်းနေနဲ့လေချင်းဆိုထားပြီးခဏနေရောက်လာတော့မှဖြစ်တယ်ကျွန်တော်အချိန်မရှိဘူးခမ ्या ဒီမှာပဲပြောလိုက်ကျွန်တော်တို့ထန်ရှိမှာပဲစကားရှက်ပြောကြတယ်ကိုချမ်းမြေ့ဒီစီကရက်တလေးထုတ်တော့ရင်မြောင်းဘက်ကိုမျက်နှာမူးထိုင်နေရဲ့နီလာဝင်းနဲ့ငါပတ်သက်ခဲ့ပြီးရဲ့အတွက်အနူးညွတ်တောင်းပန်ပါတယ်ဆွဲနီလာဝင်းကမင်းနဲ့တွဲကြလို့ငါ့ကိုဖြတ်သွားတာငစိမ့်မြင့်ငကေပြစ်တဲ့မိန်းမမျိုးသူ့ငါမေးမရခဲ့တာလဲစိတ်နာလို့မေးမရခဲ့တာသူငါစီဆက်သွယ်လာတော့မင်းနဲ့သူနဲ့ကွဲသွားရင်ကောင်းမယ်ဆွဲစိတ်နဲ့သူနဲ့ကျူးလွန်လိုက်မိရဲ့ဒါပေမဲ့သူငါ့ကိုယူဖို့ပြောတဲ့ချိန်သူ့ဖြစ်တည်မှုငါနားလည်းမပေးနိုင်ဘူးဆိုတာငါသိလိုက်တယ်မင်းငါ့ကိုနားလည်းပါဆွဲမင်းဆိုရင်လည်းသူများမိန်းမကြီးကိုတရားဝင်ယူချလားငါပြောတာသဘာဝကျတယ်မလားခွေးကောင်ကျွန်တော်ဒီထိုင်နေသောကိုချမ်းမြေကိုအင်ကြီးစားကနေစောင်းဆွဲကထူလိုက်ပြီးမျက်နှာကိုခပ်ပြင်းပြင်းထိုးပြလိုက်တယ်သူအနောက်ကိုလမ်းကြကထိုင်လျက်လဲကြတယ်ကျွန်တော်ဒီသူ့ပေါ်မှာတက်ခွကမျက်နှာကိုစိတ်လွတ်လဲရထိုးကြိတ်ဖြစ်မိရဲ့သူများမိန်းမကြီးကိုတရားဝင်မြူချင်းအစကတည်းကမလုံနဲ့လေသူများအိမ်တော်ကိုဖြက်လို့ဖြက်စီလို့အတွက်အောက်တန်းစားခွေးလောက်တောက်ဆင်မရှိရဲ့ကောင်ရက်ွက်ထဲကလူတွေအိမ်ရှိကိုကိုစီထွက်ကြည့်ကုန်ကြတယ်မင်းကငါတရားဆွဲမှာဖောက်ပြန်တဲ့မိန်းမကိုရောမင်းကိုပါထောင်ချပါကိုချမ်းမြေကသူ့အင်ကြီးစာကိုဆွဲထားတော့ကျွန်တော်လက်တွေကိုဖြုတ်ချတယ်ပြီးတော့ကျွန်တော်ကိုထိုးဖို့လက်ရွှဲတယ်ထိုးစီကျွန်တော်ရှေ့နေရောက်လာပြီးကျွန်တော်ကိုဆွဲခေါ်တယ်ထို့နောက်ကိုချမ်းမြေကိုလက်ညှိုးထိုးကညီလေးမင်းရောက်နေတာသူများချန်ရှိမှာနော်ပိုင်နဲ့ကျူးလို့မှုအပြင်ကိုတိလက်ရောက်စော်ကားမှုကိုပါထက်တိုးကျင်လို့လားကိုချမ်းမြေဒီမကြင်မနှက်နဲ့ခါထောက်လျက်သူခြေထောက်နာကခဲကိုခြေထောက်နဲ့ကန်ပြစ်တယ်ကျွန်တော်ကသူ့ကိုတနာကမာကြည့်လိုက်ပြီးခမ ्या နဲ့ကျွန်တော်တရားရုံးမှာထပ်တွေ့ကြတာပေါ့ကိုချမ်းမြေဒီမကြင်မချမ်းနဲ့ရှေ့တိုးလာတယ်မင်းကငါ့ကိုဘာမှုနဲ့တရားဆွဲမှလဲမင်းဆွဲကြည့်ရင်မင်းမမကိုပဲဆွဲလို့ရမှာနော်တလင်တမယားတွေကလူပြိုလူလူကိုတရားဆွဲလို့ရတဲ့ဥပဒေမဟုတ်ဘူးကျွန်တော်ရှေ့နေကပြုံးနေတယ်ကိုချမ်းမြေဒီကျွန်တော်ဘေးကလူကိုရှေ့နေမှသိဖို့မရပဲရှေ့နေရှေ့မှာဥပဒေကြောင်းကိုသူသိသူတက်လုံးပြနေရဲ့မှန်ပါတယ်ညီလေးတလင်တမယားဥပဒေကလူပြိုလူလူကိုတရားစွဲလို့မရဘူးဒါပေမဲ့မင်းကိုတလင်တမယားဥပဒေနဲ့တရားစွဲမှာဘာလို့လဲမပြောမိပါဘူးမင်းကိုဆွဲမဲ့ဥပဒေကပုံမှန်490ကိုမယားခုံမှုနဲ့ဆွဲမှာပါကိုချမ်းမြေဒီဇဝေဇဝါဖြစ်သွားပြီးမှရှေ့နေကိုကြည်လေပါတယ်ဘာမယားခုံမှုလဲနှစ်ဦးနှစ်ဖက်သဘောတူလို့ဖြစ်ခဲ့တဲ့ကိစ္စလေသူမိမကကျွန်တော်ကိုရှင်လာပတ်သက်တာမိမဘက်ကတလောက်ဆွဲကောင်းနေမှာတော့စိတ်ပါလာတဲ့ယောက်ျားမထူးဆန်းဘူးလေသူမိမနဲ့ကျွန်တော်နဲ့ဖြစ်ခဲ့သမျှသူမိမဘက်ကသဘောတူလက်ခံတော့အလိုတူလိုပါဖြစ်ခဲ့တာတွေကြီးပဲကျွန်တော်ရှင်းနေကကောင်းနေတယ်မှန်ပါတယ်ညီလေးအလိုတူလို့မယားခုံမှုမြောက်တာပါအလိုမတူရင်မဒိမ့်မှုဖြစ်မှာပေါ့အိမ်တော်တဲ့မိမကိုအိမ်တော်တဲ့မဲတည်တည်ရှက်နဲ့အလိုတူကာမဆက်ရှက်ခဲ့ရင်အဲ့ဒီယောက်ျားကမယားခုံမှုပုံမှန်490နဲ့ညှိပါတယ်ကိုချမ်းမြေဒီထိုဥပဒေအကြောင်းကိုသိထားပုံရပါလူတော်တော်များများကပြစ်မှုသာကျူးလွန်တတ်ကြပြီမဲ့
ထိုပြစ်မှုကိုကျူးလွန်ရင်ခံရရတဲ့ပြစ်ဒဏ်ကိုတော့လေးလာထားခြင်းမရှိတတ်ပြီးထိုအခါအပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ရတဲ့အဖြစ်မျိုးကြုံရတော့တယ်ကျွန်တော်ရှိနေကကျွန်တော်ကိုစိတ်ထိန်ခိုင်းကအိမ်ထဲကိုပြန်ခေါ်လာတာကြောင့်ကိုချမ်းမြေးနဲ့ကျွန်တော်ရဲ့ရှံပွဲဟာတက်ခန်းရှက်သွားပါတယ်နီလာဝင်းဒီသူမအားကျွန်တော်ကတရားစွဲလိုက်မယ်လို့ထင်တာပုံမရှာပါရဲစခန်းမှာအမှုဖွင့်ပြီးရှင်းနေကအမှုတီဆောက်ရှိသူမနဲ့ကိုချမ်းမြေးကိုတရားရှုံးကဆင့်ခေါ်လိုက်တော့သူမတန်တော်ဖြစ်နေရဲ့သူမမိဘများကလည်းအင်မတန်ရှက်ရွံ့နေကြကသူတို့သမီးကိုတရားရုံးချိန်အောင်လိုက်မပေးကြပါသူမဖေကတော့ကျွန်တော်စီဖုန်းဆက်လာတယ်သူသမီးကိုကြည်အေးပေးဖို့တောင်းပန်လာတယ်ရာအိမ်မူးရဲ့သမီးကအိမ်တော်ရေးဖောက်ပြန်လို့ထောင်ကျသည်ဆိုသောအဖြစ်မျိုးသူအဖြစ်မခံချင်ပါသို့တော်ကျွန်တော်ဒီအားနာနာနဲ့ပဲမလိုက်ရောပေးနိုင်ကြောင်းညှင်းဆန်လိုက်တယ်ခမများတို့သမီးကသူ့နောက်လင်ငယ်နဲ့ကိုဝင်တော်ရခဲ့တာအဲ့ဒါသိလားကျွန်တော်သိရွံနေသူ့လိုရက်တွေကအောက်တန်းကြလို့နေလုံးဝကြည်အေးမပေးနိုင်ဘူးတောင်းပန်ပါတယ်သူမမေကတော့ငိုနေရဲ့သူမမေရဲ့ရှက်ရွံ့စွာငိုကြွေးသောငိုတန်းနဲ့သူမသမီးကိုအပြစ်တင်ဆဲဆိုတဲ့စကားများကိုကျွန်တော်ဖုန်းထဲကတဆင့်ကြားခဲ့ရတယ်တိုးတော့ကျွန်တော်စိတ်မကောင်းဖြစ်မနေတော့ပါပြက်ပြီလို့ဆုံးဖြတ်ပြီးမှတော့ဘသူမျက်နှာမှမထောက်ထားနိုင်တော့ပါတရားရုံးကိုကိုချမ်းမြေရဲ့အဖေလျှောက်လာတယ်ကိုချမ်းမြေရဲ့အဖေဟာနှလုံးဆက်တက်ထားရတာလို့ကျွန်တော်သိထားပါတယ်သူသားကိုတရားရုံးထဲမှာဆွဲထုတ်တာကြောင့်ရွှေတွေဝိုင်းတားထားလိုက်ရတယ်ပြီးတော့သူ့ရင်ဘတ်ကိုဖိပြီးလဲကျသွားတာကိုကျွန်တော်မြင်လိုက်ရတယ်ကိုချမ်းမြေသည်အဖေလို့ပူပင်စွာခေါ်နေပါတယ်ကျွန်တော်ဒီထုံမြင်ကွင်းကြောင့်အောက်တန်းစားကောင်ဆွဲအဖြစ်မှန်ကိုမင်းလူနီနီဖြစ်သွားမိရဲ့ဆွဲမင်းတော်အောက်တန်းကြပြီးရှုံးညံ့တာပဲငါပဲအခုစေးကိုတင်ထားရပြီမင်းမလို့အေးစေးမနေချင်မနဲ့အရှိရှည်တွေဖြစ်အောင်တရားစွဲချင်ရတာလေမင်းတို့ဘာရသွားလို့လဲငါမင်းကြည့်နေအောင်ဘာလို့ပြရမလဲမင်းပြောကိုချမ်းပြေကကျွန်တော်ကိုစိတ်ဆိုးမှန်ဆိုနဲ့အော်ဟစ်ပြောဆိုတယ်ကျွန်တော်ဒီစေးကိုတင်လိုက်ရှာတော့သူ့ဖေအတွက်စိတ်မကောင်းပေမဲ့သူ့ကိုတော့လုံးဝမကြည်ပါကျွန်တော်သူ့အင်ကြီးစာကိုစောင့်ဆွဲလိုက်တယ်ကျွန်တော်ဘာရသွားလဲဆိုရင်ဖောက်ပြန်တဲ့မိန်းမနဲ့မရခိုးယောက်ျားကိုထောင်ချလိုက်နိုင်တဲ့ချိန်နှမ်းမှုလေခမည်းကျွန်တော်ဘာမှလုပ်ပေးစရာမလိုထောင်ထဲမှာပဲမရခိုးမှုနဲ့9နှစ်လောက်နေလိုက်လူတကာကခမည်းဟာသူများမရကိုခိုးယူပေါင်းတယ်လို့ထောင်ကြတယ်ဆိုတာသိစေရမယ်ကျွန်တော်ဘာလို့အေးစိပြီးရမှာလဲအောက်တန်းကြတဲ့ကောင်နဲ့ကောင်မအတွက်အဆုံးထိသွားပါခမည်းမြေစေးကိုတွေ့ရတာကျွန်တော်ကြောင့်မဟုတ်ဘူးခမည်းကြောင့်ကျွန်တော်သူ့နှစ်ထင်ကိုလက်နဲ့ခက်ကြမ်းကြမ်းတွန်းကပြောပြလိုက်တယ်ထိုစကားများကိုနီလာဝင်းလဲကြားပါတယ်သူတို့သမီးပါလို့ပြောရမှရှက်လို့မလာကြတဲ့မိဘများကြောင့်သူမလည်းရှင်နာနေရလောက်မယ်သူမအမားတွေအတွက်နှောင်တရချေရနေလိမ့်မယ်ကျွန်တော်မတနာတော့ပါထောက်ထားစရာဘာမျက်တာမှလည်းမရှိတော့ပါလက်ကျန်တန်ရောစရာလည်းသူမနေချီသွားလို့ပျက်စီးသွားရချေပါပြီတရားရုံးမှာပြစ်ဒဏ်ချမှတ်တော့ကျွန်တော်ရှိနေဟာနီလာဝင်းစီကိုချမ်းမြေနဲ့ကိုဝင်ပါရခဲ့ပြီးလင်းယောက်ျားမသိအောင်ဖျက်ချခဲ့သည်ဆိုသောအချက်ကိုပါတင်ပြခဲ့တယ်ကျွန်တော်မှာစာသက်တွေရှိရဲ့ဖြတ်ချဖို့လက်တွေကိုကိုချမ်းမြေကရှာပေးသည်ဆိုတော့အတိတ်ပဲတက်ရောက်တဲ့စာတွေလည်းရှိတယ်။ဖြတ်ချပြီးရဲ့လက်တွေကိုလည်းကျွန်တော်ခေါ်ထားပြီးတရားရှုံးမှာတက်တွေဖြစ်သွင်းခဲ့တယ်။လက်တွေသည်တန်းကျိန်ပြီးရဲ့အခါဖြတ်ချခဲ့ကြောင်းထွက်ဆိုလိုက်တာကြောင့်နီလာဝင်းနဲ့ကိုချမ်းမြေတို့ရဲ့ပြစ်မှုကပိုများသွားတယ်။ထိုအခါနီလာဝင်းသည်ပြစ်ဒဏ်4နှစ်မှ6နှစ်ထိတိုးသွားတယ်။ကိုချမ်းမြေသည်ထောင်ဒဏ်9နှစ်ထိချမှတ်ခံရတယ်။ကျွန်တော်နဲ့နီလာဝင်းလက်ထပ်ပြီးကလေးကနီလာဝင်းရှောင်ဖွေထားသောဘာပစ္စည်းမှမရှိရမို့ဖောက်ပြန်သောနီလာဝင်းကိုဘာပစ္စည်းမှမပေးနိုင်ကြောင်းကျွန်တော်ကရှေ့နေမှတဆင့်တရားရုံးကိုရှောက်တင်ခဲ့တယ်။တရားရုံးကလည်းလက်ခံပေးခဲ့တယ်။တစ်ဖက်သက်ကွာရှင်းခွင့်တင်ရမှလည်းအောင်မြင်ခဲ့ပါတယ်။နီလာဝင်းသည်မျက်ရည်ပိုးပေါက်ကြကကျွန်တော်ကိုငေးကြည့်နေတယ်။ကျွန်တော်ဒီသူမပေါ်ဥပေက္ခပါရမီတွေဖြည့်ခဲ့တယ်။သူမဆွဆွဲသောရက်ဆက်လိုက်တာဆွဲစကားကိုကျွန်တော်ဟားတိုက်ရှိခဲ့တယ်။မင်းကအရင်ရက်ဆက်လို့ငါပြန်ပြီးရက်ဆက်တက်လာတာပါနီလာဝင်း။ငါကြီးကမင်းကိုဘလောက်ချစ်ခဲ့လဲမင်းသိပါတယ်။ကိုချမ်းမြင့်သည်ခွေရစီလဲနေထားသလိုဘာစကားမှမထွက်နိုင်တော့ပါသူနီလာဝင်းနဲ့ပတ်သက်ခဲ့မိတာကိုနောင်တအကြီးကြီးရှားနေပုံပေါ်ပါတယ်ကျွန်တော်ဒီသူ့ကိုနောင်တဟာနောင်မရတာလို့စကားလက်ဆောင်ပေးခဲ့ပါတယ်ကျွန်တော်ဒီနီလာဝင်းနဲ့ပြတ်ဆဲပြီးသူမထောင်ကျသွားတဲ့အချိန်မှာအသက်33နှစ်ရှိနေလေပြီသူမဒီအသက်32နှစ်မို့အသက်38မှာထောင်ကလွတ်မယ်သူမအတွက်တက်လက်ပါရဲ့အရွယ်ကောင်းချိန်ကိုထောင်ထဲမှာကုံဆုံးရတော့မယ်ကျွန်တော်ဒီလဲသူမထောင်ကျတဲ့6နှစ်အတွင်းရရရမရှိပါအတိတ်ကနာကျင်မှုတွေကိုအလွယ်နဲ့မေ့မရသေးပါမိမဆိုရင်ဘယ်မိမနဲ့မှပတ်သက်ခြင်းစင်မရှိအောင်တောက်ခဲ့မိရဲ့ကျွန်တော်မရတော့နောက်အိမ်အောင်ထူစီခြင်းနဲ့သူမြည်ချီခြင်းသေးတယ်လို့ကျွန်တော်ကိုတောင်းဆိုရဲကျွန်တော်ဒီနီလာဝင်းနဲ့ချစ်သူတက်တန်းတစ်နှစ်အိမ်အောင်တက်တန်း9နှစ်အတွက်10နှစ်လောက်ကုစားခဲ့ရတယ်နီလာဝင်းထောင်ကလွတ်လာတော့သူမိဘတွေကလက်ခံပေးရလို့ကြားသိရတယ်ဘယ်မိဘမှသားသမီးကိုမပြစ်ပယ်နိုင်တာကျွန်တော်နားလည်ပါတယ်သူတို့သမီးလွတ်လာကြောင်းကျွန်တော်စီဖုန်းဆက်ပြောလာပါသေးရဲ့ကျွန်တော်ကမကောင်းတဲ့ရွှေဖုန်းကင်လိုက်ပြီးမြဲဟုတ်လားဝမ်းသာပါတယ်ကျွန်တော်တို့ပတ်သက်စရာအကြောင်းမရှိတော့တာကြောင့်ဦးလေးတို့အန်ဒီတို့လည်းနောက်ကျွန်တော်စီကိုဖုန်းမဆက်ပါနဲ့ဆိုပြီးရင်ရင်ကြည်ကြည်ပဲပြောလိုက်ပါတယ်နီလောင်ဝင်းရထောင်ထွက်မှုကျရှင်တင်တဲ့အလုပ်လည်းလှုပ်ရှားလို့မရတော့ပါ
ထောင်ချရတဲ့ပြစ်မှုကိုသိနေရကြောင်းကလေးမိဘတွေဟာသူတို့ကလေးကိုအကျင့်စာရိတ္တမကောင်းသောကျူရှင်ဆရာမစီမှမအပ်ကြတော့နောက်တော့နီလာဝင်းတယောက် KTV မှာအလုပ်ဝင်သွားတယ်လို့သိရတယ်။ကျွန်တော်နောက်ဆုံးကြားရတဲ့သူမသတင်းကတော့ KTV ကအိမ်တော်တဲ့မန်နေဂျာနဲ့ခိုးရလိုက်သွားတယ်ဆိုသောသတင်းဖြစ်ပါတယ်။ကျွန်တော်ဒီထိုသတင်းကိုကြားရတော့ကျွန်တော်ရဲ့ဒုတိယအိမ်တော်ဖက်နဲ့မင်္ဂလာဆောင်ကိုဖိတ်စာရိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ကျွန်တော်ရှင်နဲ့နီလာဝင်းကတစ်ချိန်ကတွေ့ဆုံခဲ့တော့မှားယွင်းတဲ့ရေစက်တစ်ခုအဖြစ်သာရှိနေပြီးအထူးတလည်းမဖြစ်မိတော့ပါကျွန်တော်အမေကတော့ဖောက်ပြန်တဲ့မိန်းမဗီဇဖြောက်မရတော့ဘူးလို့သုံးသက်ချက်ပေးပါတယ်နောက်3နှစ်ကြာမှကျွန်တော်ဒီနောက်အိမ်တော်ထူထောင်ပြီးသားကလေးတစ်ယောက်ရှာနေပါပြီသားကလေးရဲ့အမည်ကင်မိုးတက်နဲ့ကျွန်တော်မိန်းမရဲ့အသက်35နှစ်ပြည့်ကိုအတူပေါင်းပြီးအလူကလေးလှုပ်ဖြစ်တယ်ထိုလူကိုနီလာဝင်းတို့ရက်ွက်ထဲမှာနေရဲ့ကျွန်တော်တငယ်ချင်းရှောက်လာတယ်သူကကျွန်တော်ကိုအာဘဒရပြောသွားတယ်ဟဲ့နီလာဝင်းလေ KTV ကမန်နေဂျာနဲ့လိုက်ပြအဲ့မန်နေဂျာမှာမိန်းမနဲ့သားရှိရတဲ့သူ့ရဲ့မိန်းမကလေးစိတ်နဲ့ရှော်ကြေးတောင်းပြီးကွာရှင်းပေးလိုက်တော့နီလာဝင်းကိုရှူတယ်လေအခုနီလာဝင်းကိုထပ်ပြီးဖောက်ပြန်သွားပြန်ပြီဝစ်လေရနော်အေးလေသားတယောက်ရှိရဲ့မိန်းမအပေါ်တော့ဖောက်ပြန်တာသူ့လိုမိန်းမကိုရိုးမြေချပေါင်းမတဲ့လားဝစ်လေဝစ်လိုက်မြောင်ခန့်စမ်းကျွန်တော်ဒီကိုဘွားနဲ့ကိုဖြစ်နေပြီမို့သူမတရင်ကြားရချိန်မှာသူတပားဒုက္ခရောက်တာကိုအားရဝမ်းသာခြင်းမရှိခဲ့ပါသို့တော်စိတ်ထဲမှာကျွန်တော်ဝစ်တွေသူမလိန်နေပြီလို့တွေးလိုက်မိပါတယ်ပရိသတ်တွေအခုနားဆင်ခဲ့ရတာကတော့စာရေးသူဂျိုဂျိုနိုဗယ်ဦးရေးသားထားတဲ့ဖောက်ပြန်တဲ့မိန်းမဆွဲဇလန်လေးရဲ့အစာဆုံးကိုနားဆင်ခဲ့ရတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းတခြားဇလန်ကောင်းတွေကိုဆက်လက်တင်သွားပြုံးမှာမို့ပရိသတ်များကစောင့်မျှော်နားဆင်အားပေးနိုင်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ Like and Subscribe လုပ်ထားပြီးတောင်းဆိုချင်ပါတယ်။ဇလန်သစ်တွေတင်တိုင်းမှာသိရှိနိုင်စေဖို့အတွက်လည်းဘေးနားကနိုတီခေါင်းလုံးလေးကိုနှိပ်ထားပေးပါဦးရှင်။ ဟုတ်ကဲ့ပါရှင်ဇလန်းလေးကတော့ဒီလောက်ပါပဲဒီဇလန်းလေးထဲကလို့အဖြစ်မျိုးတွေမဖြစ်ဖို့သတိထားဆင်ခြင်နိုင်ဖို့ဆန္ဒပြုလိုက်ပါတယ်ရှင်လူအချင်းချင်းလှည့်ပတ်ချင်းကင်းကြပါစေ